里，对的，他的比较 PDF 也看那包，我 PDF 没得的不拿多啊，忙查看的，那个也可以干，那个也录的，那个也 PDF 的，哎，你把那 NUG 来个 PDF 的个忙查看的，比较 NUG PDF 也个老么那看那包个你查的。အဲ့ဒါလိုမျိုးကြတော့ဘယ်သူမှလိုက်ပေါ်မှာအော်ပြီးတော့ဒီခွေးမသားကိုဖမ်းပေးပါငါစုအသိန်း100ချမယ်အသိန်း200ချမယ်အသိန်း300ချမယ်ဘယ်စပတ်ဆယ်လီမှမအော်ဘူးဟာဘယ်စပတ်ဆယ်လီမှမအော်ဘူးအော်ကိုလူချင်းချင်းပြလို့ဘာလဲကိုလူချင်းချင်းပြတော့ကိုစော်ကားလို့စင်ကိုခံရမလားကိုလူမျိုးချင်းချင်းပြတော့ကိုလိုးလို့စင်ကိုခံရမလားမင်းကြည့်ချင်တယ်မင်းကြည့်ချင်တယ်လိုင်းပေါ်မှာတက်အော်နေတဲ့ဆယ်လီအထီးတွေဆယ်လီအမတွေကြော်မျိုးမင်းက PDF ရဲ့အောက်ကူကိုခြေဖနာနဲ့လောက်လိုက်လို့တေးပေါက်ချလိုက်လို့နော်စော်ကားလိုက်လို့ကြော်မျိုးမင်းကိုဖမ်းရလို့စင်မြန်မာငွေအသိန်းပဲနေရထားပြီးတော့ကြုံညာကြတယ်နော်အခုခွဲမသားငကား PDF က NUG ရဲ့ PDF ကိုမြေကြီးပေါ်မှာမောက်ချခိုင်းတယ်ပြီးတော့ NUG ရဲ့ PDF ရဲ့ခန္ဓာပေါ်ကိုနော်ခွဲလိုမျိုးကြက်လိုမျိုးနော်ဘာလဲဟိုတက်နေတာပေါ့ကွာတက်နေတယ်ပြီးတော့တနတ်ကိုခေါင်းနဲ့ထုတ်တယ်ကွာခေါင်းတွေကွဲသွေးတွေထွက်အဲ့ဒီဗီဒီယိုကမှမပြမယ်ခဏလေးအဲ့ဒီခွဲမသားကြတော့ဘယ်သူမှအရင်မယူဘူးစင်ဘာလဲ PDF ချင်းပြစ်လို့ကိုလူချင်းပြစ်လို့ကိုလူချင်းပြစ်လို့စင်ရန်သူကိုဝိုင်းတိုက်လေဘာပြစ်လို့ PDF ချင်းကိုပြန်တော့ရောက်မှပြတာလဲဘာပြစ်လို့စော်ကားတာလဲဘာပြစ်လို့လည်းမျိုးအောက်တန်းကြတဲ့စိတ်ဓာတ်နဲ့တောင်းနေရတာလဲဟာအဲ့ဒါငကားမငကားတီကောင်မတီကောင်နော်အားပေးထောက်ခံနေတဲ့ချီစားမတွေချီစားကောင်တွေငါတို့ကပြည်သူပါငါတို့ကစပတ်တော့ဖို့ထောက်ဖို့ပါပြောနေတဲ့ခွေးမသားတွေထွက်လာခဲ့စမ်းမင်းတို့ထွက်လာခဲ့စမ်းငကားကအဲ့လောက်တော့ရောက်မှအောက်တန်းကြနော်အာနာယူပြနေတာနော်အတ္တတွေယူမာနတွေယူပြနေတာငကားကကောင်းသေးတယ်ငကားကိုထောက်ခံသေးတယ်ခွေးမသားနမလို့ထောက်ဖို့တချို့ဟာဖေလို့မနေမအေလို့တွေသူတို့ကိုကြတော့အလူခံပြတယ်အောင်မလေးကြော်မျိုးမင်းကိုဖမ်းပေးပါမအေလို့တွေလိုက်ပေါ်မှာတက်အော်တယ်ခွဲမသားငကားရောက်มาတာကြတော့မအော်ဘူးငကားလူကဖီတဲ့ကိုဘယ်လိုမျိုးရက်ဆက်ရောက်มาပြလဲဟာမမပြမယ်ဒီတပ်ပုံမမကလုံးစကလင်းစောရထားတယ်ဒါခွဲမသားငကားရဖီတဲ့ပြည်သူလူထုထောက်ပံ့ပေးတဲ့လက်နဲ့ကန်ပြီးတော့နော်ဘီစတိုတလက်နဲ့ဒါဒီမှာမောင်းချထားတာ MUTP တဲ့ဒါခွဲမသားငကားရဲ့သူရ PDF မှာနော် PDF ရအပေါ်ကိုခန္ဓာပေါ်ကိုကွာနင်းချတာဗီဒီယိုနော်သူတို့ဘက်ကရိုက်ထားတဲ့ဗီဒီယိုနော်အဲ့လိုမျိုးရောက်มาတာစစ်ခွဲဆိုရင်ခွဲမသားငကားအခွဲကစစ်ခွဲကိုဒီလိုမျိုးသူတို့တက်နေဘူးလားငါတွေ့ချင်လို့စစ်ခွဲကိုတော်လန်တယ်ဆိုအာနာစင်ကိုတော်လန်တယ်ဆိုရန်သူကိုတော်လန်တယ်ဆိုရန်သူကိုမင်းတို့ဒီလိုမျိုးလောက်ဘူးလားမလောက်ဘူးဒါပေမဲ့ PDF နဲ့ပြန်တော့လောက်တာဟာဒီလိုမျိုးရောက်มาတဲ့အောက်ဒန်းစားဒီခွေးမတော့ဘယ်သူမှမဖမ်းဘူးဘယ်သူမှကြောင်ညာတာမရှိဘူးအော်မင်းတို့လူချင်းပြလို့ဟုတ်လားမင်းတို့ထောက်ခံတဲ့ခွေးမသားတီကောင်အာနာယူတော်လန်ရဲကိုပြက်လို့ပြက်စီအောင်မေလောကောင်အဖွဲပြလို့မင်းတို့တွေကမအော်ဘူးဟုတ်လားဒီကောင်ဘတော့လူပါဝါလဲ PDF ကိုမောင်းချခိုင်းတယ်ဘီစတိုကိုင်းတယ် PDF ရခန္ဓာပေါက်ကိုတက်နေလိုက်မင်းတို့ကောင်းတယ်နော်ဘီစတိုနဲ့နော်ထုတ်တယ်ခေါင်းကွယ်တဲ့အထိထုတ်တယ်ဒီမှာကြည့်ဒါဒီလူကဘာဖြစ်လဲစစ်ခွဲမဟုတ်ဘူး PDF ပဲခွဲမသားတယ်ငကားကောင်းပါတယ်စပမမတော့တက်လေဟာစပပဲလိုက်ပြီးလုံးနေတာလေတို့ရဲ့ငကားအခုထိပေါက်ကိုဆွဲဆယ်လီဆွဲလောက်နေတဲ့စပစားမတွေစပစားကောင်းနေစီနေသေးတယ်မင်းတို့ကပြည်သူတို့မင်းတို့ခွဲစကားမအောင်နဲ့နော်သမီးစားတဲ့ပြည်သူကဘယ်ခွဲမသားအာနာစင်မသူများမထောက်ခံဘူးကရင်လားပမာလားလူဘာဝလားလို့စင်ဘယ်သူမှမထောက်ခံဘူးငါကရင်မစစ်မကောင်းတဲ့ကရင်ကောင်းဆောင်ငါဆဲတယ်နော်ပမာမဖြစ်လို့ပမာ PDF အဲ့ဒီရောက်มาတဲ့ပမာ PDF အဖွဲတစ်ဖွဲကနော်မကောင်းလဲငါပမာမဖြစ်လို့ငါထောက်ခံလို့ဆိုငါအဲ့လိုမျိုးစိတ်မျိုးမရှိဘူးကရင်လဲဒီကရင်ကောင်မကောင်းလို့စင်ဒီကရင်ကောင်ငါဆဲမှာပဲငါကရင်မပြောင်းနေနဲ့နော်လူမျိုးခွဲခြားဘာသာခွဲခြားပြောတာမဟုတ်ဘူးငကားပမာပြလို့ငါကရင်မပြလို့ငကားလာမထိနဲ့ခွဲစကားမပြောနဲ့你说那个阿娜谁别老是俺塞嘛呗？没爱罗那他家阿娜就让俺塞了呗？哎，他把皮肉嘞？啊？你妈妈我为了那个吃不了点没？妈妈表你的钱，塞你的钱，路下是那个路吧？别了，哎，
ရေးပေါ်ကြီးအလုံး1000ကျော်နော်ကြီးအလုံး1000နဲ့960ကိုတောက်လိုအပ်ပါတယ်1000ဆို55ပါ10,000ဆို950 message မှာဆက်တက်လာထားအခုမှမို့ဒီမအေလို့ငကားရောက်มาတာကိုမတွေ့တဲ့သူရဲ့ဘောမတွေသူရဲ့အောက်ဒန်ဆာလော်ဘီတွေကိုမမို့ပြချင်လို့ငကားမငကားတော်လန်ရဲ့အကြောင်းမသိနိုင်ငံရဲ့အကြောင်းမသိပောက်ကိုဆွဲဆယ်လီယူနေတဲ့ဖေလို့မမအေလို့တချို့စောက်အတူရောင်ဆောင်ပြည်သူတွေမမို့ပြချင်တယ်နော်မမို့ပြချင်လို့နော်မင်းတို့ပြောတဲ့ငကားအဖွက်တွေကမရောက်မှာဘူးဆိုငကားအဖွက်တွေကမရောက်မှာဘူးဆိုအောက်တန်းမကြဘူးဆိုအာနာမယူဘူးဆိုဒါငါတို့ပြည်သူတွေထောက်ပံ့ပေးတဲ့လက်နဲ့ PDF ချင်းချင်းကိုပြန်တော့စော်ကားရောက်မှာပြတယ်နော်မငါတို့ပြည်သူတွေထောက်ပံ့ပေးတဲ့လက်နဲ့ကျင်းနော်စစ်ခွေးနဲ့ဆိုရင်တို့လောက်ဘူးလားဒီလိုမျိုးဒါအောက်မှာအိတ်ချတဲ့သူက PDF တွေဖြစ်တယ်အခုတက်နေနေတဲ့ကောင်ခွေးမသားတီကောင်ရဲ့လူဖြစ်တယ်ဟာတီကောင်တန်ကောင်မအေလို့ငကားသူရဲ့လူက PDF ကိုတက်နေတယ်အမကြည့်အဲ့ဒါကိုမအေလို့ငကားကောင်းပါသေးတယ်ပြောနေတဲ့ဖေလို့မအေလို့တွေချီးစားနေတာလားဟမ်မင်းတို့စပဆယ်လီထောက်ပုတ်တဲ့တချို့မှာအော်နေတာကြော်မျိုးမေးက PDF ရဲ့အောက်ကူကိုတက်နေပါတယ်ဟုတ်လားကြော်မျိုးမေးကိုဖမ်းရလို့စင်မြန်မာငွေအသိန်း900အသိန်း600စုချမယ်ဆိုဒီခွဲမသာငကားရဲ့လူအာနာယူတာရောက်มาတာကိုဘာဖြစ်လို့စုမချတာလဲဖမ်းရတဲ့သူလောက်ရတဲ့သူဆိုရင်ဟမ်ခွဲမသားတွေအေးမင်းမေပဲနေပြန်တော့လောသားလိုက်ဖေမေလို့ငကားခွဲဟဲ့ငါခွဲမသားတွေငါတို့ပြည်သူတွေထောက်ပံ့ပေးတဲ့လက်နဲ့ကလေဒီလိုမျိုးပြန်တော့အာနာယူဖို့ PDF ကိုပြန်တော့နိုင်ချင်ဖို့မဟုတ်ဘူးခွဲမသားတွေနော်မင်းတို့အသေးချင်းဆိုနဲ့တရားမှာမအေလို့တွေပြောထားမယ်နော် NUG ရအဖွဲ့တွေဒီလိုမျိုးပြဿနာကိုဒီမျိုးပဲကြည့်နေတာလားဟမ် NUG အစိုးရတွေဒီခွဲမသားနမလို့အဖွဲ့တွေဒီအောက်တန်းစားအာနာယူစောက်တလွဲလောက်နေမအေလို့နော် PDF သူ့ရောက်ဆောင်အဖွဲ့ကိုတိတရားနဲ့အရေးယူပေးကြပါကျင်းနော်ခွဲမသားစော်မျိုးမေးရောက်มาတာကြတော့ဖမ်းပေးပါညာတလကအော်နေကြတယ်ခွဲမသားငကာအဖွဲ့ရောက်มาတာကြတော့မအော်ကြဘူးဖေလို့မထောက်ဖို့မတွေအေလို့ထောက်ဖို့တွေအဲ့ဒီ MC တေစာအကောက်လား MC တေစာခွဲမသားနမလောကောင်တကောင်စီးတယ်ငကားကိုတီလို့စင်လိုက်ပေါ်မှာတက်ပြောတယ်နေတော့ NUG ကဘာဖြစ်လဲဘောငကားဘာပြောစမ်းဘောငကားလည်းစစ်ခွေးကိုတိုက်တာပဲနေ့ရက်ဘောငကားစစ်ခွေးကိုတိုက်တာစစ်ခွေးတွေကိုဖမ်းရတဲ့အချိန်မှာဒီလိုမျိုးနေချလာမအေလို့ရဲ့ဒါ PDF နော်စစ်ခွေးကိုတိုက်တဲ့ PDF ရန်သူကိုလည်းတိုက်ရတယ်သေတဲ့အချိန်မှာလည်းစစ်ခွေးပြန်ပြီးတော့သူတို့ရဲ့အောက်ကူနေကြတယ်မသေးခင်မင်းတို့ခွဲမသာအာနာယူငကားအဖွဲ့တဲ့ဒီမျိုးရောက်มาတာဟမ်ကိုမေကိုလိုတွေဟမ်ဒီဖာကောင်ကလွယ်ထားတဲ့တနပြည်သူထောက်ပံ့ပေးတာနော်ကန်ထားတဲ့ဘီစတိုပြည်သူကထောက်ပံ့ပေးတာမအေးလို့သူရဲ့ငွေဘယ်နှပြပါလို့လဲပြည်သူထောက်ပံ့ပေးတာစစ်ခွေးကိုတိုက်ဖို့ရန်သူကိုတိုက်ဖို့ PDF အချစ်ပြန်ဖမ်းပြီးတော့ရောက်มาပြတာချင်းချောက်ပြတာလူဘာဝပြတာမဟုတ်ဘူးနော်မင်းတို့လိုအောက်ဒန်စာတီကောင်ဖွဲ့လားမင်းတို့လိုတစ်ဖက်ပိုက်အစွန်ရောက်နေတမ်းမြတ်တမတယူဖွဲ့လားငါစပနဲ့နိုင်လဲငါစပမင်းတို့နဲ့မတိုင်ဘူးခွဲမသားတွေတိလားလီနဲ့ပြောလဲလီနဲ့မတိုင်ဘူးမင်းတို့လားအောက်ဒန်ကြတာနော်တော်လိုက်ရမှာလာပြီးတော့လူဘာဝအောက်ဒန်ကြတကောကားဆန်းပြည်သူလူထုရဲ့ငွေကိုရပြီးတော့ပြန်တော့ရောက်มาအာနာယူပြမင်းတို့လိုစားစစ်မစစ်တဲ့အဆင့်တန်းကောင်တွေပဲစီးတာမအေလို့တွေနော်ခွဲမသားနမလောကောင်တွေနော် NUG တဲ့ဒီလိုမျိုးရောက်มาတဲ့အဖွဲ့အစည်းဒီလိုမျိုးတော်လန်ရေးကိုပြန်တော့လူဘာဝတဲ့အဖွဲ့အစည်း NUG တဲ့ဒီမျိုးလွတ်ထားလို့ဆိုရင်ပြည်သူပဲနစ်နာမှာတကယ်လောက်တဲ့ PDF တွေပဲပြန်တော့နစ်နာမှာအဲ့တော့လူကြီးတွေဖြစ်တာတောင်ယူမှုတောင်ခံမှုတိတိယနဲ့လောက်ပေးကြပါတွေ့ရတာလေစိတ်မချမ်းသာဘူးနော်ယုံဖို့ကောင်းတယ်လို့အရန်ကိုဒေါသထွက်ဖို့ကောင်းတယ်ငါတို့ထောက်ပဲပြတာစစ်ခွေသားဖို့ရန်သူကိုတပ်ဖို့မအေလို့တည်းရဲ့နော်လက်နဲ့ကင်ပြီးတော့ကိုယ့်ရဲ့လူချစ်ချစ်ပြန်တော့စော်ကားတာရောက်มาတာလူဘာဝဓမ္မဝူခွေးမသားတွေရဲ့မမဝီဒီယိုပြမယ်ခဏလေးခေါကနာပုံပြတယ်ငါလိန်တယ်လို့ခွေးမသားတွေကညင်းအောင်မယ်ဗီဒီယိုကအရန်ကြမ်းတန်လို့သူတို့ပိုက်ထားတယ်
ဒါပေမဲ့မမနိုင်မယ်ပြမယ်ခဏလေးနာကြည့်ဘလို့မရှိတောက်ပြရဘူးဒါ NUG PDF ကိုတို့မောင်းချခိုင်းပြီနော်လက်ကိုဒီမဲ့လောက်ထားတာမြေကြီးပေါ်မှာမြောက်ချထားတယ်ခွေးမသားငကားခွေးတကောင်က NUG PDF ရဲ့နော်ခန္ဓာပေါ်မှာနေတက်တယ်နော်သွားလိုက်လာလိုက်နေလိုက်ချင်းချောက်လိုက်တနတ်တလက်နဲ့ပြီးတော့ခေါင်းခွဲအောင်ရိုက်လိုက်တာကြည့်ဟာငါတို့ပြည်သူတွေထောက်ပံ့ပေးတဲ့လက်နဲ့က PDF ကိုပြောတော့ပြစ်သားဖို့ PDF ကိုပြောတော့ချင်းချောက်ဖို့နေတော့ပြန်ပြီးတော့လူဘာဝဖို့မဟုတ်ဘူးခွေးမသားမအေးလို့တီကနကာဖွဲ့တယ်ဟာအာနာယူဖွဲ့တယ်မအေးလို့လေဟာစစ်ခွေးဆိုရင်တက်နေလို့မရဲဘူးမအေးလို့လေစစ်ခွေးရဲ့စခန်းတွေစစ်ခွေးရဲ့မြို့ကိုတန်ရမှာခွေးမသားနကားတွေလောက်လို့မရဲဘူးနော်ပြည်သူတို့တတိစီတာတော့ PDF ချင်းချင်းကိုပြန်တိုက်မယ်ခွေးခွဲမယ်မဟုတ်မမတဲ့ဆွဆွဲမယ်တည်င်းဖြတ်မယ်ပြည်သူဝေဝအောင်ပြည်သူတွေကွဲအောင်စိတ်ဓာတ်ကွဲအောင်တွေးကွဲအောင်လောက်တဲ့ခွေးမသားမအေးလို့နကားမင်းမုံမန်တာတွေဟော2000တောင်းတော့မအေးလို့ငါသိတယ်နော် NUG ကမင်းအကြောင်းဘလို့သိတယ်ငါမသိဘူးငါမင်းအကြောင်းကောင်းသိတယ်ခွေးမသားနကားနော်မင်းကိုထောက်ပံ့ပူတဲ့ငွေအရန်ကိုနှမျောတယ်မအေးလို့ခွေးမသားနော်မင်းတို့ထောက်ခံဖို့မင်းတို့အာနာယူနကားကိုမင်းတို့စပါပဲရမယ်မင်းတို့ကတော့မနိုင်ဘူးမအေးလို့နော်မင်းတို့ပောက်ကိုဆွဲဆယ်လီယူဖွဲ့တယ်ဒီခွဲမသားအဖွဲတော့ဘာသူဖမ်းလို့ရမယ်ဆိုတော့ငါစုချမယ်ခွဲတကောင်မှမអော်ဘူးပြောလိုက်လို့စင်အချင်းချင်းဆိုရင်ကိုရ PDF ကိုပြန်တော့လူပါမလားဟာအချင်းချင်းဆိုရင် PDF ကိုတက်နေမလား PDF ကိုတယောက်နော်မောက်ချခိုင်းတယ်မောက်ချတဲ့နောက်ဘက်မှာ तू ကတဲလိုက်နေလိုက်တယောက်ပြီးတယောက်နေတယ်နောက်ပြီးဘီစတိုတလဲနဲ့ခေါင်းမောနဲ့ငါပြစ်သားမှာအဲ့တလိုမျိုးရောက်မှာဒါနော်အဲ့ဒီရွာမှာဆိုရင်တို့ပဲကြီးတယ်တို့ပဲပိုင်တယ်တို့ပဲအာနာစီးတယ်ခွဲမသားဟာမင်းတို့လက်နဲ့ကတည်းအဲ့ဒီမျိုးမင်းတို့ပိုင်ရမယ်အဲ့ဒီရွာမင်းတို့အမေစပတ်ကမင်းတို့စမထားတာလားဟာမင်းတို့လက်နဲ့ကင်ခါတာစစ်ခွဲကိုတိုက်ခါတာရန်သူကိုတိုက်ခါတာခွဲမသားတို့အဲ့ဒါဖေလိုမအိုင်းရင်တွေဖေလိုမတခြားကောင်းတယ်မအေးလို့တွေကပြောမရဲဘူးဆိုမရဲဘူးဖော်မရဲဘူးဒီကိစ္စကြတော့ဟာမင်းတို့စောက်ယူငကြွားဆယ်လီမတွေဆယ်လီဖြစ်ရှင်တဲ့ဖေလိုမတွေမအေးလို့တွေတက်လာခဲ့စမ်းဟိုမနေ့တနေ့ကကြော်စိုးမေးကမလားအဲ့ဒီကြော်စိုးဦးလားကြော်စိုးမေးလားဖမ်းခိုင်းမဲ့ငါတို့အသိန်း900ထဲမဲ့ငါတို့အသိန်း200ထဲမဲ့မိုက်ကယ်အဖွဲတွေတချို့မှတက်អော်တယ်ဟာအဲ့ဒီစော်မျိုးမေးဖမ်းရလို့စင်ဒီရောက်มาတဲ့ခွဲမသားတော့ဘယ်သူမှမអော်ပေးပါလားဟာဟဲ့ဖာကောင်းတေခါနီဖိုးကြီးနေထွက်သွားကိုမေကိုလိုစစ်ကိုနိုင်ဟာသွားကြတဲ့ဖိုးကြီးငါတို့အမေစုပေါင်ဖြောက်ချကိုမေကိုလိုအောက်တန်းစားခွေးဝဲစားဖာတယ်မသားနော်နေရရောက်ခွေးရောက်နေတူလို့နေငါတို့ရဲ့အမေစုပေါင်တွေတော့တင်ရတာခွေးမသားခဏလေးအဲ့ဒီဗီဒီယိုပိုင်းอ่ะသူနေစားတဲ့အပိုင်းဒီမှာနော်အောက်မှာဖီတဲ့မောက်ချနေတာဟာမင်းတို့ဆယ်လီမင်းတို့ live မှာတက်ကြွားပြီးတော့ငါတို့ကမိုက်ကယ်သွေးအခုဖာကောင်းမိုက်ကယ်ထိုင်ထဲမှာခေါင်းထဲမှာသွားရတယ်တချို့ဖေလိုမတွေတက်អော်တယ်ငါတို့ကမိုက်ကယ်သွေးခွာအရင်တုန်းကအဲ့ဒီဗလဲပြူစောတီမကိုလာဒလန်မကိုလာငါတို့ဘယ်လိုမျိုးဖမ်းလဲဆိုတာနော်ငါတို့စီမှာလာတော့ပူပေါင်းလို့ရတယ်ပတ်စံလာထည့်လို့ရတယ်အဲ့ဒီကြော်မျိုးမေးကိုဖမ်းရတဲ့လူငါတို့အသိန်း100 200အသိန်း300ငါတို့စုချမယ်အဲ့ဒီအော်တဲ့ဖေလိုမတွေမအေးလို့တွေမှာတော့တေကုန်ပြီလေဟာဒီလူပေါင်းနေတဲ့ခွဲမသား PDF မတေဘဲနဲ့ PDF ကိုတက်ပြီးတော့နေတာဟာဘယ်ဖေလိုမတက်မအော်
လိုက်တာဒါပေမဲ့ခွဲမသားငကားအဖွဲကလာပြီးတော့အကြမ်းဖက်မှုတွေလောက်ပြတယ်ဒီဗီဒီယိုကသူတို့ဘက်ကတက်လာတဲ့ဗီဒီယိုနော်နော်ရန်သူနဲ့ဆိုရင်မရဲကြဘူးရန်သူနဲ့ဆိုရင်အဲ့လိုမျိုးတတ်တိမရှိဘူးရန်သူကိုဒီလိုမျိုးဆိုတစ်ခါမှမနေစားဘူးခွဲမသားငကားအဖွဲတွေကနော်ငါတို့ PDF နဲ့ဆိုရင်တော်တော်ရဲနေကြတယ်ခွဲမသားတွေကိုအချင်းချင်းနဲ့ဆိုရင်တော်တော်ရဲကြတယ်နော်ကိုအချင်းချင်းနဲ့ဆိုရင်တော်တော်ရဲကြတယ်ခွေးမသာနေနေတဲ့အချိန်မှာလဲဘယ်အပိုင်းမှာလဲဝါဒီမှာခဏလေးဒီမှာတွေ့ပြီခဏလေးကြည့်လိုက်အဲ့မှာကြည့်လက်နဲ့ထောက်တယ်နော်မောက်ချနေတဲ့ PDF တွေကတင်တာမရှိဘူးနော်လက်မြောက်ပြီးတော့မောက်ချနော် तू ကဘီစတိုတလက်နဲ့ဘာညာတလကအောင်မလေးသူ့ရဲ့ရန်သူ PDF တွေကသူ့ရဲ့ရန်သူဒီခွေးမသားမျက်နှာမှတ်ထားအဲ့မှာကြည့်ဘီစတိုတလက်နဲ့အဲ့မှာကြည့်နော်တွေးပြီးလားမအေလို့တွေဖေလို့မတွေအောင်းနောက်မရှိတဲ့စောက်ကောင်မတွေနဂါလူတွေကိုဆက်ပြီးတော့ထောက်ပံ့နော်မင်းတို့ခွေးနဂါကမအေလို့မတိုက်ဘူးတေးစားတဲ့ NUG နဲ့ NUG PDF ကိုပြန်တော့နော်တိုက်မယ်တေးစားတယ်မင်းတို့ရခွဲမသားနဂါအာနာယူနဂါကတေးစားတဲ့စစ်ခွေးမတိုက်ဘူးတေးစားတာကတော့ PDF ကိုတိုက်မယ် PDF ကိုနိုင်ကျင့်မယ် PDF ပေါ်လူပါပါမယ်အဲ့ဒါတေးစားတယ် NUG ကိုတော့နာမယ်ဖျက်မယ်ဖောင်းထုမယ်စော်ကားမယ်မဟုတ်မမှန်တာတွေဆွဆွဲပြီးတော့တက်ပြောမယ်အောက်နောက်မရှိတဲ့ဖေလို့မတယ်မအေလို့တွေတော့နဂါအတွက်နာမယ်နော်နဂါကိုဆက်ပြီးတော့ထောက်ခံမယ်ဝန်းရမယ်ငါပြောမယ်နဂါကိုထောက်ခံဝင်ရတဲ့လူအများအဖြစ်ကြိုက်ခံရေးပါတီကခွေးမသားဘောမတွေကများတယ်နော်ပြည်သူတော့ပြောနေသမင်းစားတဲ့ပြည်သူတိုင်းမှာနော်ဘယ်သူမှအဖွဲ့အစည်းတစ်စင်ထောင်ပြီးတော့ကိုလောက်ချင်တာလောက်တဲ့အဖွဲ့တွေဘယ်သူမှမထောက်ပံ့ချင်ဘူးဘယ်ပြည်သူမှလည်းမခံဘူးမင်းတို့မထားအဲ့မှာကြည့်အဲ့ဒါ PDF နော်စစ်ခွေးမဟုတ်ဘူးနော်ပြည်သူတွေစဉ်းစားနော်မင်းတို့ပေါက်ကိုမဆွဲဘူးဆယ်လီမယူဘူးဆိုရင်မင်းတို့စဉ်းစားမင်းတို့ချီးမစားဘူးဆိုရင်မင်းတို့တကယ်လွတ်မြောက်ချင်လားတကယ်လွတ်မြောက်ချင်လို့ဆိုရင်ဒီမျိုးအာနာယူတဲ့ကောင်နော်မင်းတို့ဆက်ပြီးထောက်ပံ့ပေးမယ်ဆိုရင်မင်းတို့တရားလွတ်မြောက်ချင်တာမဟုတ်ဘူးအာနာစင်တွေများလာအောင်အာနာစင်တွေအသက်ရှင်အောင်ပဲမင်းတို့လုပ်မှာနော်အဲကြောင့်ဒီဗီဒီယိုကမှမဟုတ်ဒီနေ့ပဲတွေ့တဲ့အတွက်ကြောင့် NUG ဘက်ကလည်းဘာတွေစောက်နေတာလဲဒီဗီဒီယိုကဘယ်နှစ်ရက်စီပြီလဲငါပြည်သူတယောက်နေနဲ့ NUG ဘက်ကဘာတွေလုပ်နေတာလဲဟာအဲ့လာတော့ရောက်มาတဲ့ကောင်တွေကဒီလိုမျိုးပဲထားနေတာလားဟာငါတို့ပြည်သူထောက်ပံ့ပေးတဲ့လက်နဲ့ကအဲ့ဒီလိုမျိုး PDF ချစ်ချစ်ပြန်တော့ချိန်ချောက်တာငါတို့ခံရလားဟာငါတို့ထောက်ပံ့ပေးတာစစ်ခွေးကိုတိုက်ဖို့မအေးလို့တွေရဲ့ဒီမှာမမိုးဗီဒီယိုနဲ့ပြတာတေးစာမတွေ့လို့စင်မမိုးနောက်ချက်မမိုးစကလင်းစော့တေးစာရိုက်ထားတယ်ဒါအခုမောက်ချနေတာ PDF အခုတက်နေနေတာမအေလို့နဂါရ PDF ဖြစ်တယ်နဂါအဖွဲကလူဘာဝတဲ့ကောင်ဒီခွေးမသားတော့ဘသူမှ live ပေါ်မှာသူ့ရဲ့မျက်နှာတွေတင်သူ့ရဲ့ပေါင်တွေတင်ဒီကောင်ကိုဖမ်းပေးပါဒီကောင်အရေးယူပေးပါအရေးယူရတဲ့သူမြန်မာငွေအသိန်း100 200ဘယ်ဖေလို့မှဘယ်မအေလို့မှတဲ့ပြီးတော့မကြောင်ညာဘူးခွေးမသားကြော်မျိုးမေးကြတော့ဖမ်းရလို့စင်အသိန်း900အသိန်း600စုချမယ်တဲ့ဟာတေသွားတဲ့ PDF အောက်ကူတော့အဲ့ဒီမအေလို့လူပါဝါလိုက်လို့နော်အဲ့ဒီစပဆယ်လီတွေဆယ်လီဖြစ်နေတဲ့ဖေလို့မမအေလို့တွေတက်អော်ပြီးတော့ငါတို့စုချပေးမယ်ဖမ်းရလို့စင်စုချပေးမယ်အဲ့ဒါလို့တက်អော်တယ်ဒီခွေးမသားနဂါရဲ့လူ PDF ရဲ့ခေါင်းကိုတက်နေတာတယောက်ပြီးတယောက်ဘယ်ဖေလို့မတက်អော်လို့မရဲဘူးဘယ်မအေလို့မတက်អော်လို့မရဲဘူးဟာဒီတတင်းကသူများတင်တာလဲပြန်ချဲတဲ့သူမရှိနည်းနည်းပါပါပဲရှိတယ်ဟာအဲ့ဒါပြည်သူတွေတေချာကြည့်လိုင်းပေါ်မှာလဲမင်းအောင်လိုက်ကိုဆဲပြလိုက်နော်ဘောမကိုဆဲပြလိုက်စိန်ခေါ်ပြလိုက်ဖမ်းရလို့စင်ငွေစုချမယ်အဲ့လားအော်နေတဲ့ဖေလို့မတယ်မအေလို့စပတ်ဆယ်လီတွေကိုလေသွားပြီးတော့အထင်မကြီးနဲ့နော်
သွားပြီးတော့ထင်မကြီးနဲ့ဒါပဲကြည့်ရန်သူဆိုရင်မပြောတော့ဘူးကွာရန်သူဆိုတော့နေမှာပဲတမှာပဲလောက်မှာပဲအခုရန်သူမဟုတ်ဘူးโอเคကင်ထားတဲ့လက်နဲ့လွယ်ထားတဲ့လက်နဲ့ကင်ထားတဲ့ဘီစတူကင်ထားတဲ့လက်နဲ့အစီအတူတီသူလူထုချွေးနဲ့စားတဲ့ငွေနဲ့ထောက်ပံ့ပေးတာဒါပေမဲ့ရန်သူကိုမတိုက်ပဲနဲ့နော်ရန်သူအပေါ်တတိမရှိပဲနဲ့ PDF အချင်းချင်းနဲ့ပြန်တော့တတိစီတယ်အဲ့မှာကျင်းနော်ဖာတယ်မကနေရမေငါကဖာတယ်မမဟုတ်လို့အမှန်တရားချပြတာနော်ဖာတယ်မသားဖာတယ်မသမီးပြတော့မင်းတို့လိုကိုမေကိုလို့တယ်တော့အမှန်တရားချပြလို့ရမှာမဟုတ်ဘူးနော်အမှန်တရားချပြလိုက်လို့စင်ပြည်သူတွေသိတာလို့စင်အော်မေလို့ငကားအာနာယူပါလားမေလို့ငကားအဖွဲ့တဲ့အဲ့လောက်လူဘာဝပါလားအဲ့လောက်အောက်တန်းကြပါလားအဲ့လောက်စိုးနေပါလားဆိုတာပြည်သူသိမှမင်းတို့ကြောက်လို့လေဖာတယ်မသားအစ်တွေဖာတယ်မသမီးအစ်တွေနော်ကရင်မနဲ့လာမစွာနဲ့ဒီကရင်မလေလူမျိုးဆွဲမရှိဘူးပြောထားမယ်ပုတ်ကိုဆွဲလည်းမရှိဘူးဘယ်အဖွဲ့အစည်းမဆိုပြည်သူလူထုထောက်ပံ့ပေးတဲ့လက်နဲ့လူဘာဝလာလို့စင်ငါဆဲကိုဆဲမှာငါဖော်ကိုဖော်မှာနော်ငါကရင်မတိုင်းရင်သားတရားနေနဲ့ဘယ်အာနာစင်မငါလက်မခံဘူးကရင်အာနာစင်ကိုငါလက်မခံတလို့ပမာအာနာစင်လည်းငါလက်မခံဘူးဘယ်လူရောက်မှအဖွဲ့မှငါလက်မခံဘူးစင်လားရောက်မှတဲ့သူငါဖော်မယ်နာမယ်ဘလောက်ပဲကြီးကြီးခွေးတယ်ဘလောက်ပဲများများငါစောက်ခိမဆိုင်ဘူးမင်းတို့ဖာကောင်းတွေအားလုံးတိကျဖာတယ်မတွေနော်ငါကိုဖာတယ်မခေါ်တဲ့မေလို့တွေကမင်းတို့ပဲဖာတယ်စစ်စစ်မင်းတို့ဖာတယ်စစ်စစ်တွေကလေအမှန်တရားထွက်ပြရမှစမင်းတို့မပြောဘူးနော်မင်းတို့ခေါ်တဲ့ဖာတယ်မငါသာဖာတယ်မဖြစ်လို့စင်လေမင်းတို့ရောက်မှတိုင်ကခံမှာနော်မင်းတို့ရောက်မှတိုင်ကပစပပိတ်မှာငါငိတ်ခံမှာငါဖာတယ်မမဟုတ်လို့ငါအမှန်တရားထွက်ပြောတာနော်ခွေးမသားတွေနော်ကျင်းနော်ဒါတက်သေးပဲဒါခွေးမသားငကားရဲ့တီကောင်ရဲ့တပည့်ဒါ PDF ကိုနင်းချတာမသေးပဲနဲ့အနင်းချခံရတာနော်နင်းချတဲ့သူကကိုယ့်ရဲ့ရန်သူမဟုတ်ဘူးစစ်ခွေးမဟုတ်ဘူးအာနာယူတီကောင်ရဲ့ငကားရဲ့လူ PDF ကိုနင်းချတာမသေးပဲနဲ့အနင်းချခံရတယ်စစ်ခွေးကိုလည်းတိုက်ရတယ်ပြည်သူကိုလည်းကာကွယ်ရတယ်မအေးလို့ရောက်มาတာကိုလည်းခံရတယ်စစ်ခွေးရောက်มาကိုလည်းခံရတယ်အဲ့ဒါငါတို့ရဲ့ PDF တွေရဲ့ဘဝသေသွားပြီးလဲခွေးမသားကြော်မျိုးမီတို့မလာဘက်ကလည်းသေပေါက်ချတယ်အောက်ကူထဲမှာမရန်ပြတယ်စော်ကားပြတယ်ဒီမအေးလို့ဘက်ကလည်းပြည်သူပေးတဲ့လက်နဲ့ PDF ချင်းချင်းကိုပြန်ပြီးတော့နင်းချတယ်ပြန်တော့စော်ကားတယ်ပြန်တော့ချိန်ချောက်တယ်တနတ်တလဲနဲ့အဲ့ဒါနေတော့ပြည်သူတွေထမင်းစားလို့စင်အဲ့ဒီခွဲမသားစပ်ပတ်စားမအေးလို့ငကားကိုလီးငကားကိုမင်းတို့ဆက်ပြီးတော့ထောက်ခံရစင်မင်းတို့ထောက်ခံလိုက်မင်းတို့ကိုအမေသားသမီးတို့မင်းတို့ကိုမေကိုလို့တွေမပြောကြနဲ့မင်းတို့ကိုတော်လန်ရေးလောက်ပါတယ်လို့မင်းတို့ခွဲစကားမပြောနဲ့နော်တီကောင်ရဲ့ခွဲဆိုရင်တီကောင်ရဲ့ခွဲတီကောင်ရဲ့ဘောမဆိုရင်တီကောင်ရဲ့ဘောမပြည်သူလို့မပြောနဲ့တော်လန်ရေးလို့မပြောနဲ့တော်လန်ရေးတကယ်လောက်တဲ့သူကဘယ်အာနာယူအဖွဲ့စီမဘယ်သူမှလက်မခံဘူးမင်းတို့တော့အောက်တန်းစားတော်လိုင်းရဲ့အတူရောင်ဆောင်ဖွဲ့တွေပဲလာပြီးတော့လောက်မှာဒီမျိုးအချိုးတွေကနော်ငါပြောထားမယ်နော်ပြီးတော့ဒီမှာလဲနော်မေလို့ငကားက PDF ကိုခေါင်းနဲ့ရိုက်ကွဲတယ်တောင်စီသူနော်တနတ်နဲ့ထုတာကောင်းနော်ဒီအကိုလဲမောင်းချခံရတယ်နော်ယူနီဖောင်းဝတ်တဲ့ PDF တွေလဲမောင်းချခံရတယ်နော်ခေါင်းတနတ်နဲ့ထုတယ်ဘယ်သူပဲဝါမဆိုသူတို့ခေါင်းတနတ်နဲ့ထုတယ်နော်ကြည့်နော်ခွဲမသားငကားတို့အဖွဲဆိုရင်လေမင်းအောင်လိုက်စစ်ခွေးကိုဖမ်းလို့ရလို့စင်ရန်သူကိုဒီလိုမျိုးမဆက်ဆံဘူးစင်ဒါပေမဲ့ငါတို့ရဲ့ NUG လာက PDF ကိုဖမ်းရလို့စင်ဒီလိုမျိုးဆက်ဆံတာဒီတို့မောက်ချခိုင်းတယ်တက်နေတယ်တနတ်နဲ့ချိန်ချောက်တယ်ခေါင်းကိုတနတ်နဲ့ကွဲအောင်ထုတ်တယ်အဲ့ဒါခွဲမသားငကားတွေရဲ့အဖွဲဘယ်လောက်လူပါပါလဲဆိုတာပြီးတော့တကူစီတယ်မမောပြောတာမေလို့ငကားအာနာယူတာလူပါဝါတာပောက်ကိုဆွဲတဲ့ဆယ်လီဆွဲတဲ့မေလို့ဖေလို့မတယ်တချို့ကမယုံဘူးလားမယုံလို့စင်းမမိုးစားတစ်ဆောင်နဲ့ချက်ပြန်ဖပေးမယ်စားတစ်ဆောင်နဲ့ချက်ပြန်ဖပေးမယ်ဒါနော်ဘာကြီးစိန်ကအရင်တော့ဆိုရင်စေဝါရခေတော့ထောင်စစ်ကောင်စီဖမ်းတော့ထောင်ကြဖူးတဲ့နော်ပုတ်ကိုတူတရားပေါ့သူရေးတဲ့စာနော်ပြီးတော့နော်ငကားအကြောင်းမေးကြတယ်တဲ့ကိုသိထားတဲ့လောက်ပြောပြပြန်ရင်လဲကိုပြောဖြစ်လိုက်မယ်မြေပြင်မှာလာဆောင်စမ်းကျင်းလိုက်မြေပြင်လာဆောင်စမ်းနော်မြေပြင်လာဆောင်စမ်းလာဆောင်စမ်းတဲ့သူ့ကိုတိုင်ထွီးကနေဖြစ်ရိုက်ချင်စိတ်ပေါက်သွားမယ်တဲ့အဲ့ဒါဘလောက်ယုံစရာကောင်းလဲဆိုတာငကားအဖွဲ့တွေကနော်ပြီးတော့ဗလဲຫນွေဦးတော်လိုက်ရေးဆရာတော်တပါပြန်တော့တင်တယ်ပြန်တော့ချဲတာပေါ့နော်ဒီစာသားကိုနော်လက်စီစကိုင်းမြေပြင်မှာစီနေတဲ့ဆွေဝါရောင်တော်လန်ရေးမှာဥဆောင်ပါဝင်ပြီးအဖမ်းခံထောင်ကျ
ခံခဲ့ရသည့်ဆရာတော်ကိုတိုင်ရေးထားတာပါတဲ့ဟုတ်ခုနတော့မို့ဖပေးတဲ့စာအဲ့ဒါမျိုးတော့ပောက်ကိုဆွဲဆယ်လီဆွဲငကားမငကားဖြစ်နေတဲ့မအေလို့တွေဖေလို့မတွေတချို့မှာပြန်ပြီးတော့လစ်လာပါမအေလို့တွေရဲ့နော်မိတို့တော်လန်ရေးလာပြီးတော့လောက်တာစစ်ခွေးစစ်သားအာနာစင်အာနာယူတွေကြဆောင်ဖို့နော်ငကားကိုလာပြီးတော့ဆွဲပြလိုက်လာပြီးတော့ကာကွယ်ပြလိုက်လာပြီးတော့ဆယ်လီယူပြလိုက်ပောက်ကိုယူပြလိုက်အဲ့လိုမျိုးမဟုတ်ဘူးနော်တော်လန်ရေးလာပြီးတော့လောက်တာအာနာစင်ဘယ်လိုမျိုးကြဆောင်အတိုက်ရမလဲဆိုတာအဲ့ဒါပဲမိတို့လိုက်ရမှာအခုမအေလို့ငကားက9နှစ်အတွင်းမှာ9နှစ်အတွင်းမှာပဲတစ်ခါပေါ်လာတယ်9ခေါက်မှမရှိဘူးတနည်းဆိုရင်တစ်ခါပေါ်လာတယ်တစ်ခါပေါ်လာလို့ဆိုရင်ပြဿနာမျိုးမျိုးတဲလာတယ်အခါတိုင်းပဲသူ့ရဲ့တည်းတစ်ခါပေါ်လာပြီဆိုရင်ပြဿနာနဲ့ပေါ်လာတယ်ငကားတည်းတစ်ခါပေါ်လာလို့ဆိုရင်ဟိုဗလဲကောင်းတဲ့တည်းမရှိဘူးတစ်ခါပေါ်လာပြီဆိုရင်ပြဿနာရှိလာပြီပြည်သူတွေကဖွယိုဖျက်ကြည့်ပြီမအေလို့တွေအဲ့ဒီချိန်မှာခွဲမသားမိုက်ကဲဖာကောင်းမိုက်ကဲအခုထောင်ထဲမှာအဲ့ရတာဖာကောင်းမိုက်ကဲဆိုရင်ထောင်ထဲမှာတစ်သက်လုံးအဲ့ရတယ်အခုငါပြောမယ်နော်ငါနဂါဆဲတော့ဆိုရင်2023ငါနဂါစဆဲတယ်ငါတကားစဆဲတဲ့အချိန်မှာဖာကောင်းမိုက်ကဲကလူမျိုးရေးစကားနဲ့ပြောလာတယ်ဖေလုံးမကရင်မမိမိုးတဲ့ငါတို့ပမာဘုံနဂါအခွဲပတ်တော့စော်ကားရတာလေပမာနေပါဒီလို့လေဟဲ့ငါဆဲတာပမာမဟုတ်ဘူးငါဆဲတာနဂါငါဆဲတာအာနာယူနဂါငါပမာလူမျိုးဆဲတာမဟုတ်ဘူးအခုငါဆဲနေတာ KNU ခေါင်းဆောင်နေဒီကော်သူလိန်နေတာမြတ်တွေဆိုရင်ငါဆဲတာကရင်ခေါင်းဆောင်ကရင်လူမျိုးကိုဆဲတာမဟုတ်ဘူးရောက်มาတဲ့ကရင်ခေါင်းဆောင်စော့တော်မတက်တဲ့ကရင်ခေါင်းဆောင်ကဆဲတာကရင်လူမျိုးကိုဆဲတာပမာလူမျိုးကိုဆဲတာရခိုင်လူမျိုးကိုဆဲတာတခါမရှိဘူးရောက်มาတဲ့ကောင်ဆိုရင်ဘယ်လူမျိုးဘယ်ဘာသာမဆိုငါအဖေလားငါအမေလားငါဆဲမှာပဲရောက်มาလို့စင်အာနာယူလို့စင်အဲ့ဒါသိထားနော်အဲ့ဒီချိန်မှာလဲမအေလို့အာနာယူနေတာမြအကြောင်းနေတာမြခိုးစားလိန်စားတယ်အဲ့ဒီချိန်မှာလဲငါတက်ပြောတယ်ဖာကောင်းမိုက်ကဲနေတာမြကိုတက်ပြီးတော့ကာကွယ်တယ်သူဘာပြောလဲဆိုတော့ဖေလို့မမိမို့တဲ့နေဘိုနေတာမြကိုတဲ့နေဘို6နေတာမြကိုထောက်ပတ်ပေးတဲ့ဘာငွေအသိန်း400ကျော်တဲ့နေဖာခံရတဲ့ငွေမဟုတ်ဘူးတဲ့ပြည်သူလူထုရဲ့ငွေပါတဲ့အဲ့ဒီပြည်သူလူထုရဲ့ငွေကဖာကောင်းမဲ့ကဲကိုပြောချင်ပါတယ်နော်သူကတော့ထောင်ထဲမှာသေတာလားဆင်တာလားမသိဘူးအဲ့ဒီပြည်သူလူထုရဲ့ငွေကအဲ့ဒီပြည်သူလူထုလူပေးတဲ့ငွေကဖာခံရတဲ့ငွေမဟုတ်ဘူးနည်းပြန်တော့ဖြေပေးခြင်းတယ်နော်နေတာမြစီမှာငါအလူခံပေးတဲ့ငွေအားလုံးကအဲ့ဒီငွေအားလုံးကပြည်သူလူထုဖာဖြစ်မှဖင်ခံမှရလာတဲ့ငွေမဟုတ်ဘူးသူတို့ချွေးနဲ့စားတဲ့ငွေရန်သူကိုတိုက်ဖို့အာနာစင်ကိုတိုက်ဖို့လောက်ကောင်တွေကိုစင်းထောက်ဖို့ပြည်သူတွေထောက်ပံ့ပေးတာနော်အဲ့ဒီပြည်သူလူထုရဲ့ငွေအသိန်း400ကျော်ကငါငွေမဟုတ်လဲငါအလူခံပေးတဲ့ငွေအားလုံးကတခိုးရတဲ့ငွေထမရတိုက်တဲ့ငွေဖာခံရတဲ့ငွေတပြားမရှိဘူးအဲ့ဒါဖာကောင်းမိုက်ကဲမင်းဆိုတဲ့ခွေးမသားအောက်တန်ကြတဲ့ရောက်มาတဲ့ညစ်ပါတဲ့တောင်မင်းလန်းနဲ့မင်းသွားလိုက်ပြီလေကူဖာကောင်းမိုက်ကဲအမေရိကန်ဆိုရင်သေတံပေးရမယ်မျိုးသေတံပေးခံရမယ်နောက်ဆိုတော့ငစီကဘာညာတလာကလိုက်လို့မလို့အလူခံတယ်ကိုမိုက်ကဲလွတ်လာအောင်ကိုမိုက်ကဲအတွက်ကောင်းလာအောင်ဘာညာထောင်ထဲမှာထွက်လာအောင်တီးသူလူထုကိုလိန်တယ်အမှန်တကယ်ဆိုရင်မိုက်ကဲကလုံးဝထွက်လာလို့မရတော့ဘူးသေတံသူများပေးမှာတစ်သက်လုံးနော်အဲ့ဒီဖာကောင်းမိုက်ကဲပြစ်တတ်တဲ့သူကပြူစောတီလားဒလန်လားပြူစောတီလည်းမဟုတ်တယ်လို့ဒလန်လည်းမဟုတ်ဘူးသူတို့လူအချင်းချင်းပဲသူတို့ကဲလီအချင်းချင်းပဲငွေကိစ္စနဲ့ပြဿနာတက်ပြီးတော့မကျင်တတ်လို့မိုက်ကဲပြန်တော့ပြစ်တတ်တာအဲ့ဒါကိုငါစီအလူခံတော့ဘာငွေဘယ်နှသိန်းရမှလည်းမသိဘူးနော်မိုက်ကဲကိုသွားပြီးတော့ကူညီလိုက်တဲ့ထောင်ထဲမှာသေတံမဖြစ်ရအောင်သေတံတော့မဖြစ်ဘူးအခုထောင်ထဲမှာတစ်သက်တကြုံပဲနေရမယ်နော်အဲ့ဒါသူတော်ကောင်းကိုစော်ကားလိုက်လို့စရင်ဘာတွေတွေ့ရမလဲဆိုတာနော်မင်းတို့အားလုံးသတိထားကြနော်မိုက်ကဲထောင်ထဲမှာရောက်သွားတဲ့နောက်ပိုင်းမှာမိုက်ကဲလိုမျိုးကလင်ကကြည့်တဲ့ကောင်တွေမိုက်ကဲလိုမျိုးခိုးစားလိန်စားရောက်มาတဲ့ကောင်တွေအားလုံးကအကလုံးငြိမ်သွားပြီတို့အခုဆိုရင်နောက်ပြီးတော့ဗလဲတကောင်စီတဲ့နာမလဲမိုးတက်နိုင်လားအဲ့ဒီမိုးတက်နိုင်လဲသိကြလားပြီးတော့မိုးတက်နိုင်ဆိုရင်မမို့သူ့ဖော်ဖူးတယ်တီးသူလူတို့ရဲ့ငွေလိန်တယ်မမို့ဖော်တော့သူမမို့တက်ဆဲတာပက်စုပဆက်ပဲနောက်ဆိုတော့အဲ့ဒီမိုးတက်နိုင်ကဘလောက်ရောက်มาလဲဆိုတာသိလားသူ့မိန်းမရှိတယ်နော်ဒါပေမဲ့ main ကလေးတယောက်ကိုသူသွားပြီးအဲ့တဲ့ချိန်မှာသူ့တငယ်ချင်းကျန်တဲ့သူခေါ်သွားတယ်အဲ့ဒီ main ကလေးကိုသူတို့လူနေရနဲ့ဗဒိန်းကျင်းတယ်အဲ့ဒီ main ကလေးတယောက်ကိုဗဒိန်းကျင်းတယ်သူတို့မရောက်ကြလေးနေရောက် main ကလေးတယောက်ကိုသူတို့ဗဒိန်းကျင်းတယ်ဗဒိန်းကျင်းတဲ့ချိန်မှာသူတို့ဗီဒီယိုရိုက်ထားတယ်မိုးတက်နိုင်ထိုင်းနိုင်ငံကထောက်ဖို့မိုးတက်နိုင်ဆိုတာအားလုံးသိကြမှာပါနော်နာမည်ကတော့မကြည့်ဘူးလူအများတော့သိကြတယ်ထိုင်းနိုင်ငံမှာဆိုရင်အဲ့ဒီ main ကလေးတယောက်ကိုသူတို့ကသွားပြီးတော့ဗဒိန်းကျင်းတယ်ဗဒိန်းကျင်းပြီးတော့ဗဒိန်းကျင်းတဲ့အချိန်မှာသူတို့နေရောက်ကဗီဒီယိုရိုက်ထားတယ်ပြီးတော့ main ကလေးကိုပြန်တော့ချိန်ချတယ်နေပိတ်ဆံမပေးလို့စင်ရင်ဒီနေ့ကိုငါတို့ဗဒိန်းကျင်းတဲ့ဗီဒီယိုကိုငါတို့ဖြတ်မယ်ကွာစီချုံမြပေါ်မှာငါတို့ဖြတ်မယ်ကွာမိုးတက်နိုင်တာ
ထောက်ပို့လောက်နေတဲ့ထိုင်းနိုင်ငံမှာထောက်ပို့လောက်နေတဲ့အောက်ဒန်းစားတွေကအတူရောင်ဆောင်နေအများကြီးပဲရှိတယ်အဲကျွန်မမို့ပြောတဲ့ပက်ဆန်လူမဲ့အချိန်မှာတေချာကြည့်ပါဖာကောင်းမိုက်ကနဲ့လက်တွဲတဲ့ကောင်တွေကိုလေတတိထားနော်တတိထားနော်ဘာလဲချစ်မင်းငမဲလုံးငမဲတူအဲ့ဒီချစ်မင်းဆိုတဲ့ကောင်လဲလေမဲရောင်းနေပြီးတော့ဘန်းဝင်2သိန်းကျော်ရတယ်ဘန်းဝင်2သိန်းကျော်ရတော့ဘာလို့လဲတိလားဖဲသွားရိုက်တယ်ဖဲသွားရတော့အကျေးတက်တယ်အဲ့ဒီအကျွေးတက်တာကိုမဲရောင်းရတဲ့ငွေအလုံးတော်လန်ရဲ့အတွက်နော်ဖဲအကျွေးကိုအကလုံးဘာလဲချစ်မင်းပြန်တော့ယော်လိုက်တယ်မိုက်ကယ်အကလုံးသိတယ်မိုက်ကယ်မဖော်ဘူးချစ်ကိုခိုးစားတဲ့မိုက်ကယ်အကောင်သိတယ်ချစ်ကိုမဖော်ဘူးအဲ့ဒီဖာကောင်းတခိုးကြီးနှကောင်ကိုမိုက်ကယ်အကောင်ပြန်တော့ကာကွယ်ပေးတယ်အဲ့ဒါမိုက်ကယ်ကောင်းပါတယ်မိုက်ကယ်တော်ပါတယ်ပြောနေတဲ့ဖေလိုမတွေမအေးလို့တယ်တချို့မှာမိုက်ကယ်ရဲ့သွေးပြောနေတဲ့ဖေလိုမတကောင်စီးတယ်အဲ့ဒါလည်းသွားပြီးတော့မလေးစားမိစေနဲ့အတူရောင်ဆောင်နေအများကြီးပဲစီးတယ်ဒီမအေးလို့မိုက်ကယ်ကိုငါဆဲလိုက်လို့မကျေနပ်တဲ့ဖေလိုမတွေမအေးလို့တွေတက်လာခဲ့နော်အဲ့ဒီမိုးတက်နိုင်အခုပလိုက်ကသူ့ကိုဖမ်းတော့မယ်ထွက်ပြေးပြီးမိုးတက်နိုင်အခုထွက်ပြေးပြီးနော်တီးသူအတွက်သူလှလောက်ပေးတယ်နော်သူထောက်ဖို့ဖြစ်တယ်နော်မကဘူးတီးသူရဲ့အမြင်မှာတော့ဒီကောင်ထောက်ဖို့ယုံကြည်လို့ရတယ်သူစီမှာသွားလူတာအများကြီးပဲဒါပေမဲ့နောက်ဆိုတော့ main ကလေးတယောက်ကိုသွားပြပဒိန်းချင်းနဲ့သူ့ငယ်ချင်းတယောက်နဲ့ပဒိန်းချင်းတဲ့အချိန်မှာဗီဒီယိုရိုက်ထားတယ်မကဘူးကောင်မလေးကိုပတ်စံပြန်တော့တောင်းတယ်ပတ်စံမပေးလို့စင်ဒီဗီဒီယိုကို live ပေါ်မှာဖြတ်မယ်ကောင်မလေးကိုချိန်ချောက်တယ်နော်အဲ့ဒီကောင်မလေးလည်းတောင်စီတဲ့လူတော့တိုင်လိုက်တယ်တောင်စီတဲ့လူလည်းအဲ့ဒီပလိုက်စီမှာတော့တိုင်လိုက်တယ်တိုင်ကြတဲ့အချိန်မှာပလိုက်ကအဲ့ဒီမိုးတက်နိုင်ကိုဖမ်းတော့မယ်သူ့ကိုသူအရင်သိတယ်လူတရားကသူ့တပြောတယ်လေနင်းကိုပလိုက်ဖမ်းတော့မယ်ဆိုတာမိုးတက်နိုင်အခုပြေးနေပြီခွေးမသားတွေ့လားငါတို့ပြည်သူတို့ရေကျင်းနော်တော်လန်ရေးဘန်းပြတဲ့လူရောက်မှတွေအများကြီးပဲရှိတယ်အများအဖြစ်ထိုင်းနိုင်ငံမှာဆိုရင်ပွဲစားဖြစ်နေတာပွဲစားဖြစ်ပြီးတော့ထောက်ပို့လာတော့လောက်ပြတာဖေလိုမမေသူလားဒေါ်တင်ရွယ်ဦးလားအခုပျောက်ကောင်ပြီးလောက်စားလို့မရတော့ဘူးဖေလိုမတွေကနော်မေသူဆိုရင်လည်းဗါလဲ CDN ရဲ့ကအတူတွေကိုလောက်ပေးတယ်ဘာငွေ1000လား9000လား1000လားနောက်ဆိုတော့အစင်မရဘူးအတူပဲရတယ်အဲ့ဒီဖေလိုမလည်းပျောက်သွားပြီနော်အဲ့ဒါကိုငါပြောတဲ့အချိန်မှာငါ့ကိုဝမ်းတော့ဆဲနေကြတယ် line ပေါ်မှာတစ်တော်ထဲမှာအခုပျောက်ကောင်ပြီအဲ့ဒီတခိုးထမရကောင်တွေကနော်သူတို့စိတ်တွေသူတို့ခိုးစားလို့စင်ဘယ်သူမှသူတို့အရေးယူလို့မရဘူးသူတို့ထင်တာသူတို့ဆရာကြီးမိုက်ကယ်တာမှသူများဖမ်းပြီးတော့ထောင်ထဲမှာသူများချလိုက်ပြီလေအဲ့တော့သူတို့တခိုးဖွဲ့တွေကနော်ထက်ပြီးတော့ဆောင်းကြွနေမယ်ထားပြီးတော့ဆောင်းကြနေမယ်ဆိုသူများထောင်ထဲမှာထဲမှာပဲနော်အဲ့တော့မိုက်ကယ်ကလေလူတယောက်ကိုတတ်လိုက်ပြီလဲနာမည်ကောင်းလို့ချင်တဲ့ဘယ်လိုမျိုးနာမည်ကောင်းလို့ချင်တယ်သိလားသူတတ်တဲ့လူကပြူစောတီတဲ့သူတတ်တဲ့လူကဒလန်လေစပဒလန်လားဟာသူ့အဖွက်တဲ့လူချင်းချင်းပဲမိုက်ကယ်ကလူကောက်ကူးတယ်လေသူတို့ကမြန်မာပြည်မှာပြန်သွားလို့ရှိရင်ထိုင်းနိုင်ငံမှာတက်လာတဲ့သူတို့တဲလာတယ်အဲ့ဒီလိုမျိုးသူနဲ့ကယ်လီအချင်းချင်းအလောက်လောက်တဲ့သူပိုက်ဆံကစားနဲ့ရဖြစ်တော့မိုက်ကယ်သူ့ကိုပြစ်တက်လိုက်တာ9ချက်ဘာဖြစ်လို့သေတံသူများပြရလဲမိုက်ကယ်ကနော်အဲ့ဒီလူတယောက်ကိုသူပြစ်တက်လိုက်တာ9ချက်တောင်မှလေ9ချက်တောင်မှသူပြစ်တက်လိုက်တာပြီးတော့အမှုပေါင်းများစွာထိုင်းနိုင်ငံမှာမိုက်ကယ်သွားထိုးသွားတော့ရောက်မှာသူထိုးတဲ့သူဖမ်းတဲ့သူကတခိုးသေးသေးလေးတွေတက်ပဲတခိုးကြီးဆိုရင်သူနဲ့ဖင်လို့ပခံလောက်နေတာတခိုးကြီးဆိုရင်မိုက်ကယ်ထီလို့မရဲဘူးပွဲစားအကြီးကြီးရောက်မှာတဲ့ပွဲစားမိုက်ကယ်ထီလို့မရဲပွဲစားသေးသေးလေးတွေထောက်ဖို့တခိုးသေးသေးလေးဆိုသူဖမ်းတော့သူထိုးပြတယ်ရိုက်ပြတယ်အောက်စုခွဲပြီးတော့အကြီးကောင်နေဆိုရင်သူနဲ့ဖင်လို့ပခံလောက်တယ်အဲ့ဒါပဲမိုက်ကယ်အကြောင်းမသိတဲ့သူပြီးတော့ຫນွေဦးကတောင်းပြောလိုက်ပြီဆိုတော့ငါလည်းကလောပြောလိုက်မယ်ကွာຫນွေဦးဆရာတော်အခုအဖမ်းခံရတယ်အဲ့ဒီຫນွေဦးကတောင်းကိုဖောင်းကိုကဲတော်မူပါဖောင်းကိုဘာလဲအမအိုင်ရင်ရေမအိုင်ရင်မစီမတော်ကူတောင်းတယ်အန်ယူဂျီကိုကူတောင်းတယ်နော်ဖောင်းကိုကဲတော်မူပါဖောင်းလွတ်လာအောင်ပါညာတလကအဲ့ဒီဖာကတောင်းကငါလေဖောင်းလို့တခါမကောဖာကတောင်းကခေါ်တာနာဘူးကတောင်းအဲ့ဒီကတောင်းကငါယောက်ျားစီးတယ်ငါခလင်းရောက်စီးတယ်ကတောင်းငါနဲ့စကားပြောတာကြီးတဲ့စကားပြောတာငါဘာပြောတာတိလားကတောင်းနေအဲ့လောက်တော့ဖြစ်နေလို့စီလေနေထိုင်းနိုင်ငံမှာပြန်တော့နေတင်ငန်းချိုးလိုက်နေမိမယူလိုက်မမို့သူနဲ့အဲ့လိုမျိုးစကားပြောတာအဲ့ဒီຫນွေဦးကတောင်းကຫນွေဦးဆရာတော်အခုဖန်ခံရတဲ့ကတောင်းကနေတော့သွားပြောကြီးညိုနေတဲ့ကိုးကွယ်နေတော့ကောင်မဲတို့လေးစားနေတယ်အဲ့ဒီနွားဖုံကြီးအစ်မဟုတ်ဘူးအတုပြီးတော့စင်ရင်မဟုတ်ပြောမလားသူရဲ့စင်ရင်မစီတယ်တရားစီတယ်အရင်တော့ငါ့သူပြောပြဘူးတာနော်သူနဲ့ရံဖြစ်တဲ့ငွေကိစ္စနဲ့ရံဖြစ်တော့သူမကျင်တော့ဘူးအဲ့ဒီ CDN ဆရာမရဲ့နေရလိုက်စာတိတိကျကိုသူယူပြီးတော့ဟန်ငိမ့်ဦးစီမှာသူပို့တာသူကောက်တူနဲ့ဟန်ငိမ့်ဦးဘက်ကလည်းစစ်ခွေးစစ်သားအဲ့ဒီ CDN ဆရာမကိုသွားပြော CDN ဆရာမကိုအဖမ်းခံရတယ်သူပြောတယ်ငါ့ကိုမကောင်းတာလောက်တဲ့သူကငါအကောင်လုံးလည်းမျိုးပြန်တော့လောက်မှာပဲတဲ့ငါညံနဲ့တုံးတော့အဲ့ဒီကောင်မငါ့အပေါ်ရောက်မှာလို့တဲ့အဲ့ကြောင့်သူ့ရဲ့နေရလိုက်စာကိုတဲ့ဟန်ငိမ့်ဦးစီမှာငါပို့လိုက်တယ်တဲ့သူ့ကိုသူအရန်တော်တယ်အရန်လိမ္မာနဲ့မမုန်းနဲ့လာတော့ကြွားပြတာအဲ့ဒီຫນွေဦးပေါင်းကအဲ့ဒီຫນွေဦးကတောင်းကတခါ
ပြီးတော့တခါသူပြောတယ်သူ့အမေကရန်ကုန်မှာဒီຫນွေဦးကတော့သူ့အမေကရန်ကုန်မှာနော်သူ့အမေကရန်ကုန်မှာစစ်တပ်သူ့အမေတော့ဖမ်းတယ်သူပြောပြတယ်နော်အရင်တော့ဆိုသူမမို့တဲ့စကားပြောတဲ့ဗီဒီယိုခေါ်တယ်အမြဲတမ်းပဲအဲ့ဒီကတော့သူ့အမေကိုစစ်တပ်တော့ဖမ်းတယ်တော့ဖမ်းတော့သူပြန်သွားရတယ်ဒီຫນွေဦးဆရာတော်ကနေတော့တိတဲ့ຫນွေဦးဆရာတော်အခုထိုင်းနိုင်ငံမှာဖမ်းခံရတာသူပြန်သွားတဲ့အချိန်မှာလေဒီတို့သူကစစ်တပ်နဲ့ပြန်တော့စကားပြောတာပေါ့သူမမို့ပြောပြတာတော့နည်းနည်းပဲဘယ်လိုစကားပြောလဲမမို့သူ့အမေတာပေါ့နော်သူ့အမေနဲ့သူနဲ့ဟိုဗာလဲသားနဲ့အမေမဖြစ်တော့ဘူးကွာအဲ့ဒီအိမ်တော်စုစင်းထဲမှာ तू ကသားမဖြစ်တော့ဘူးပေါ့ဗာလဲသူ့အမေနဲ့သူနဲ့မဆိုင်တော့ဘူးပေါ့အဲ့လောက်လွယ်တာပေါ့လေမမို့ရဲ့ရင်ထဲမှာဒါမှမဟုတ်ဘာမှမပြောဘူးပေါ့နော် तू ကပြောတယ် तू လက်မထိုးလိုက်တယ်သူ့အမေလည်းသူ့အမေမဟုတ်တော့ဘူး तू လည်းသူ့အမေသားမဟုတ်တော့ဘူးအဲ့လိုမျိုးလက်မထိုးလိုက်တဲ့နောက်ပိုင်းမှာတဲ့စစ်တပ်လည်းသူ့အမေကိုအိမ်ပေးပြန်လဲ तू လည်းစစ်တပ်သူ့ကိုပြန်တော့လွတ်တယ်तू စီလန်ကမှာပြန်ပြီးတော့ပုံမှန်အတိုင်းပေါ့နော်အရင်တော့လိုမျိုးနိုင်ငံရေးပြန်တော့လှုပ်တယ်မကိုရတော့ဘောစဉ်းစားနေတာတော်လန်ရေးနိုင်ငံရေးလောက်နေတဲ့နာမည်ကြီးဖုံးကြီးတပါးကရန်သူကရန်သူလက်ထက်မှာသွားပြီးလဲရန်သူကသူ့ဘာမှမလုပ်ဘူးလက်မထိုးပြီးတာနဲ့ရန်သူကလွတ်တယ်ဆိုတာတဘာဝမကြဘူးပြီတို့တဘာဝမကြဘူးစဉ်းစားကြည့်နော်တဘာဝမကြဘူးဥမာရန်သူဘက်ကစစ်ခွေးဘက်ကသူ့ကိုမထိုးဘူးမရိုက်ဘူးဆိုရင်လဲသူ့ကိုအ ਨੇ ဆုံး13နှစ်4နှစ်ထားရမယ်လေဒါမဲ့ရန်သူကသူ့အမေကိုသူပြန်တော့တွေးလိုက်တယ်စစ်တပ်နဲ့သူပြန်တော့စကားပြောတယ်နားလဲလားစစ်တပ်နဲ့သူပြန်တော့စကားပြောတဲ့နောက်ပိုင်းမှာသူ့အမေကစစ်တပ်လွတ်လိုက်တယ်သူလည်းစစ်တပ်သူ့ကိုပြန်တော့လွတ်တယ်စစ်တပ်ဘယ်သူမှမဖမ်းထားဘူးသူလည်းပြန်လာပြီးတော့ပုံမှန်အတိုင်းသူနိုင်ငံရေးလုပ်တယ်အဲ့ဒါသူ့ကိုဒလန်လို့လည်းပြောလို့ရတယ်ရန်သူနဲ့ဘယ်လိုမျိုးသူအပေးအယူလုပ်ပြီးတော့ညှိနှိုင်းမှုပြောတာပြောမှလည်းမသိဘူးအဲ့ဒါတစ်ချက်နော်ပြီးတော့လဲ तू ကဖုံကြီးအစ်စ်မဟုတ်ဘူးနော် तू လိုက်လို့ပြီးလို့စရင် तू နေစင်တယ်လို့ तू နေတယ်သူရတင်ငါ तू ချိုးပြီးတော့ तू စားစင် तू စားတယ်လူအင်ကြီးပဲ तू ဝတ်တယ်အဲ့ဒါကိုအဲ့ဒီမအေလို့ကတောင်းဖမ်းခံရတာလေသူကအော်ဖေလုံးမအိုင်ရင်ဘာပြောလဲဆိုတော့မရဘူးတဲ့ဒီဖဖောင်းကယ်ရမယ်တဲ့ဒီဖဖောင်းစစ်သားရဲ့လက်ထက်မှာရောက်လို့စရင်လည်းရန်သူကဘလောက်အားရမလဲဖေလုံးမအိုင်ရင်ရန်သူကမအားမရဘူးစင်နေ့ရကတောင်းကရန်သူနဲ့အတူတူပဲနော်မြောက်လိုက်ဖမ်းရလို့စရင်လေနော်မြောက်လိုက်ဘာမှမလုပ်ပါလို့ဆိုတော့အဲ့ဒီနွားလဲဒလန်လို့ပြောလို့ရတယ်အဲ့ဒီကတောင်းကနော်သူ့အမေအဖမ်းခံတဲ့နောက်ပိုင်းမှာသူပြောတယ်ရန်သူကသူ့ဘာမှမလုပ်ဘူးသူပြန်တော့လက်မထိုးပြီးတဲ့နောက်ပိုင်းမှာရန်သူကသူ့ကိုလွတ်လိုက်တယ်လွတ်လိုက်တာပဲအဲ့ဒီကြားထဲမှာသူတို့ဘာအပေးယူတွေလုပ်တယ်ကိုလည်းမသိဘူးလေအဲ့လောက်လွယ်တာပေါ့လေ CDN တော့မှသူ့လိုမျိုးနိုင်ငံရေးစကားတော်လိုင်းစကားပြောဘူးရန်သူဖမ်းလဲလို့ထောင်ထဲမှာအခုတိတယ်မထွက်လာသေးဘူးသူကြတော့ပြန်တော့လက်မထိုးရန်သူနဲ့စကားပြောပြီးတော့ရန်သူကသူ့လို့သူ့မေလည်းရန်သူလို့အဲ့ဒါစဉ်းစားနော်နံပါတ်1ဖုန်ကြီးအစ်စ်မဟုတ်ဘူးနံပါတ်2နော်နာဘူးတဲ့ PDF ကောင်မလေးတွေထောက်ပေါ်မလေးလလလေးချောလေးတွေကိုနော်ကြီးစားစကားပြောတယ်ပြီးတော့ note တွေပြခိုင်းတယ်စပတ်တွေပြခိုင်းတယ်နော်ငါတမိုင်းပြန်တော့လဲလာငါပြောတဲ့တင်းတိုင်းမှာတခုမှမမဘူးပြန်တော့လဲလာလိုက်နော်ငါအမှန်တရားပြောတာတချို့စိုက်ပူနေတဲ့ပြည်သူတွေတချို့ဒီကတောင်းကိုစိုက်ပူနေတဲ့ပြည်သူတွေငါပြောပြတာညီတို့သိအောင်ငါပြောပြတာနော်မိုက်ကယ်အတောင်းလဲငါပြောပြလိုက်ပြီညီတို့ရမိုက်ကယ်လုံးဝမထွက်လာတော့ဘူးတသက်တကြုံပဲအမှန်တကယ်ဆိုရင်သူများတိတ်တန်ပေးမှာအဲ့ဒီမေအေလိုကနော်ငါစီကအလူခံလိုက်လို့ဘာလိုက်လို့ပက်ဆက်တော့ပေးလိုက်လို့ဘလောက်ဘယ်နဲ့တိုင်းဘယ်နဲ့တိုင်းမှလည်းမသိပါဘူးနော်ကြည်စံတို့ဘာငွေတန်းပေါင်းများစွာကိုတော်လန်ရေးနိုင်ဖို့မပေးဘဲနဲ့အဲ့ဒီမေအေလိုထောင်ထဲမှာစီနေတဲ့မေအေလိုကိုသွားပြီးတော့ကူညီတယ်စဉ်းစားနော်ဘလောက်စော့တော်လိုက်လောက်တယ်ဆိုတာဘာမှပြောတဲ့ line ပေါ်မှာအပြောကောင်းတဲ့လူတိုင်းရန်သူကိုဆဲလို့တတ်တိုင်းဆဲလို့တော်တိုင်းမင်းတို့သွားပြီးတော့မယုံနဲ့လက်နော်ဘယ်လိုကောင်းမလဲလောက်ရကိုကြည့်ပါနော်ထောင်ချနေတဲ့လူတယောက်ကထမင်းမငါဘူးသူ့ရဲ့အပေါ်မှာလည်းဘယ်သူမှလာပြီးတော့ဘောမကျဲဘူးဒါပေမဲ့အလူခံပြီးတော့အဲ့ဒီနွားတော်ပေးတယ်ဘာငွေတန်းပေါင်းများစွာနော်ဘာငွေသိန်းအသိန်းများကြီးပဲမိုက်ကယ်မိမအလူခံတဲ့ဘာငွေဆိုရင်သိန်းပေါင်းများစွာငစီရတာလည်းအများကြီးပဲကျန်တဲ့လူလည်းထွက်လာပြီးတော့လူပေးတယ်မြေပြင်မှာငါပြနေတဲ့ PDF ကိုလည်းမကြည့်ငါပြတဲ့စစ်ပေးစာလည်းမကြည့်လိုအပ်နေတဲ့နေရာမှာအများကြီးပဲမပေးဘူးနော်အဲ့ဒီထောင်ထဲမှာရောက်နေတဲ့နွားတကောင်ဘာမှစိတ်ပူစရာမလိုဘဲနဲ့တော့ငွေတွေပေးတယ်အဲ့ဒါပဲကြည့်နော်စောက်တော်လည်းပဲတော့လောက်တယ်ပြီးတော့အဲ့ဒီကြော်မျိုးမင်းကိုဖမ်းပေးပါအဲ့ဒီထောက်ပေါ်မှာတရားတကောင်အဲ့ဒီကောင်မလေးလာထွက်လာတော့ငါတို့ကလေမိုက်ကယ်သွေးမိုက်ကယ်ကဒလန်ကိုဘယ်လိုမျိုးဖမ်းဘူးလဲဆိုတာနော်ငါတို့ရောင်ကြည့်ပါဘာညာတလကငါတို့ကလည်းအသိပဲနေရဒီကောင်ကိုဖမ်းရလို့ဆိုရင်ငါတို့စုချမယ်ကြီးသူတွေငါတို့နဲ့လာပြီးတော့လူပေးလို့ရတယ်ငါတို့နဲ့လာပြီးတော့ပတ်စာထဲလို့ရတယ်လာပြီးတော့ပူပေါင်းလို့ရတယ်တဲ့ဘာညာတလကအခုမေအေလို့ငကားရခွေးရ PDF ကိုတက်နေတယ်ကွာ PDF ကမသေးသေးပဲနဲ့နော် PDF ကောင်တက်နေတယ်နော်တနနဲ့ချင်းချောက်တယ်ထိုးတယ်ရိုက်တယ်သွေးထွက်တဲ့အထိအဲ့ဖေလုံးမမတက်អော်ဘူးဘယ်မေအေလို့မမဘယ်ခွေးမသားမတက်អော်ဘူးငါတွေ့တယ်နော်နောက်တော့ MC တေစာလာအဲ့ဒီကောက်တကောက်စီးတယ်အဲ့
အဲ့ဒီကောင်လဲအသိန်း300လားအသိန်း900လားပေးမယ်စော်မျိုးမျိုးဖန်ရလို့စင်နော်အဲ့ဒီခွေးမသားငကားခွေးလူဘာဝတာကြတော့အဲ့ဒီမေလိုအသက်မအော်ဘူးနော်တက်မအော်ဘူးနော် MC တင်စားလာအဲ့ဒီကဟုတ်လားငါမမမိတော့ဘူးအဲ့ဒီနွားကောက်နော်ဒီမှာနော်ငကားခွေး PDF ကိုတက်နေတာကြတော့အဲ့ဒီ MC တင်စားမကြော်ညာဘူးအဲ့ဒီကောင်ငကားခွေးကိုဖမ်းရလို့စင်ငါတို့အသိန်း100တက်နေရဆွချမယ်မပြောဘူးနော်အဲ့ဒီကြော်မျိုးမင်း PDF ရဲ့အောက်ကူကိုတော့စော်ကားတာကြတော့အသိန်း900အသိန်း1000ဆွချမယ်ခွေးမသားငကားခွေးတွေရောက်မှာတော့ကြတော့ပစားပေါက်ပိတ်နေကြတယ်နော်ပြောတော့အာနာစင်ကိုမကြိုက်ဘူးတဲ့ပြောတော့အာနာစင်မတော်လန်ဘူးတဲ့စကားပြောလိုက်လို့စင်ကိုဘုံနကားကရန်သူကိုတိုက်ပါတယ်နေ့ရက်ဘုံနကားရန်သူတိုက်လို့စင်ဒီလိုမျိုးရောက်မှာမလားဒီလိုမျိုးအောက်တန်းကြမလားဘလို့ဒီလိုမျိုးဒူပါမလားမအေးလို့တွေဟာခွေးမသားတွေမင်းတို့လိုစမဖြစ်တဲ့နော်အတူရောင်ဆောင်ထောက်ဖို့ဗန်ပြတဲ့ကောင်တွေကလေနော် live ပေါ်မှာပဲမင်းတို့တွေက view တွေများနေတယ်ပြည်သူလူထုတို့ view များတဲ့ကောင်တွေ share များတဲ့ကောင်တွေဆိုရင်သူတို့ရဲ့တမိုင်းပြန်တော့လေ့လာတေချာဆောင်စမ်းလေ့လာနော်ကြည့်နော်ဒီကောင်ဘသူ့ကိုထောက်ခံနေဆိုတာကြည့်လိုက်သူတို့ထောက်ခံတဲ့အဖွဲ့အစည်းကကြပြစ်လားကြမပြစ်လားရောက်မှလားလူဘာဝလားပြန်တော့ကြည့်နော်အခုပြောနေတဲ့သူကပမာမမဟုတ်ဘူးကရင်မနော်ဒီကရင်ကောင်းဆောင်တွေငါဆဲတာထိုက်ဆောင်ပဲမကောင်းလို့စောက်တော့မကြလို့မပြတ်သားလို့ရန်သူနဲ့ဖိန်လို့ပြခံလောက်လို့နော်အာနာယူအာတာယူလောဘယူစီးပွားယူတဲ့တကြောင်ငါဆဲတယ်နော်အခုမင်းတို့မအေလို့ငါပမာဖြစ်လို့ငါဆဲတာမဟုတ်ဘူးရောက်မှလို့လူဘာဝလို့နော်အာနာစင်ဖြစ်လို့ငါဆဲတာပမာဖြစ်လို့ငါဆဲတာမဟုတ်ဘူးโอเคနော်ငါပမာငါငကားကိုဆဲတာငါပမာလူမျိုးဆဲတာမဟုတ်ဘူးနော်အဲ့ဒါမှတ်ထားနော်ငါကရင်ကောင်းဆောင်ဆဲတာငါကရင်လူမျိုးဆဲတာမဟုတ်ဘူးကရင်ကောင်းဆောင်မကောင်းလို့ကရင်ကောင်းဆောင်နာမည်ငါတပ်ပြီးတော့ငါဆဲတာနော်အခုငကားဆိုရင်လည်းပမာကောင်းငါမပြောဘူးငကားပဲငါခွဲမယ်တီကောင်ပဲငါခွဲမယ်နော်အာနာယူလို့လူဘာဝလို့ငါမကြိုက်ဘူးနော်ဒီမေလို့ကနော်ငါထောက်ပဲဖူးတဲ့ PDF အားလုံးကဒီမေလို့ငကားဆိုရင်ရတာအများဆုံးပဲငါလောက်ပေးခဲ့တာနော်စနိပါတလက်6သိန်းလားသူလိုချင်တဲ့ဘာလဲဘာလဲကျော်စိုးဦးကကျော်စငါမသိဘူးအဲ့ဒီဘောမထားလိုက်ပါတော့နော်မေလို့ငကားတော့ဆိုရင်စနိပါလိုချင်တဲ့လက်နက်ကြီးစားလိုချင်တဲ့ဘယ်ရက်အတွင်းက तू ကဝယ်ရနေဆိုတာမဟုတ်ဘူးတရက်2ရက်3ရက်အတွင်းကဘောင်းဝယ်6သိန်းအလူခံပေးတယ်နော်တလားဆိုရင်သူရဲ့ငကားအဖွဲ့ဆိုရင်ဘာ3သိန်းပို့ပေးတယ်နော်ဘယ် PDF မဆိုသူ့လောက်ရတာမများဘူးခွေးမသားငါတို့ထောက်ပံ့ပေးတဲ့လက်နက်တွေကအခုကြည့်စမ်း PDF ချင်းပြန်တော့ရောက်မှာပြတယ်လူဘာဝပြတယ်နော်အဲ့ဒီခွဲမသားနေတာမြလည်းဒီမျိုးပဲနော်လက်နဲ့ရတဲ့အချိန်မှာအောင်မလေးတိုင်းရင်သားမျက်နှာကိုလည်းမငဲ့ပြည်သူတို့ရဲ့မျက်နှာလည်းမငဲ့ကော်သူ့လေးနိုင်ငံထူထောင်မယ်ခွဲထွက်မယ်ခွေးမသားခွေးစကားပြောတယ်နော်ငါတို့ပြန်ဆဲလိုက်လို့ငါတို့ပြန်တော့ဝေဖန်လိုက်လို့အမေငါတို့ရဲ့မိဘတမယ်ငါတို့ရဲ့အမေစီမှာသွားမယ်တမယ်ချင်းချတဲ့ခွေးမသားကင်ထားတဲ့လက်နဲ့လက်တိုင်းငါတို့ပြည်သူတွေထောက်ပံ့ပေးတဲ့လက်နဲ့လေနော်ခွေးမသားတွေမင်းတို့ထောက်ပံ့ပေးတဲ့အဖွဲ့အားလုံးကရန်သူကိုတိုက်ဖို့ထောက်ပံ့ပေးတာခွေးမသားတွေရေမင်းတို့ပြန်တော့လူဘာဝတာမဟုတ်ဘူးအေးလို့တွေတော်ပြီပြီးတော့ရေမဘောလူခံတော့မယ်အညာကပြီးတဲ့အခုလူခံပေးတဲ့အညာပြောအာနာယူငကားအဖွဲ့မပါဘူးနော်ငကားနဲ့တူတဲ့အဖွဲ့လည်းမလို့မထောက်ပံ့ဘူးပြောထားပြီနော်လက်နဲ့ခံတော့ပြည်သူပေါ်လူဘာဝတာနဲ့ကောင်တွေကိုလူချင်းချင်းပြန်တော့ပြစ်သားတဲ့ကောင်တွေလုံးဝမထောက်ပံ့ဘူးစင်အန်ယူချီတွေလည်းဒီမျိုးအီပဲလောက်နေမယ်ဆိုရင်လေနော်ဒီမျိုးအီပဲလောက်နေမယ်ဆိုရင်ဒီလိုမျိုးကောင်တွေကကြာလာလို့စင်တို့အင်အားပိုတော့ကြီးလာမယ်ထားလို့စင်လေအစိုက်ပဲဖြစ်သွားမယ်နော်ပြတာနဲ့ဖမ်းလိုက်တော့တိုင်းလိုက်တော့လက်နဲ့တွေအားလုံးငါတို့ပြည်သူလူထုထောက်ပံ့ပေးတဲ့ပတ်စံတွေတနတ်တွေကိုအကလောက်တော့တိုင်းပေးပါလို့တောင်းဆိုချင်ပါတယ်လုံးဝလက်ခံလို့မရဘူးနော်မအေလို့မရလိုက်ကိုပြတာတိုက်ရမှာခွေးမတာအဖွဲတွေကပြတာတိုက်လို့မရဲဘူးနော်ခင်ယူလဲဒီလိုပဲမအေလို့နဲ့ဓာတ်မြလဲဒီလိုပဲမအေလို့ငကားလဲဒီလိုပဲနော်ရန်သူကိုအပြတ်တိုက်ရမယ်မြို့ကိုအပြတ်တိုက်ရမယ်ဆိုရင်ခွေးမတာတွေကအီပဲလောက်နေတယ်ဟိုရောင်ဒီရောင်ခွေးမသားတွေအချိန်တွေဆွဲပြဿနာတွေစားသွေးခွဲအမျိုးမျိုးစစ်တုံနောက်ဆောက်ဖင်ခံလိုက်မေလို့တွေဦးလေးရင်လာလို့ရပြီနော်ဟုတ်ကဲ့ပြည်သူကတင်းနေတယ်စမပဲမေလိုကရောက်မှနေတယ်စမတနိုင်ငံလုံးပတ်ကျနေတယ်စမပဲရန်သူကိုအဓိကတိုက်ရမှာမတိုက်ပဲနဲ့အာနာယူပြနေရယူပြတမတယူပြခွေးမသားတွေမာနတွေကြီးပြတဲ့ငါနေရလာမထိနဲ့မေလို့တယ်အဲ့လိုမျိုးဖြစ်တယ်ငါနေရမှာကြိုက်မထောင်နဲ့ငါနေရမှာလာမထိနဲ့ခွေးမသားပြည်သူပေးတဲ့လက်နဲ့လူဘာဝပြီးတော့လူဘာဝပြီးတော့နေရတွေယူပြတမတယူပြနေရယူပြခွေးမသားတွေမေလို့တွေယာထူးတွေယူပြနေတယ်မေလို့အစကတည်းကတိလို့စီအဲ့ဒီမေလို့ငါလာမေလို့နဲ့တမ်းမြလာမေလို့ခေရင်ဒါငါစပအမွေးတစားမှငါမပေးဘူးအချိန်လည်းနည်းနည်းမှမပေးဘူးမေလို့တွေအမလေးငါတို့ဘက်ကသူတို့ယုံကြည်လိုက်ရတာစစ်ခွေးတဲ့အများဆုံးတေးအောင်အမလေးအဲ့ရပြက်ခံနော်စီးတဲ့ငွေစီးတဲ့ဆွေစီးတဲ့မြေရောင်းပြီးတော့ထောက်ပံ့လက်စာအကလုံးဘယ်နဲ့မှစီးတဲ့ဘငွေ34တဲ့ကလုံးထောက်ပံ့မေလို့တွေ
နော်ကိုပိုင်ငွေကကိုမျိုးချဖို့ဒါမှကိုနှမျောတယ်နော်ကိုတိုင်းပြည်လူမျိုးတို့သူတို့ယုံကြည်ပြီးတော့ထောက်ပံ့ပေးလိုက်တဲ့ငွေကမေအေလို့တွေပြန်တော့အာနာယူပြတယ်ခွဲမသားများရေနော်ခွဲမသားများရေအဲ့ဒါချီးစားတဲ့တချို့ပြည်သူတွေလည်းနော်ဆက်ပြီးတော့ဆယ်လီယူပေါက်ကိုယူမယ်ဆိုရင်စက်ပတ်နဲ့လီပဲငုံလိုက်တော့စားလိုက်တော့မေအေလို့တို့ရေနော်နဂါမတကားဖြစ်နေလို့စင်နေသားများဖြစ်လို့စင်သူတို့နဲ့တော့ပြန်တော့ဖင်ခံလိုက်နော်နီတော့တော်လိုက်ရေးလောက်ပါတဲ့ခွဲစကားမပြောနဲ့မင်းအောင်လိုက်ကိုတိုက်ပါတဲ့ခွဲစကားမပြောနဲ့စိတ်မစောဘူးကွာစိတ်စောရမယ့်အချိန်မဟုတ်ဘူးနားလေလား6နှစ်စီးပြီးစိတ်စောရမယ့်အချိန်မဟုတ်ဘူးမအေးလို့တွေ6နှစ်စီးပြီးပေါက်ကိုဆွဲရမယ့်အချိန်မဟုတ်ဘူးနော်လူမျိုးခွဲခြားဘာသာခွဲခြားမယ့်အချိန်မဟုတ်ဘူးဆယ်လီယူရမယ့်အချိန်မဟုတ်ဘူး6နှစ်စီးပြီး NUG လဲ6နှစ်စီးပြီးဖမ်းစရာစီးတာဖမ်းအရေးယူစီးတာအရေးယူလက်သွဲမသိတဲ့မအေးလို့နော်တကိုကောင်းဆန်အဲ့ဒီနေတို့ရဲ့ဗာလဲမဟာမိတ်အတူရဆောင်ဖွဲ့တယ်လည်းတော့တွဲစရာမလိုဘူးမဟာမိတ်အတူရဆောင်ဖွဲ့ဆိုတော့သိကြလားနော်ကိုယ့်ပေါ့တစ်ချာမရှိလို့စရင်တွဲစရာမလိုဘူးရောက်မှနေတဲ့ကောင်လူပါတဲ့ကောင်တွေပြည်သူလူထုတွေလက်နဲ့ရပြီးတော့လူပါတဲ့ကောင်တွေအရေးယူပါနော်အကလုံးစင်နော်ဘယ်အဖွဲမှမပြတ်သားလို့စင်တေးထားတဲ့ပြည်သူကဆက်ပြီးတော့ထောက်ပံ့တော့မှာမဟုတ်ဘူးပြည်သူလည်းအဆုံးပေးမှာပဲဘယ်အဖွဲမှနော်အားကိုလို့မရတော့ဘူးဆိုရင်ပေါ့နော်ဘယ်အဖွဲမှမပြတ်သားတော့ဘူးဆိုရင်နော်ငါတို့လှုပ်လိုက်အလကားပဲနော်အဲ့ဒါနေတော့တစ်ဖွဲလောက်ပြတ်သားပေးပါနေတော့တစ်ဖွဲလောက်ပြတ်သားပေးပါဘာမှငဲ့စရာမလိုတော့ဘူး NUG ကိုပြောချင်တယ်2026ရပြီဟိုငဲ့ဒီငဲ့မလုပ်နဲ့တော့2026ရပြီသေသွားတဲ့ PDF တွေလည်းများနေပြီပြည်သူလူထုလည်းထောက်ပံ့ပေးတာ6နှစ်စီးပြီဘာမှငဲ့စရာမလိုတော့ဘူးလောက်ဆရာစီတာကိုပြပြသားလောက်တော့မတွဲတဲ့လူနဲ့ဆိုရင်မတွဲနဲ့တော့နော်အလကားတစ္ဆာဘခံတဲ့ကိုလူတွေအလကားသေးတယ်အလကားချင်းကုန်တယ်နော်တစ္ဆာမရှိတဲ့မဟာမိတ်ဖွဲ့ဆိုရင်လက်တွဲလိုက်လို့ဆိုရင်အလကားချင်းကုန်တယ်ဟာဒါမှမပြောမယ်နော်အလကားချင်းကုန်တယ်စေတော်နိုင်တိကြိုက်တယ်တနောကဒီနေ့ဂျာနော်ဒီငွေ1500နေ့လေတော့တနောလာထဲတဲ့ငွေဟုတ်တနောနဲ့တနောမောင်လေးနော်စကောလုံးနော်ဟာစကော not double ကနေ့လေပိုင်းတော့မူလိုက်လွင်းတာကဲဦးကျော်သူငွေလာပြီဦးလေးရေမင်္ဂလာပါမင်္ဂလာပါသမီးရေဟုတ်ကဲ့ကဲမင်္ဂလာပါခင်ဗျာအားလုံးပါမသားမင်းအောင်လိုက်ကိုမတိုက်ပဲနဲ့ရန်သူမတိုက်ပဲနဲ့ကိုလူချင်းချင်းပဲကျွန်တော်ရန်စာလူပါဝနော်အဲ့ဒါကိုပြောတယ်လေတော်လိုက်စကလေးကမင်းအောင်လိုက်လူတွေပါလာတယ်နော်ဒါမဲ့ကိုမသိသေးဘူးပူတာဆိုတာကိုရဲ့အထက်ထဲမှာဝင်လာပြီးတော့ပူတာဆိုတာဒလန်တဲ့ဆိုတာကိုနဲ့ပူပြီးတော့ကိုပြန်တော့ကိုနဲ့ကျွန်တော်တတ်တာအခုငကားရလူတွေဆိုရင်တပါတီဆိုရင်နော်ဒလန်တဲ့ဆိုတာနော်ဒလန်တဲ့ဆိုတာအေးလို့တွေsorry ဒါနော်ကဲမင်္ဂလာပါခင်ဗျာသမီးအလုံးကြီးဘယ်လောက်လဲသမီး1000လားဘယ်လောက်လဲဟောရေ1000နဲ့269လုံးပဲလို့တော့တယ်ဦးလေး269လုံးအကြီးလို့ဟာမင်းအောင်လိုက်တိုက်တယ်ပြီးတော့ဆယ်လီယူပြတယ်ပုံကိုယ်တွေယူပြတယ်တို့လီပဲရမယ်ဒီလိုတွေတို့ဒီမိုကရေစီကတော့မရဘူးအရေးတော့ပေါအောင်ရပြီဆိုတော့မရဘူးတို့လီပဲရမယ်နော်ပုံကိုယ်ဆွဲဆယ်လီဆွဲလို့စင်ဆယ်လီတွေယူလို့စင်နော်ငါပြောထားမယ်ကဲနေဆုံး PDF အတွက်เนาะကြံရှိနေတဲ့ဒါကျွန်တော်ဒီမှာလောတဲ့လူ300ကျော်လောက်ရှိသေးတယ်ဆိုတော့ဒါလေးကျွန်တော်အကြမ်းမြင်ပြောရမယ်ပြီးရင်တော့ဒါလူကပျောက်သွားမှာအထားရှိသေးတော့ပျောက်ချင်းမပျောက်ချင်းအတကန်တာပေါ့နော်အဲ့တော့လက်ရှိကျွန်တော်တို့နေဆုံး PDF အတွက်ဆောင်ရွက်နေတာဖြစ်ပါတယ်နေဆုံးဆိုတာကတင်းနေနိုင်တိုင်းပါမယ်ပဲခူးတိုင်းပါမယ်နေပြည်တော်ပါမယ်စကိုင်းတိုင်းပါမယ်မကွေးတိုင်းပါမယ်မန္တလေးတိုင်းပါမယ်ပြီးရင်ရှမ်းတောင်ပါမယ်ကရင်ပြည်ပါမယ်ဒီနေရာမှာရှိနေတဲ့မြေပြင်တပ်ရင်တပ်ဖွဲ့တွေကိုကျွန်တော်တို့ဓာတ်ရိုက်ပံ့ပိုးကူညီပေးမှာဖြစ်ပါတယ်ဓာတ်ရိုက်ပံ့ပိုးကူညီပေးနေတာဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ ਨੇ ထိတွေ့ဆက်ဆံနေတဲ့အဖွဲ့အစည်းတွေပေါ့နော်ဒါတွေကိုကျွန်တော်လာစဉ်အလှည့်ကျကျွန်တော်တို့ကဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ခုလက်ရှိသမီးခု
ဆောင်ရွက်ပေးတာဒါ14ဘွဲ့ကတော့ပို့ပြီးသွားပြီနော်အဲဆိုတော့နောက်ထပ်14ဘွဲ့ထပ်ပြီးတော့ဆောင်ရွက်နေတယ်အားလုံးဒီလအတွက်84ဘွဲ့သမီးတည်ထားတာရှိအဲ့တော့84ဘွဲ့ဆိုတာပွင့်လေးလေးပြောရင်ကျွန်တော်တို့ ਨੇ ထိတွေ့ဆက်ဆံထားတဲ့မြေပြင်အဖွဲ့အစည်းပေါင်းက4ပုံပုံရင်1ပုံလောက်ပဲရှိပါတယ်အဲ့လိုအလှည့်ကျသွားနေရတာဖြစ်ပါတယ်မြေပြင်ဖွဲ့စည်းတွေဆောင်ရွက်နေတာကိုတို့မှလို့သိနေကြားနေကြတာဖြစ်ပါတယ်အဲ့တော့တချို့သောနေရာတွေမှာကျွန်တော်တို့တော်လှန်ရေးသဘောတရားရတော့၎င်းနိုင်ငံရေးသဘောတရားရတော့၎င်းစသည်ပေါ့ဗျာဘာပဲလုပ်ကျွန်တော်တို့အဟံတားတွေရှိမယ်အခက်ခဲတွေရှိမယ်ပြဿနာတွေရှိအဲ့တော့အဟံတားပဲဖြစ်ဖြစ်အခက်ခဲပဲဖြစ်ပြဿနာပဲဖြစ်ကျွန်တော်တို့ကရှင်းကြဆောင်ရွက်ကြတဲ့အခါမှာတစ်ချက်ကလေးတတိထားပြီးတော့ဆောင်ရွက်ဖို့လိုတယ်တချို့ကအခက်ခဲအဲ့ဒီအခက်ခဲကိုအခက်ခဲနေရာမှာပြည်လျောင်ဖြစ်ရှင်းဖို့လိုတယ်ပြဿနာဖြစ်အောင်မဖန်တီးဖို့လိုတယ်ဒါလေးတော့တစ်ချက်အတတိထားဖို့လိုတာပေါ့နော်အဲဆိုတော့ပြဿနာကိုလေပြဿနာဖြစ်ပြီးဟိတ်ဆိုရင်အဲ့ပြဿနာကိုကျွန်တော်အခက်ခဲကြီးကိုပြန်ဆွဲချလိုက်စသည်ပေါ့ဒါမှတန်ရင်ကျွန်တော်ဖြည့်ရှင်းရတာလောကကိုင်းရတာဖြစ်မယ်အလုံးကအဓိကပွိုင်းရတော့အလုံးကယူသားဖို့လိုတယ်တော်လန်ရေးကိုတဆိုင်မမတ်သွားဖို့လိုတယ်ဘယ်နေရာမှာဆိုကျွန်တော်တို့လင်းနေမရပဲဖြစ်ဖြစ်စသည်ပေါ့နော်ချွတ်ချော်မှုလေးတွေရှိမယ်အားနည်းချက်ကလေးတွေရှိမယ်ဆိုတော့အဲ့ဒါဒီအားလုံးကကျွန်တော်တော်လန်ရေးအတွက်ထိခိုက်ကြောင်းမဖြစ်ဖို့လိုတာပေါ့နော်ဒါသက်ဆိုင်ရာမြေပြင်ဖွဲ့စည်းတွေတာဝန်ရှိသူတွေနယ်မြေလိုက်တတိထားပြီးဆောင်ရွက်ဖို့လိုပါတယ်ထားရှိစေတော့အဲ့တော့ကျွန်တော်တို့နေဆုံးနော်နေဆုံးဖွဲ့တွေလက်ရှိဆောင်ရွက်နေတယ်ဒီညအတွက်အလုံးကြီး1269လုံးဝိုင်းပြီးတော့ဗျာအခုတို့မှလို့နည်းနည်းလေးဝိုင်းပြီးတော့အဆိုင်ပေးကြပါလို့ဒါလေးမေတ္တာရက်ခံပါတယ်1269လုံးတစ်လုံးမှ55ဘတ်ပါခင်ဗျအဲ့တော့အခုတို့မှလို့တတ်နိုင်သလောက်တစ်လုံးနိုင်တဲ့လူကတစ်လုံး10လုံးနိုင်တဲ့လူက10လုံးပေါ့နော်ဝိုင်းပြီးတော့ပံ့ပိုးပေးဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်ကျွန်တော်တို့တော်လှန်ရေးဟာကျွန်တော်ပြည်သူတွေပေါ်မှာတည်ပြီးတော့သွားနေရတဲ့တော်လှန်ရေးဖြစ်ပါတယ်ကျွန်တော်တော်လှန်ရေးဟာပြည်သူတွေပေါ်မှာသွားပြီးတည်ပြီးတော့သွားနေရတဲ့တော်လှန်ရေးဖြစ်တဲ့ကြောင့်ပြည်သူတွေနေတဲ့ဒီပေါ်မှာတစိုက်မမတ်နော်စိတ်ဓာတ်ခိုင်မာနဲ့ရက်တည်ထားဖို့လိုပါတယ်ဆိုတော့ငါတို့တော်လှန်ရေးမပြီးမချင်းငါတို့တွေအားလုံးရတဲ့နီးနဲ့ဝိုင်းပြီးတော့ပံ့ပိုးကြမယ်စသည်ပေါ့နော်အဲ့တော့ပြည်သူရဲ့တစိုက်မမတ်သွားနေတဲ့နှလုံးသားတွေကိုလည်းပဲသက်ဆိုင်ရာမြေပြင်တာဝန်ရှိသူတွေစသည်ပေါ့နော်အားလုံးကဒီပေါ်မှာမြင်ဖို့လိုတယ်ကျွန်တော်တော်လှန်ရေးမှာအားနည်းချက်တွေအများကြီးရှိတယ်အဲ့အားနည်းချက်တွေကဘယ်မှာရှိနေလဲဆိုတော့ကျွန်တော်သက်ဆိုင်ရာတာဝန်ရှိသူတွေမှာရှိထားတယ်အဲဆိုတော့သူတို့လည်းပဲအလုံးမအားကြဘူးထင်ပါရဲ့လို့ကျွန်တော်တို့ဘက်ကမျှကြည့်နေတွေးထားတာရှိပါတယ်တိုးတော့အားလုံးကအလုံးမအားကြပါဘူးမအားတဲ့ကြာအားတဲ့အခြေအနေတွေယူပြီးတော့ကျွန်တော်ပြည်သူနဲ့ထိတွေ့ကြပါဆက်ဆံကြပါစသည်ပေါ့နော်တဦးနဲ့တဦးထိတွေ့ကြပါဆက်ဆံကြပါအဲ့လိုမှမဟုတ်ဘဲနဲ့ငါသဘောငါဆောင်ပြီးတွားနေမယ်ဟဲ့ဆိုရင်ကျွန်တော်တို့တော်လှန်ရေးအားပင်မန်းတယ်နော်ပင်မန်းသွားပါပင်မန်းတာပေါ့နော်ပင်မန်းတာပေါ့အဲ့တော့ကျွန်တော်ပြည်သူတွေလည်းပင်မန်းနေပါပြီတော်လှန်ရေးဖွဲ့တွေပင်မန်းနေပါပြီကျွန်တော်မပြောလို့ပါဘူးအလုံးကထိုက်တင်ဒီအားလို့ဆိုတော့ပင်မန်းတာပေါ့ဗျ9နှစ်ကျော်6နှစ်အတွင်းရောက်လာတယ်ဆိုတော့ဒီပင်မန်းနွမ်းနယ်မှုတွေကတစ်ချိန်ကျရင်ကျွန်တော်အနားယူရမှာဖြစ်ပါတယ်အနားယူရတော့အေးချမ်းပေါ့နော်ကျွန်တော်တို့ကြောက်စိတ်တွေကင်းမဲ့ဆိုအနားယူရမှာဖြစ်တယ်အဲ့အချိန်တွေရောက်ဖို့အတွက်ကျွန်တော်ဒီပင်မန်းမှုတန်တွေကိုတော့ကျွန်တော်ခံရမှာဖြစ်ပါတယ်အဲ့တော့အတန်ကျေတာဒီနေ့အများကျွန်တော်တော်လှန်ရေးဟာပို့ပြီးတော့အားဆက်ရမှာဖြစ်ပါတယ်အဲ့တော့အမေစုပြောတဲ့စကားလေးတစ်ခွန်းတော့ကျွန်တော်အဲ့ဒါစင်ကာပူမှာလားမသိဘူး။ဘာလဲတစ်ဖက်ကဘာလဲကျွန်တော်သဘောတရားဘာလဲတော့ကျွန်တော်တစ်ဖက်ကအတန်တွေထုတ်တယ်ပေါ့။အဲ့ထုတ်နေတဲ့အတန်တွေကိုဆိုရင်လေကိုယ့်ဘက်ကအတန်လေးတွေပြန်ထုတ်ပေးပါဆိုတာ။ကျွန်တော်တချို့ကိစ္စတွေကမပြောဘဲမရဘူး။တက်ဆိုင်ရာတာဝန်ရှိသူတွေတုံ့ပြန်ပြည်သူတွေကပြောပြရတာရှိတယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်ဝိလေကြောင်ပဲဖြစ်သွားမယ်။နော်ဝိလေကြောင်ပဲဖြစ်သွားမယ်ဆိုတော့ဒါလေးတော့ကျွန်တော်တခြားကိစ္စတွေကျွန်တော်သိမပြောတော့ဘူးเนาะအောက်က comment တွေကျွန်တော်တွေ့ပါတယ်เนาะတခြားအခုတို့မှတို့ကြားတဲ့အတိုင်းပဲเนาะကျွန်တော်တခြားကိစ္စတွေကျွန်တော်ဘာမှမပြောတော့ပါဘူးဆိုတော့တချို့ကစကားလုံးတွေပြောလိုက်တာမတရားကြီးလို့ ਨੇ တော်တော်လက်တွေ့လှုပ်ဆောင်ချက်တွေကြတော့နည်းနည်းလေးအားနေနေတာကြီးတွေ့ပါတယ်ထားရှိသေးတော့ဗျာအခုတို့မှတို့တခြားကိစ္စတွေကတော့အခုသိတဲ့အတိုင်းကြားတဲ့အတိုင်းပေါ့เนาะအဲ့တော့ပြောစရာရှိတဲ့လူကပြောမှာပဲအော်စရာရှိတဲ့လူကအော်မှာပဲဆဲစရာရှိတဲ့လူကဆဲနေမှာအဲ့တော့ပြောချင်းအော်ချင်းဆဲချင်းစေအကြောင်းရှိလို့ဖြစ်အကြောင်းရှိလို့ပါအကြောင်းမဲ့တော့မဟုတ်ပါဘူးဆိုတော့ထားရှိသေးတော့အဲ့တော့ဒီညအတွက်အနည်းဆုံးเนาะအဖွဲ့လေးတွေเนาะအနည်းဆုံးအဖွဲ့လေးတွေအတွက်ကျွန်တော်တို့နှုတ်ခမ်းဒီအတော့1269လုံးเนาะ1269လုံးမများပါဘူးခင်ဗျာ1000ကျော်လေးပါเนาะဒါလေးဝိုင်းပြီးတော့တတ်နိုင်ဆုံးတယောက်ကို100နိုင်100ပေါ့เนาะဝိုင်းပြီးတော့ဆောင်ရွက်ပေးဖို့
ဖိတ်ခေါ်ပါတယ်တစ်လုံးမှာ55ဘတ်နော်10လုံးဆိုရင်950အလုံး100ဆိုရင်9500ပေါ့နော်အလုံး100လှူမဲ့အလှူရှင်ရှိရင်လည်းပဲ10ယောက်လောက်ဆိုလဲ10ယောက်12ယောက်13ယောက်လောက်ဆိုရင်ပြတ်ပါတယ်ဆိုတော့နိုင်သလောက်ဝိုက်ပြီးတော့ပံ့ပိုးပေးဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်ခင်ဗျာကဲမင်္ဂလာပါကိုတို့မလို့ရေမင်္ဂလာပါခင်ဗျာကဲဖိတ်ခေါ်ပါတယ်ကျွန်တော်တချို့သတင်းတွေကကြားရတာကျွန်တော်စိတ်မကောင်းတချို့သတင်းတွေကကြားရတာနည်းနည်းရင်ထဲမှာနည်းနည်းတစ်မျိုးလေးဖြစ်တာပေါ့နော်ဆိုတော့ကြားတဲ့သတင်းတွေမှန်သမျှကျွန်တော်တို့တော်လှန်ရေးကိုဟိုဘယ်လိုခေါ်မလဲထိကြိုက်နစ်နာလောက်တဲ့သတင်းမျိုးမဟုတ်ပါဘူးနော်ထိကြိုက်နစ်နာလောက်တဲ့သတင်းမျိုးမဟုတ်ဘူးအဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာမှမဖြစ်ပါဘူးမင်္ဂလာပါခင်ဗျာထေဝီရေမင်္ဂလာပါကဲဖိတ်ခေါ်ပါတယ်အကိုတို့မလို့1269လုံး1269လုံးတစ်လုံး55ဘတ်10လုံးဆို950နေစုံဖွဲ့လေးတွေကိုသွားမှာဖြစ်တယ်နေစုံဖွဲ့တွေဆိုတာကျွန်တော်တို့တနင်္လာရီတိုင်းနော်ပဲခူးတိုင်းမန္တလေးတိုင်းနေပြည်တော်မကွေးစကိုင်းစတဲ့နေရာတွေကိုပံ့ပိုးပေးမှာဖြစ်ပါတယ်ဒီဘက်မှာဆိုရှမ်းတောင်ကရင်ဒီစတဲ့နေရာတွေပေါ့နော်ဒါလေးတွေကိုကျွန်တော်ဝိုင်းပြီးတော့ပံ့ပိုးပေးမှာဖြစ်ပါတယ်ကဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါအကူတို့မတို့မင်္ဂလာပါအဲ့တော့တချို့တွေကလည်းအခြေအနေရဟိုပြောကြဆိုကြသူ့မြင်ကိုမြင်ပြောကြဆိုကြရှိမယ်ဒါအမြင်ကပြောတာတချို့ကလည်းသဘောတရားရပြောတာရှိဆိုတော့အမြင်ကပြောတာကတော့အကူတို့ကြိုက်သူလို့ပြောရတယ်နော်သဘောတရားရပြောရင်တော့အဲ့သဘောတရားတွေကခံယူချက်မှန်ဖို့လိုတယ်ဒါလေးတော့ကျွန်တော်တို့ဟိုတစ်ချက်တတိထားဖို့လိုတာပေါ့နော်ခံယူချက်မှန်ဖို့လိုတယ်အဲ့တော့သဘောထားတွေပြောတာကတော့ထင်ရမြင်ရရှောက်ပေါ်မှာပေါ့နော်ဆိုတော့ထားရှိသေးတော့โอเคကျေးဇူးထွတ်တယ်ကဲ1269လုံးဝိုင်းပြီးတော့ဆောင်ရွက်ကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာနော်ဝိုင်းပြီးတော့ဆောင်ရွက်ကြဖို့ဖိတ်ခေါ်ပါ1269လုံးပါမင်္ဂလာပါခင်ဗျာမင်္ဂလာပါကဲဖိတ်ခေါ်ပါတယ်ခင်ဗျဖိတ်ခေါ်ပါတယ်1269လုံးနေသုံး PDF လေးတစ်ခွက်ကိုကျွန်တော်တို့10သိန်းကျပ်ပါမများပါဘူးเนาะဒါလေးတွေပြေးဖို့အတွက်လောလောဆယ်1269လုံးဒီ14ဘွက်လေးပြေးသွားရင်လည်းမြေပြင်အဖွဲ့လေးတွေထိုက်တင်နေအားလို့ဆိုတာကျွန်တော်တို့ဆောင်ရွက်လို့ရတာပေါ့เนาะဒါဆိုတော့1269เนาะကျွန်တော်ကတော့တခြားစကားတွေကတော့အထွေထူးပြောနေကြမလို့ပါဘူးကြားတာတိတာမြင်ထားတာအကူတို့မှလို့ကြားတာမြင်တာတိထားတဲ့အတိုင်းပါပဲကျန်တဲ့ကိစ္စတွေကဘာမှသိထွေထူးပြောနေကြမလို့ပါဘူးအဲ့တော့ကျွန်တော်ဘယ်လောက်ပဲပြောဘယ်လောက်ပဲဆိုဘယ်လောက်ပဲဆက်ပြောချင်းဆိုချင်းဆဲချင်းပေါ်မှာကျွန်တော်ထောက်ပံ့မှုမပါဘူးဆိုရင်အဲ့ဒါတွေအားလုံးကပြောချင်းဆဲချင်းပြောချင်းဆိုချင်းဆဲချင်းမှာတယ်ကျွန်တော်ကတီးနေမှာဖြစ်ပါတယ်ကျွန်တော်ကပြောစရာရှိတာပြောလိမ့်မယ်ဆဲစရာရှိတာဆဲလိမ့်မယ်ပြီးတော့လှုပ်စရာရှိတာဆက်လုပ်ဖို့လိုတာပေါ့နော်ဆက်လုပ်ဖို့လိုတာပေါ့ကဲဖိတ်ခေါ်ပါတယ်ခင်ဗျာဖိတ်ခေါ်ပါတယ်တမီအတန်ပိတ်ထားတယ်မမောဘူးစင်ခွေးတွေကိုဆဲလာတာ9နှစ်စီပြီးမမောဘူးစင်မရောက်လိုက်မပေးမချင်းဆက်ပြီးတော့ဆဲရမှာပဲမဆဲလို့လည်းမရဘူးโอเคဟုတ်ကဲ့ပါအနာရေး900ပါရပြီနော်စကောလောက်ဆောင်နော်စကောဒါတော့အကျွေးမဲအကျွေး900ကဲဖိတ်ခေါ်ပါတယ်ခင်ဗျအကိုတို့မတို့1260နဲ့စင်ရင်မောင်လေး1000ပါစင်ရင်သွင်းလိုက်မယ်ဒါအသက်လားသမီးလာစင်လူစင်ဟောလာတဲ့လူစင်နော်တထောင်โอเคကျေးဇူးထူးတင်ပါတယ်ခင်ဗျကဲဆက်လက်ပေါအောင်ပေးဖို့ဖိတ်ခေါ်ပါတယ်နှုတ်ခမ်းဒီတောင်1269လုံးဒါလေးကိုကျွန်တော်ပြည့်သိကျင်တယ်ဗျဒါလေးပြည့်သွားလို့ရှိရင်တက်ဆိုင်အမြင်ပြင်ဖွဲ့လေးထိုက်တဲ့တော့ရသွားတာပေါ့နော်ဆိုတော့တစ်လုံး55ဘတ်ပါခင်ဗျနော်10လုံးဆိုရင်950တစ်လုံးနိုင်လူကတစ်လုံးပေါ့10လုံးနိုင်လူက10လုံးပေါ့နှစ်လုံးနိုင်လူလည်းနှစ်လုံးပေါ့နော်ဝိုင်းပြီးတော့ပံ့ပိုးပေးကြဖို့咋大家စကောလာကြဟောမဒါမလီတာအောင်ကဒီစကောလာဘိုကိုကြောက10လုံးထည့်ပေးပါတယ်ဦးလေးကျေးဇူးထိုးတင်ပါတယ်ကိုကြောရေ950ကဲ10လုံးသာကိုကြောကျေးဇူးထိုးတင်ပါတယ်ခင်ဗျ950နောက်
စောစောမင်္ဂလာပါခင်ဗျမင်္ဂလာပါ ပြီးတော့ဒီကူညီတောင်းတဲ့အလုံးတစ်ထောင်နဲ့နေရာကျော်အရေးကြီးအရေးပေါ်လို့ပါဘာကြောင့်လဲဆိုတော့ဒီတပတ်အတွင်း PDF အနေဆောင်အတွင်းမှာမို့တလုံးမအလူမခံရဘူးဖြစ်တဲ့အတွက်ကြောင့်အဖွဲ့ပေါင်းများစွာမလို့စောင့်နေပါတယ်အခုလောလောဆယ်အရေးပေါ်တစ်ထောင်ကျော်ကိုပို့ပေးရှင်ပါတယ်နော်အလုံးတစ်ထောင်နဲ့နေရာကျော်ပဲတလုံး95ဘတ်ပဲတလုံးနိုင်လို့စိတ်တလုံးထက်နှလုံးနိုင်လို့စိတ်နှလုံးထက်10လုံးနိုင်လို့စိတ်10လုံးထက်ဒီညတော့ပြည့်စည်ရှင်တယ်ဒီတစ်ထောင်ကျော်တစ်ထောင်ကျော်ပြည့်တော့ထောင်မရှိဘူးဘတ်ငွေတစ်သိန်းမရှိဘူးစင်နော်အခုလောလောဆယ်ကကိုကျော်က950ကင်ရင်မော်လေးကတစ်ထောင်စောကွန်တယ်ကင်မော်လေးပဲရေးလိုက်မယ်ကဲအခုကတော့1950အလုံး1000ဆိုရင်17လုံး950ဆိုရင်10လုံး27လုံးတော့ရပြီဦးလေးနော်တော်ဝင်တစ်စင်900ရမယ်တဲ့တော်ဝင်သခင်ရေမမိုးကိုမမွေးအကောက်ရပြီလားဘယ်နှပါတော့165နှစ်ကိုငါ3134ထိုက်ပါနေမယ်အမကြီးရပြီလားခဏလေးညီမလေးမိုးတော်လေးဆက်တယ်မယ်နော်ဟောတငယ်ချင်းပြပြီโอเคမတော်ဝင်သခင်ရေမင်္ဂလာပါအမကြီးဘယ်နှပါပို့ပေးမယ်နော်ခဏလေးနော်အမလွယ်ပြီလို့စိတ်ဖြတ်ပိုင်ပို့လာပေးပါတငယ်ချင်းတော့ဖြစ်ပြီဆိုတော့အမတွေ့မှာပါယောက်ျားလေးလားမသိ မသိယောက်ျားလေးလားမိန်းကလေးလား โอเคထားရှိသေးတော့ကျေးဇူးတူးတင်ပါတယ်ခင်ဗျဟောသားထိမနိုင်တော့လို့တကယ်ပဲစိတ်နာတယ်ထောက်ပက်ဘူးတယ်ဒီမျိုးလှုပ်လို့မပေါ့နော်အားရနေလို့ဆဲတာမဟုတ်ဘူးနော်အရန်ကိုဒေါသထွက်တယ်လုံးဝစိတ်ထိခိုက်သွားတယ်အဲ့ဒါကိုမမိုးကပြောတယ်လေအဲ့ဒီကြော်မျိုးမင်း PDF ရဲ့အုပ်ကိုတက်နေတာတော့လူတွေစုချမယ်အသိန်း900အသိန်း600ဒီမအေလို့ကြတော့ PDF အသက်စင်ရင်းနဲ့မောက်ချခိုင်းတယ်တက်နေတယ်တနတ်နဲ့ချိန်ချောက်တယ်ခေါင်းကွဲအောင်ထုတ်တယ်အဲ့ဒါတွေကြတော့ဘယ်မအေလို့မှဒီမှန်တရားဖော်လို့မရဘူးနော်အဲ့ဒါနော်စပတ်ထောက်ဖို့လေနော်အတူရောင်ဆောင်ဘန်းပြတဲ့ကောင်တွေကောင်မတွေသိဖို့ကြားဖို့ကျေးဇူးတူးတင်ပါတယ်မိပရဏီအဲ့တော့ကျွန်တော်တို့တစ်ချက်ကျွန်တော်တို့ဟိုဒါပြည်သူတွေနေတဲ့မေတ္တာရက်ခံလို့ပါတယ်မြေပြင်မှာတယောက်နဲ့တယောက်ကျွန်တော်တို့မိန်းကလေးတဲ့โอเคကျေးဇူးကျွန်တော်တစ်ဖွဲ့နဲ့တစ်ဖွဲ့တယောက်နဲ့တယောက်အချင်းချင်းစသည်ပေါ့ဘလို့ပဲဖြစ်ရပါနော်ပေါ်တိုင်းမှုတွေဖြစ်ကောင်းဖြစ်တယ်ဖြစ်ကောင်းဖြစ်မှာပေါ့လင်းများချင်းရန်ဖြစ်တယ်ညီကိုချင်းရန်ဖြစ်တယ်စသည်ပေါ့ဘောလုံးကန်တယ်ရန်ဖြစ်ကြတယ်တချို့လက်ဝိတ်ထိုးတယ်လက်ဝိတ်ထိုးရင်တော့ရန်ဖြစ်တာအကူတို့မှလို့တွေ့တယ်နော်ထိုးနေကြတယ်ဗျာသူ့လည်းငါထိုးတယ်ငါလည်းသူထိုးတယ်အဲ့ဒါအာကစားသဘောရထိုးကြတယ်အဲ့ထိုးရင်ကြတဲ့ထရန်ဖြစ်တယ်အစိုးလည်းသဘောကဒါတွေကဖြစ်တတ်တယ်အဲ့ပေါ်မှာကျွန်တော်တို့ကနားလည်ပြီးပြီးသားလက်ခံပြီးပြီးသားဒါပေမဲ့မစော်ကားကြပါနဲ့နော်မစော်ကားကြပါနဲ့စော်ကားတယ်ဆိုတာဘာကိုပြောလာလဲဆိုတော့ကျွန်တော်ကြည့်တတ်ရတဲ့ဘူးလူဖိုင်လေးတစ်ဖိုင်ကျွန်တော်တော်တော်စိတ်မကောင်းတကယ်လဲစိတ်မကောင်းနော် PDF ရဲဘော်လေးတွေကိုမိုးဘန်ဘာဟောင်းကျွန်တော်တင်တဲ့ဟိုတယောက်ကအရက်ဝင်းနဲ့လားပါလဲမသိ PDF ရဲဘော်လေးတွေက PDF ဝစ်စုံအပြည့်စုံနဲ့နော်ဘောင်းဤပါတယ်အိမ်ပါတယ်နော်အဲ့ဒါတွေကိုဒူးထောက်ခိုင်းတယ်မှောက်ခိုင်းတယ်ပြီးတော့6နဲ့လိုက်နင်းပလိုက်တယ်နော်နင်းအောင်နေမကဘူးချင်းချောက်တယ်ကျင်းသွားတယ်စသည်ပေါ့နော်အဲ့တော့တစ်ဖက်ကလည်းပဲတော်လှန်ရေးသမားဆိုရင်ဒါမျိုးမလုပ်ပါနဲ့အဲ့ဒါစော်ကားတယ်လို့ခေါ်တယ်နော်ဥပမာဆိုကြပါဆိုကျွန်တော်တို့ကလူတယောက်ယဟန်ကိုဖုံးကြီးလို့ခေါ်လိုက်တယ်ဒါဆရာတော်ဟဲ့ဒါဖုံးတော်ကြီးဟဲ့ဒါဦးစင်းဟဲ့ဒါကိုရင်ဟဲ့ဆိုတာကြော်သူ့လိုဟောဒီလိုဂရုံးတုံးထားယူတက်တက်နဲ့မဟုတ်ဘူးဗျသင်္ကန်းဆိုတဲ့သာသနာတစဆိုတဲ့သင်္ကန်းဆိုတာဝတ်ထားရတယ်အဲ့တော့မှသူကဖုံးကြီးဟဲ့တူတာစစ်တာတကန်နာတဘောကအယောင်ပေါ့ဗျာနော်အဝတ်စားကိုနေဖြစ်ဆိုတော့အခုဒီမှာလည်းပဲကျွန်တော် PDF ဝတ်စားလေးတွေဝတ်ထားတယ် PDF uniform တွေဝတ်ဆင်ထားတယ်အဲ့ဒါကိုကျွန်တော်တို့ကဒူးထောက်ခိုင်းပြီးတော့မှောက်ပြီးတော့6တင်နဲ့လိုက်နင်းတာနော်ဆိုတော့ဒါကြတော့အစင်မပြေဘူးအဲ့ဒါကျွန်တော်တော်လှန်ရေးတစ်စုံလုံးကိုမြေပြင်ကကျွန်တော်ရဲဘော်တွေကိုစော်ကားတာနဲ့အလားတူတယ်မလုံးကြပါနဲ့ဖြစ်နိုင်ပြန်တောင်းပန်တာကောင်းတယ်နော်ကျွန်တော်မှားပါတယ်ခင်ဗျဒီဗီဒီယိုဖိုင်ကဟိုတော်လိုင်းစားတွေကပေါ်လာတာပါဘာညာကျွန်တော်တို့မပြောဘူးဘယ်လုံးကပေါ်ဒီကောင်တွေကတောင်းပန်လည်းမရဘူး view uniform တွေကတော့ဖြောက်ချရမှလက်နဲ့တွေတက်ရမှာမရဘူး
တောင်းမှလည်းအစင်းနဲ့မရဘူးဒါ ဆိုတော့ ရန် ဘယ်လုံးဝတွေကပေါ်ထားတဲ့ဘူဒီယိုဖြစ်ဖြစ်ဘယ်လုံးဝတွေကလှုပ်ထားတဲ့ကိစ္စဖြစ်ဖြစ်နော်သက်ဆိုင်ရာတာဝန်ရှိသူတွေဒီပေါ်မှာလေးလေးတင်းနဲ့ပြန်ပြီးတော့တောင်းပန်မှာဖြစ်တယ်နောက်ဒီလိုကိစ္စတွေမဖြစ်ဘူးကျွန်တော်တို့မေတ္တာရက်ခံတယ်မလုပ်အောင်နော်ဆိုတဲ့သဘောကစစ်သားချင်းမဟဲ့အောင်တတိဆွဲနှမ်းကွာဘာပရိုက်ပလိုက်သဘောကစစ်သားလို့လို့ပေါ့ဗျာခုကဘာလဲကျွန်တော် PDF ရဲဘော် PDF ဝစ်စုံတဲ့ရဲဘော်တွေကိုတနတ်တက်လဲဟိုနေဖြစ်ပြီးတော့ဒူးထောက်ခိုင်းတယ်ပြီးတော့မြေပြင်မှာမှောက်ခိုင်းတယ်အဲ့ပေါ်မှာခင်ဗျားတို့6နဲ့နင်းပလိုက်နော်6နဲ့နင်းပလိုက်ဆိုတော့ဒါလေးတွေကကျွန်တော်တော်လှန်ရေးကိုမထီလေးသားလောက်တာရောက်တယ်โอเคဒါနံပါတ်1နံပါတ်2ကတော်လှန်ရေးကိုစော်ကားရရောက်တယ်မလောက်ပါနဲ့နော်တော်လှန်ရေးကမလောက်ချင်ကောင်းတယ်လောက်ချင်တော်လှန်ရေးကိုဖျက်လို့ဖျက်စီမလုပ်နဲ့တော်လှန်ရေးကိုအားပြည့်ကြောင်းမလို့ခင်ဗျားတို့အချင်းချင်းမကျင်တဲ့ပြစ်တတ်ပလိုက်ဒါပေမဲ့တော်လှန်ရေးကိုစော်ကားတဲ့ပုံစံမျိုးတော်လှန်ရေးဘယ်လိုခေါ်မလဲလူဘာဝတဲ့ပုံစံမျိုးတော့မလုပ်ကြပါနဲ့နော်ဒါတွေကဆိုပြောသလိုပဲဒီဘူလိုဖိုင်ကြီးကြာပါပြီကွာဘာဖြစ်လို့ကူးမှဖွာရပါညာမဟုတ်ဘူးကျွန်တော်တို့ကကြာချင်းမကြာချင်းကိုပြောနေတာမဟုတ်အဲ့ဒီအထဲမှာလုံနေတဲ့ပုံရိပ်ဒီလုံးဝမတင်တော့ပုံရိပ်ဖြစ်တယ်နော် PDF ဝစ်စုံနဲ့တော်လှန်ရေးဝစ်စုံနဲ့ဒီလူတွေကိုဒူးထောက်ခိုင်းတယ်ပြီးတော့6နဲ့နင်းတယ်ဆိုတော့ဟိုမှာတစ်ဖက်မှာတည်သွားတဲ့ရောက်တက်နေတာကောင်းအဲ့လိုမျိုးရောက်တည်သွားတဲ့ရဲဘော်တွေကိုရန်သူဘက်ကအုပ်ကူတွေကို6နဲ့နင်းတယ်ဒီမှာအသက်ရှင်ရက်နဲ့နော်ရဲဘော်တွေကိုဒူးထောက်ခိုင်းတယ်မှောက်ခိုင်းတယ်ပြီးတော့6နဲ့ဇုံနင်းတယ်ဆိုတော့အဆင်မပြေပါဘူးမလုပ်ပါနဲ့နော်နောက်ဒါမျိုးကိစ္စတွေမပေါ်အောင်လို့သက်ဆိုင်တာဝန်ရှိသူတွေထိမ့်ပါနော်စကလုံးတော့ပြောမပြောနဲ့ဒဲပြောကြပါနော်ဝိလေကြောင့်ပဲပြောမနေကြပါနဲ့ဒဲပြောကြပါနော်ဆိုတော့တော်လန်ကြီးကကျွန်တော်ပြောပြသားပါမလုပ်နိုင်ဘူးโอเคဘေးမှာတယ်တော်လန်ကြီးကိုဝင်ပြီးတော့ဖျက်လို့ဖျက်စီမလုပ်ပါနဲ့တန်ကိုတန်ဖြက်တန်ကြီးတက်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်လို့တော့မလုပ်ကြဘူးကျွန်တော်မေတ္တာရက်ခံပါတယ်ကျွန်တော်တို့ UNG ကိုအားကိုးနေတာမဟုတ်ဘူးနော်ကျွန်တော်တို့က UNG ကိုအားကိုးနေတာမဟုတ်ဘူးကျွန်တော်က UNG ကိုအားပေးနေတာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တော်လှန်ရေးကစနစ်ကျတဲ့တော်လှန်ရေးအားမှာဖြစ်တယ်ငကိုတွေကကျွန်တော်စပြီးတော့တော်လှန်ရေးအစလေးဆိုတွေကကျွန်တော်အဓိကပြောထားတဲ့စကားလုံးဒီຫນွေဥတော်လှန်ရေးဟာတဆူတဖွဲ့နဲ့တော်လှန်နေတဲ့တော်လှန်ရေးဖြစ်တယ်တဆူတဖွဲ့နဲ့တော်လှန်နေတဲ့တော်လှန်ရေးဖြစ်တယ်အဲ့ဒီတဆူတဖွဲ့နဲ့တော်လှန်နေတဲ့တော်လှန်ရေးကိုကျွန်တော်တို့ကအချိန်မီစူးစီးနိုင်မှအဆင်ပြေမယ်အဲ့လိုမှမဟုတ်ပဲနဲ့အဲ့ဒီတဆူတဖွဲ့နဲ့တော်လှန်နေတဲ့တော်လှန်ရေးသမားတွေဟာလက်နက်တွေတက်ဆင်တယ်ထင်ပေါ်ကြောကြားမှုတွေရှိတာလဲလက်နက်တွေတက်ဆင်တယ်အဲ့ကနေပြီးတော့တဆူတဖွဲ့အနေပြီးတော့အင်အားတွေကြီးလာရင်ကြီးလာတဲ့အင်အားတွေက तू လည်းမထိန်ပေဘူးငါလည်းမထိန်ပေဘူး तू လည်းမထိန်ဘူးငါလည်းမထိန်ဘူး तू ထင်ရ तू ဆိုင်နေတယ်ငါထင်ရငါထိုင်းနေတယ်ဆိုရင်အဲ့ဒါတွေကကျွန်တော်တို့အန်ဒီရဲ့ကြီးတယ်နော်တဆူတဖွဲ့အဖွဲ့ကြီးကနေပြီးကျွန်တော်တို့ဘယ်လိုခေါ်မလဲအခက်မသိလို့ချင်းအန်ဒီရဲ့တွေဖြစ်လာနိုင်တာပေါ့ထိမ့်မဲ့လူမရှိဘူးနော်ယနေ့ဒါကြောင့်မို့ကျွန်တော်တို့က UNG ကိုကျွန်တော်တို့အားကိုးတာမဟုတ် UNG ကိုကျွန်တော်တို့ကအားပေးတာ UNG ကိုကျွန်တော်အားပေးတာဘာကြောင့်လဲ तू အဲ့ဒါတွေအားလုံး तू ထိမ့်ရမှာ UNG မထိမ့်ဘူး तू ထိမ့်ပေးမှာလေthe boy UNG မထိန်ဘူးလူထိန်ပေးမှာလေ UNG ကကျင်းသေးကိုထိန်တာဒါကြောင့်မို့ကျွန်တော် UNG ကိုအားပေးနေတာဖြစ်တယ် UNG ကိုဝင်းရံနေတာဖြစ်တယ်ကျွန်တော် UNG ကိုအားကိုးနေတာမဟုတ်နော်ကျွန်တော်တော်လှန်ရေးသမားတွေကကိုအားကိုးခြင်းဖြစ်တယ်နော်ဆိုတော့ကျွန်တော်တော်လှန်ရေးဒီပြည်သူတော်လှန်ရေးဖြစ်တယ်ပြည်သူကတော်လှန်တဲ့တော်လှန်ရေးဖြစ်တယ်ဒါကိုသိဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီထပ်ပြောမယ် UNG ကိုကျွန်တော်အားကိုးနေတာမဟုတ် UNG ကိုအားပေးနေတာဖြစ်တယ်ဝင်းရံနေတာဖြစ်တယ်ဘာကြောင့်လဲစောစောကတဆူတဖွဲ့တွေကိုစူးစီးပေးဖို့အတွက်သူ့မှာတာဝန်ရှိတယ်အဲ့တဆူတဖွဲ့တွေကိုမစူပေးနိုင်ဘူးဆိုရင်ဆိုတော့သူတဖွဲ့ငါတဖွဲ့ကနေပြီးတော့အင်အားတွေကြီးလာမယ်လက်နဲ့ခရမ်းတွေနဲ့စသည်ပေါ့အဲ့ဒါနေပြီးတော့ထိမ့်မဲ့လူမရှိတိမ့်မဲ့လူမရှိဘူးဆိုရင်သူတလူငါတမင်းအဖွဲ့တွေဖြစ်လာရင်အဲ့ဒါရှုပ်ကောနော်ခမည်းမလည်းခမည်းဘာသာခမည်းဆရာကြီးလုပ်တယ်ကျွန်တော်ကလည်းကျွန်တော်ဘာသာကျွန်တော်ဆရာကြီးလုပ်တယ်ခမည်းဘာသာခမည်းတက်မှာစီဦးကြီးချုပ်လုပ်တယ်ကျွန်တော်လည်းကျွန်တော်တက်မှာစီဦးကြီးချုပ်တွေall လည်းပေါ့တရွာမှာစီဦးကြီးချုပ်တယောက်ဆိုရင်ဘယ်လိုသွားလုပ်တော့မှာတော့ဟုတ်တော့အားလုံးကတတ်မှတ်ကြတယ်အဲ့တော့ဒါတွေကိုစနစ်တကျနဲ့ဖွဲ့စည်းပေးဖို့အတွက်ဖွဲ့စည်းပေးနေတဲ့ UNG ကိုကျွန်တော်တို့ကဝင်းရံပေးတာဖြစ်တယ်ထောက်ခံပေးတာဖြစ်တယ်နော်အားပေးတာဖြစ်တယ်ကျွန်တော်တို့က UNG ကိုအားကိုးနေတာမဟုတ်အဲ့တော့အားလုံးကဝိုင်းပြီးတော့ဆောင်ရွက်ရမှာဖြစ်တယ်ဆိုတော့ UNG ဒီအဝင်းဝိုင်းတစ်ခုဖြစ်တယ်နော်ပုဂ္ဂိုလ်တူတယောက်တည်းဖွဲ့ထားတော့အဖွဲ့စည်းမဟုတ်ဘူးနေပြည်တစ်ခုတည်းဖွဲ့လာတော့အဖွဲ့စည်းမဟုတ်ဘူးတော်လှန်ရေးတစ်စုံလုံးတည်းဖွဲ့ထားတာဖြစ်တယ်အဲ့တော့ UNG မှာကာကွယ်ရေးဝန်ကြီးလက်ရှိကဥယျာဉ်မှုနေရာမှာခမားလုပ်လို့ရတယ်သူလုပ်လို့ရတယ်အကုန်လုံးလုပ်လို့ရတယ်
အရင်ရှင်းရှင်းလုတ်ပိုင်ခွင့်ရှိတယ်ဥယျာဉ်မောကဒီယာတူကြီးကိုငါဘလူးမပေးဘူးကွာဆိုပြီးဖက်တွက်ထားတာမရှိဆိုတော့ IUD အဝင်းဝိုင်းတစ်ခုဖြစ်တယ်အဲ့ဒါအဲ့ IUD ကဆိုပြောသလိုပဲပုံကိုဆွဲပြီးတော့တီထောင်ထားတာမဟုတ်အဖွဲ့အစည်းတစ်ခုနယ်မြေတစ်ခုတည်းတီထောင်ထားတာမဟုတ်ပါဘူးကျွန်တော်တော်လှန်ရေးတစ်စုံလုံးတည်းတီထောင်ထားတာဖြစ်တယ်ကျွန်တော်တော်လှန်ရေးအဲ့ဒီလိုတိုက်မှရတစ်ဖက်ကရန်သူအစိုးရရှိတယ်တပ်မတော်ရှိတယ်အဲ့ရန်သူမှာအစိုးရရှိတယ်တပ်မတော်ရှိတယ်လုံလောက်တဲ့လက်နက်ခရိုင်ရှိတယ်လုံလောက်တဲ့လူရင်ရရှိတယ်လုံလောက်တဲ့မဟာမိတ်ရှိတယ်လုံလောက်တဲ့ငွေကြေးရှိတယ်အဲ့ဒါကြီးကိုကျွန်တော်ကတိုက်ရတယ်ကျွန်တော်ကတိုက်တဲ့ခါမှာဆိုတော့သူတစ်ဖွဲ့ငါတစ်ဖွဲ့နဲ့တိုက်နေလို့မရအောင်အဲ့သူတစ်ဖွဲ့ငါတစ်ဖွဲ့တည်းမှာလည်းအင်အားကြီးလာတဲ့ခါမှာသူတလူငါတမင်းဖွဲ့တွေပေါ်လာရင်ဘလို့သွားတိုက်မှာတော့ဟုတ်တော့ဆိုတော့ကျွန်တော်တို့ကအဓိကကျွန်တော်တို့တော်လှန်ရေးမှာကျွန်တော်စိုးရိမ်ဆိုတာသူတလူငါတမင်းအဖွဲ့တွေမပေါ်လာတော့မပေါ်လာမအောင်ကျွန်တော်ကစိုးရိမ်တာသူတလူငါသမင်းဖွဲ့တွေတော်ပေါ်လာပြီဆိုရင်ခင်ဗျဘလူးမထိန်လို့မရတော့ဘူးเนาะအခုတို့မှလို့တနတ်တွေကင်ထားတာလေစောစောကသမီးပြတဲ့ဘူဒီယိုဖိုင်မှာပဲကြည့်လိုက်အောင်လေဥပမာ PDF ရဲဘော်လေးတွေဗျာ PDF ဝစ်စုံကြီးတွေနဲ့ဗျာအဲ့ဒါကြီးကိုဒူးထောက်ခိုင်းပြီးတော့တခါတည်းမြေပြင်မှာမှောက်ခိုင်းပြီးတော့6တွေနဲ့လိုက်နင်းလာကြီးอ่ะဘယ်လိုလုပ်ကျွန်တော်တို့ဗာမျက်စိနဲ့ကျွန်တော်ကြည့်လို့နိုင်မှာတော့ဗျာကျွန်တော်နှလုံးသားတွေကအဲ့ဘူဒီယိုဖိုင်ကဘယ်တော့မှလဲဆိုတော့ကျွန်တော်မသိဘူးเนาะတိုးတော့အချိန်ကိုကျွန်တော်ပြောတာမဟုတ်လှုပ်ဆောင်ချက်ကိုကျွန်တော်ပြောတာဖြစ်တယ်ဒါကတင့်တော်လှုပ်ဆောင်ချက်မဟုတ်ဘူးလုံးဝမတင့်တော်လှုပ်ဆောင်ချက်ဖြစ်တယ်အဲ့တော့ဒါမျိုးဆိုတဲ့တော့ရှင်းရှင်းလေးစစ်သားစိတ်နဲ့ဟဲ့ကောင်တတိဆွဲစမ်းကွာဆိုတဲ့တော့ငါအရာရှိကွာဟဲ့ကောင်တတိဆွဲပပိတ်ရိုက်ပလိုက်တော့လှုပ်လို့ရတယ်စစ်သားလို့လှုပ်ပလိုက်ပါလားကွာမဟုတ်ဘူးဘူးထောက်ခိုင်းတယ်မှောက်ခိုင်းတယ်ပြီးတော့6တွေနဲ့ပတ်နင်းပလိုက်ဟိုမှာအုပ်ကူကို6နဲ့နင်းတဲ့ခါကျတော့နှလုံးသားတွေထိလိုက်တာဒီမှာအရှင်လက်လက်ကြီးကိုခါ6နဲ့နင်းတယ်ဒူးထောက်ခိုင်းတယ် PDF ဝစ်စုံကြီးတွေနဲ့အဲ့ဒီကြတော့ခင်ဗျားတို့ကဘာမဟုတ်ဘူးမလုံးကြပါနဲ့ဘယ်သူရဲကောင်းမှမထွက်လာဘူးခိုးဘက်ကကြော်မျိုးလေးကမှပြတာတော့သူရဲကောင်းတွေအများကြီးပဲထွက်လာတယ်အသိန်း900အသိန်း1000စုကြမယ်ဒီဘက်ကအောက်ဒန်းစားအာနာယူနဂါလူတွေကြတော့ PDF ကိုနေကြတာကောင်းတွေတက်နေတင်နာနဲ့ထုနေတော့နေပြီးတော့နေပြီးတော့နေ PDF အားလုံးကိုအဲ့ဒါကြတော့ဘယ်မအေးလို့မှတက်ပြီးတော့ပြောလို့မရဲဘူးဟမ်ဒီမှာတော့တေကုန်ပြီလေဒီသူရဲကောင်းတွေအားလုံးကအဲ့တော့ဒါလေးကိုကျွန်တော်တို့ကပြောရဒါကတော့ကျွန်တော်တို့ပြောရမှာပဲเนาะဒါကတော့ကျွန်တော်ပြောရမှာဒါလုံးဝတင့်တော်တဲ့ကိစ္စမဟုတ်ဘူးမလုံးတဲ့ကိစ္စမလုံးတဲ့ကိစ္စကိုလုံးတဲ့ဆိုရင်လုံးတဲ့ဖွဲ့စည်းကတာဝန်ယူရမှာဖြစ်တယ်เนาะငါလက်နဲ့ရှိလို့ငါလုံးတယ်ဆိုရင်နောက်ထပ်အဲ့အတွက်ဘေးတဲ့ဆူကျူးတွေချင်းတွေပေါ်လာလိမ့်ဒါကတော်လိုင်းရေးကာလပြချင်းချောင်းနေတာမဟုတ်ဘူးကျွန်တော်ချင်းချောင်းစရာမလိုဘူးကျွန်တော်တော်လိုင်းရေးသမားချင်းချင်းဘာချင်းဆောက်စရာလိုတယ်ဗျဟုတ်တော့ဆိုတော့မလုံးတဲ့အလုပ်ကိုလုံးပြီးတဲ့အဖွဲ့အစည်းတွေတာဝန်ယူရမှာဖြစ်တယ်နော်ဘယ်အဖွဲ့အစည်းရဲ့ဘာရဲ့ဘလူးဥဆောင်လာတဲ့ဘာရဲ့ကျွန်တော်ဒီပေါ်မှာသွားပြီးတော့ကျွန်တော်စဉ်းစားနေဆွေးနွေးနေမှာမဟုတ်ဟုတ်တော့ဒီလုပ်ကိုဘလူးလုပ်တယ်လုပ်တဲ့လူဒီလုပ်ဆောင်ချက်ဆိုပြောသူလေဟိုမှာအုပ်ကူကိုခြေထောက်နင်းလာကြတော့ကျွန်တော်နှလုံးသားကိုထိတယ်လေဒီမှာ PDF အရှင်လက်လက်ကြီးတွေကိုဒူးထောက်ခိုင်းပြီးတော့ PDF ဝစ်စုံကြီးတွေနဲ့ဗျာဒူးထောက်ခိုင်းပြီးတော့မှောက်ခိုင်းပြီးတော့ခြေထောက်တွေနဲ့နင်းတာလေပြီးတော့အပွားရဲ့တနက်ကြီးနဲ့ဒါမျိုးကြီးလောက်တာမဟုတ်လားအော်နေတာနော်ဦးလေးကနေတာနော်တယောက်ပြီးတယောက်နေတာပြီးတော့တနက်နဲ့ထိုင်ချောက်တယ်အဲ့တော့စစ်သားလို့ခံယူထားလို့ရှိရင်ဆိုတော့ကျွန်တော်ပြောသလိုပဲစစ်သားပုံစံမျိုးဟဲ့အောင်ဒီဆွဲတန်းကွာငါတက်ရင်မှုကွာအဲ့တဘောကငါတက်ခွဲမှုကွာပပိတ်ရိုက်ပလိုက်ရတယ်နော်ပပိတ်ရိုက်ပလိုက်ကျွန်တော်လက်ခံတယ်ဒါစစ်သားလို့ပဲဟာပြီးအေးအေးယူပေါ့ကိုကဒူးထောက်ခိုင်းတယ်ဗျာမှောက်ခိုင်းတယ်ဗျာ PDF ဝစ်စုံကြီးတွေနဲ့မြေပြင်မှာပြီးတော့6တွေနဲ့နင်းတယ်တော်သေးတာကကြော်မျိုးလိုပဲဇီးဖြုတ်ပြီးတော့သေးနဲ့မပန်းတာကန်ကောင်းကဲအဲ့ဒါတွေကဘလို့တော်လန်ရေးမှာဘလို့ကြည့်လို့ခင်ဗျားတို့တော်လန်ရေးသမားချင်းအဲ့လောက်ကြောက်အဲ့လောက်လုတ်เสียမလို့လေဟုတ်တော့ပပိတ်ရိုက်ပလိုက်ပါကျွန်တော်လက်ခံပါတယ်အပြစ်ရှိလို့ရှိရင်သဘောပြောတာခုကခင်ဗျားတို့ကဗျာ PDF ဝစ်စုံကြီးဆိုတော့ကျွန်တော်ပြောဖုန်းကြီးတစ်ပါးဘယ်ကျော်သူကအခုချိန်မှာအဝါရောင်ဝစ်လိုက်ခြင်းဘဲသွားသင်္ကန်းရောင်ဝစ်လိုက်ကျော်သူဖုန်းကြီးလို့ထင်ပါပဲအဲ့ဘာကြောင့်သင်္ကန်းကြောင့်သာသနာ့ဒဇအဝစ်စားပေါ့ဗျာဂရုံကြီးတုံးထားယူနေဖုန်းကြီးမဟုတ်ဘူးဟုတ်တော့ဂရုံကြီးတုံးထားတယ်ဒီအဖွန်လေးဖြစ်ပြီးတော့ဆွပြသင်္ကန်းဝစ်လိုက်အကျော်သူကဖုန်းကြီးဖြစ်တော့ဘာလို့အဝစ်စားကြောင့်ယနေ့ PDF ဆိုတာလည်းပဲဒီ PDF ဝစ်စားလိကျွန်တော်တော်လိုင်းဝစ်စားလိဗျာဒီယူနီဖောင်းဝစ်ထားတဲ့လူတွေကိုဒူးထောက်ခိုင်းပေါက်ခိုင်းပြီးတော့6နဲ့နင်းတာဗျာနော်6နဲ့နင်းတာအဲ့ဒါကြီးကတော့ကျွန်တော်တို့လုံးဝလက်ခံလို့ရတဲ့မြင်ကွင်းမဟုတ်ဘူးထပ်ပြောမယ် PDF အုပ်ကို6နဲ့နင်းတော့ခမည်းတော်တွေအားလုံးခံစားရတယ်အရှင်လက်လက် PDF ကလေးတွေကိုဒူးထောက်ခိုင်းပြီး6နဲ့နင်းတာဗျာပေါက်ခိုင်းတာနော်လုံးဝဒါကျွန်တော်ကကန့်ကွက်တယ်ရှင်းပဲလက်မခံဘူးဘလူးဖွဲ့ရဲ့ကျွန်တော်ပြောနေတာမဟုတ်အဲ့ဒီဖွဲ့မှာတာဝန်ရှိတဲ့လူတွေလုံးတဲ့လူတွေဒါကိုတာဝန်ခံရမှာဖြစ်တယ်
နော်ဒါလုံးဝတာဝန်ခံမှာဖြစ်ဒါမဖြစ်တဲ့ပြောမယ်ထပ်ပြောမယ်မကျင်တဲ့ချင်းပပရိုက်ပလဲအပြစ်ရှင်ပပရိုက်ပလဲနော်ဆိုတော့ဒါလေးကိုစကားပြောနေကောင်းပြောကိုမီကိုသွားလို့ချင်းအပြင်မှာသွားလို့နော်ဒီထက်လာပြီးတော့ဇေယျလာရှုပ်နေတယ် တော်လို့စင်းနေမစပါတော့စားလိုက်ကိုမေကိုလို့ဟာနာလို့စင်းလဲကြည့်လိုက်နာလီတော့ဆောက်လိုက်ဖာကောင်းနာမဲတော့ဗာလဲဒီ ကျွန်တော်တို့လူအဲ့လိုပြောနေတာဖြစ်တယ်နော်လူအဲ့လိုဖြစ်နေတာဖြစ်တယ်အကြောင်းမဲ့ပြောနေတာမဟုတ်ထက်ခါပြောတယ်ဆိုတာအကြောင်းရှိလို့ပြောရတာဥပမာဆိုကြပါစို့နမူနာတစ်ခုဘာလဲကျွန်တော်တို့ဥပ္ပဦးကိုဘင်းရမေးတယ်ဟိုဒီတစ်တစ်ခုပေါ့နော်အဲ့တစ်ပါတစ်နာမည်တော့ကျွန်တော်မပြောတော့မသိတော့ပါဘူးဆိုတော့အဲ့တစ်ကကောင်းတဲ့အကြောင်းကိုဘင်းရပြောတယ်ဘင်းရပြောတဲ့အခါကျမှန်လားပါခင်ဗျအဲ့တစ်လဲကောင်းပါလေကျွန်းတစ်လဲကောင်းပါလေနောက်ဘင်းရနောက်ထပ်မှန်လားပါအဲ့တစ်လဲကောင်းပါလေကျွန်းဘာကြောင့်ဆိုကျွန်းတစ်ဒီအကောင်းဆုံးဖြစ်နေတဲ့အတွက်ကြောင့်ထက်ကပြောနေခြင်းဖြစ်တယ်ဆိုတဲ့သဘောကကျွန်တော်ကထက်ကပြောနေရင်ဆိုတာအကြောင်းရှိလို့ပြောနေတာနော်အကြောင်းရှိလို့ပြောနေတာဆိုတော့အကြောင်းမဲ့ကျွန်တော်ပြောနေတာမဟုတ်ဘူးထပ်ပြောမယ်နော် PDF အုပ်ကူတွေကိုဆောင်းနဲ့နင်းတယ်ကျွန်တော်မခံစားနိုင်ဘူးအရှင်လက် PDF အရှင်လက်တွေကိုဒူးထောက်ခိုင်းပြီးတော့မှောက်ခိုင်းပြီးတော့ဆောင်းနဲ့နင်းတာအဖွဲ့အစည်းကိုကျွန်တော်မပြောဘူးလုံးရက်ကိုပြောတာလုံးဝလက်မခံဘူးဒါလေးအားလုံးသိဖို့လိုတယ်ဆိုတော့ထားရှိသေးတော့ဒါကကျွန်တော်တို့ကဖြစ်စဉ်ကိုပြောပြတာနော် PDF ဝစ်ထားတယ်ကျွန်တော်တို့ရဲဘော်လေးတွေကိုအဲ့ကလေးတွေကတွားကြည့်အသက်19 20 25 30ဝန်းကျင်နော်တိုင်းပြည်တော့အသက်လဲပေးရသေးတယ်ဗျာတည်တဲ့ခါကျတော့အုတ်ကူလဲစောင်းနဲ့နင်းခံရသေးတယ်โอเคဒါရန်သူဘက်ကကိုယ့်ဘက်ကျတော့လဲပဲဒီမှာကြီးကိုအရှင်လက်ကြီးနဲ့ဒူးထောက်ခိုင်းတယ်ပြီးတော့မှောက်ခိုင်းတယ်ပြီးတော့တက်နင်းတယ်ဗျာဆိုအဲ့ဒါကိုကျွန်တော်ကထက်ခါပြောနေရမှာနော်စကလုံးထက်လို့နားမထောင်ရင်အပြင်ထွက်သွားလိုက်ပြီးရင်ပြန်လာလို့နားထောင်လို့ရတယ်အကြောင်းရှိလို့ပြောနေတာထက်ခါဆိုတာကဲโอเคကောင်းပြီတရားဟာတွေတော့ကျွန်တော်တို့အသာထားနော်ဆိုတော့ကျွန်တော်ထပ်ပြောခြင်းနေတာထက်ခါကိုပြောခြင်းနေတာအကြောင်းရှိလို့ပါဒါရှိသေးတော့1260နဲ့ကိုလုံးဒါကျွန်တော်တို့ကသွားပြောသလိုပဲနော်အဖွဲ့အစည်းကိုပြောနေတာမဟုတ်ဘူးနေမျိုးပြောနေတာမဟုတ်ဘူးနော်သဘောတရားကိုပြောပြနေတာလုံးဝလက်ခံတဲ့အကြောင်းအရာမဟုတ်ဘူးနော်ဒါကျွန်တော်တို့ရဲ့သဘောထားဒါမှန်မယ်တော့ထားရှိသေးတော့ပြောသမီးလေးပြောဦးလေးအခုတော့ငရုတ်တီကတော့အလုံး1929လုံးလို့တယ်ခုနကတော့စုဝင်လာတဲ့ငွေကစုပေါင်းသမီးစုပေါင်းလိုက်တော့အလုံး46လုံးရသွားပြီနောက်လိုက်တဲ့နောက်ပိုင်းမှာအလုံး1929လုံးလို့တယ်ဒီရေးပေါ်ကကျေးဇူးထူးတင်တယ်1229လုံးတစ်လုံး55ဘတ်အခုတို့မှလို့ကြီး1229လုံးဟုတ်တယ်မှန်တယ်တစ်လုံး55ဘတ်10လုံး950ဝိုင်းပြီးတော့ပန်ဖို့ပေးဖို့မြစ်တာရက်ခံတယ်တော်ဝင်တစ်စင်းနဲ့ကိုကြောအရေးကြီးတဲ့အတွက်ကြောင့်သမီးစတူဖိတ်ခေါ်ပြစီဦးလေးသမီးစတူဖိတ်ခေါ်မယ်နော်ဘာသာဆိုတော့တပတ်အတွင်းထဲမှာ PDF တွေတစ်ဖွဲ့မှမရသေးတဲ့အတွက်ကြောင့်တစ်ချက်မှမပို့ရသေးတဲ့အတွက်ကြောင့်သူတို့ဘက်ကလည်းအရန်အရေးပေါ်တဲ့အတွက်ကြောင့်မမို့စတူဖိတ်ခေါ်မယ်1000ဒီလိုစိမ့်မမို့1000ထည့်မယ်နော်အလုံး30ထည့်လို့ရှိမှမို့အလုံး30ထည့်မယ် PDF အလုံး20ရမယ်ရမယ်အလုံး100ထည့်လို့ရှိရင်မမို့အလုံး100ထည့်မယ် PDF အလုံး100ရမယ်နော်ဘာလို့ဆိုတော့မို့မစောက်တော့ဘူးပြီးတော့နော်ဟိုဘာလို့အရေးကြီးတယ်လေနော်ဒီမျိုးညင်နေလို့ရှိရင်ဒီလိုအလုံး1000ကျော်လဲပြည့်မှာမဟုတ်တော့ဘူးโอเคနော်မအေးလို့တွေတဲ့စစ်ခွေးတွေကဲစတူစပါပြီပြီးတော့နော်အရေးကြီးပါတယ်စင်မမိုးနေဆုံးကိုပို့ပေးခြင်းပြီးနော်တိုက်ပွဲတွေကြီးကြီးဖြစ်နေပါတယ်နော်ပြီးတော့မကွေးတိုင်းဘက်ကလည်းဒီနေ့ဆိုရင်မင်းအောင်လိုက်ဘုံကျဲလိုက်တာယူအားလုံးကျုပ်ပဲဦးလေးစလင်းသမီးတို့ထောက်ပံ့ပေးတဲ့စလင်းဆိုရင်မင်းအောင်လိုက်ဘုံကျဲလိုက်သူပဲဆက်ပဲရသူရသားတွေထိတာမဟုတ်တရာ9လုံးနဲ့သမီးမဟုတ်တရာ9လုံးစီရင်မမိုး9လုံးထည့်မယ်ဆို10လုံးโอเคစားပြီနော်စတူโอเคကျေးဇူးထိုးတင်တယ်မဟုတ်တရာကြီးเนาะတကယ်ကျေးဇူးထိုးတင်ပါတယ်ကဲเนาะတခုကိုတို့တစ်ချက်เนาะကျွန်တော်ဒါဒီတည်းကဒါကိုတို့မလို့ကတော့ဒါအထူးပြောနေတာပါကျွန်တော်တို့အားလုံးကပွဲရှာတာမဟုတ်ပါဘူးပေါ်လာတဲ့ပွဲပေါ်မှာဘလို့တုံးတက်တယ်လေဘလို့ချိကပ်ရမှာလဲဆိုတာကျွန်တော်တို့စဉ်းစားပါတယ်စဉ်းစားပြီးမှโอเคဒါမျိုးကဒါမျိုးချိကပ်ဖြစ်တယ်ဆိုတဲ့ဟာမျိုးကျွန်တော်သွားတာဖြစ်တယ်တက်မဲ့ကျွန်တော်ကပွဲလိုက်ရှာနေတာမဟုတ်ပါဘူးလူကြီးများအောင်လို့တက်မဲ့လုပ်နေတာမဟုတ်ပါဘူးเนาะတယောက်ပဲရှိကြီးနှစ်ယောက်ပဲရှိကျွန်တော်တို့သဘောထားဒီကျွန်တော်တို့သဘောထားကျွန်တော်တို့ရဲ့သဘောတရားကျွန်တော်တို့သဘောတရားစသည်ပေါ့ဒီတိုင်းကိုပဲကျွန်တော်သွားတာဖြစ်ပါတယ်ပုဂ္ဂိုလ်ရေးမပါပါဘူးမုန်းတိမှုမရှိပါဘူးတော်လိုင်းရေးသဘောတရားလို့ကျွန်တော်တခြားဘာမှအာရုံမရှိပါဘူးဒါလေးတော့ကျွန်တော်တစ္ဆာဆိုပြီးပြောရပါတယ်ဘာမှမဖြစ်ဘူးအဲ့တော့ကျွန်တော်ထပ်ပြောခြင်းသေးတယ်ထားရှိသေးတော့မဟုတ်တရာငါ
သမီးတို့အမြန်သမီးကပြည်သူတရားနေနဲ့ထောက်ဖို့တရားနေနဲ့ပေါ့နော်အမြန်ဆုံးနိုင်ခြင်းနဲ့သမီးတို့ထောက်ပတ်ပေးတဲ့ဘယ်လက်နဲ့ကင်အဖွဲ့အစည်းမဆိုသမီးတို့ရန်သူကိုတိုက်စေခြင်းနဲ့ပြစာတိုက်စေခြင်းနဲ့နော်ပြန်ပြီးတော့ရောက်มาတာပြန်တော့ဟိုဗာလဲရန်သူမတိုက်ပေးနဲ့အချင်းချင်းပြန်တော့ရောက်มาတာပြန်တော့ချိန်ချတာပြန်တော့ရောက်มาလူဘာပြန်သမီးတို့လည်းလုံးဝလက်မခံဘူးဖြစ်နိုင်လို့ရှိရင်သမီးတို့ထောက်ပတ်ပေးတဲ့လက်နဲ့တွေကိုတော့သိမ်းပေးပါအဲ့လိုမျိုးရောက်มาလို့ရှိရင်လုံးဝလက်မခံဘူးတကယ်ပဲ ကျေးဇူးထိုးတဲ့နဲ့တတိမချစ်ချင်းနေပါသေးခွေးဖြစ်တော့မခံနိုင်ဘူးတဲ့တိတ်မှန်တယ်တိတ်ကောင်းတယ်ဒီစကလုံးဟုတ်တယ်ကျွန်တော်ဒီကာလမှာကျွန်တော်တတိဖြစ်ဖို့မလို့เนาะအဓိကခွေးမဖြစ်ဖို့ပဲကျွန်တော်လိုတာပေါ့เนาะအခုလောတဲ့ဆိုတော့ကျွန်တော်တို့နေနေတာခွေးကျင်ကြံနေတဲ့ခွေးကျင်ကြံနေတဲ့ကောင်ရဲ့လက်အောက်မှာနေနေရတဲ့ပုံစံမျိုးဖြစ်နေအဲ့ဒါယူကျွန်တော်ကပြန်တိုက်နေရတယ်เนาะကျွန်တော်တိုင်းပြခွေးပသက်တဲ့ရောက်နေဒါရှင်းပဲเนาะလူစိတ်မဲ့နေတဲ့ခွေးစိတ်ပေါက်နေတဲ့ကောင်တယောက်ရဲ့ဆိုးမိုးမှုချုပ်ချယ်မှုဖယ်မှုတွေကြားထဲမှာကျွန်တော်တို့ကအသက်ရှင်နေရတာဘာလို့မှတော့ဟုတ်တယ်ရတဲ့နည်းနဲ့တိုက်မှာပေါ့ဘာဖြစ်လဲရှင်းလေးရနော်ဒီလောက်လူစိတ်မရှိခွေးစိတ်ပေါက်နေတဲ့ကောင်တယောက်ရဲ့စီမံခန့်ခွဲမှုအောက်မှာအုပ်ချုပ်မှုအောက်မှာကျွန်တော်တို့အသက်ရှင်နေလို့အဆင်မပြေဘူးအဲ့တော့ရတဲ့နည်းနဲ့တိုက်ရမှာပဲရတဲ့နည်းနဲ့ကျွန်တော်တိုက်ရမှာနော်ရတဲ့နည်းနဲ့တိုက်ရမှာကျွန်တော်ကြာနေတယ်နှေးနေတယ်နှောင်းနေတယ်ကျွန်တော်စိတ်ဝင်စားကိုရတဲ့နည်းနဲ့တိုက်ရမှာဖြစ်ကျွန်တော်တော်လှန်ရေးကဒီစိတ်ထိရောက်လာတာပဲဘလူးကမှဒီလောက်ထိခုနေဖြစ်တာပေါ့အကိုတို့မှလို့ပြည်သူတွေကဝိုင်းပြီးတော့ထောက်ပံ့ပေးတဲ့ငွေကြေးတွေကြောင့်ပဲအခုလိုရောက်လာတာဖြစ်တယ်ကဲမင်္ဂလာပါခင်ဗျโอเคကဲဖိတ်ခေါ်ပါတယ်လောတဲ့မဟောတရာ10လုံးเนาะမဟောတရာ10လုံးပါခင်ဗျနောက်ထပ်အလှရှင်များဖိတ်ခေါ်ပါတယ်မော်တရာ10လုံးဆိုတာမော်တရာ9လုံးထည့်ပေးတယ်အဲ့တမှာသမီးက9လုံးထည့်ပေးတယ်သမီးကဇာတူထည့်ပေးတာပေါ့နော်ကျေးဇူးထိုးတယ်မော်တရာကြီးနောက်ထပ်အလှရှင်များထပ်မံပြီးတော့ဖိတ်ခေါ်ပါတယ်ခင်ဗျအကူတို့မလို့က10လုံးလို့ရင်သမီးက10လုံးထည့်ပေးမယ်နော်ကိုယ်တိုင်လည်းလှူခံတယ်ရသူ့ရဲ့ကိုယ်ပိုင်ငွေလည်းထည့်ပေးတယ်မဲလည်းမကုန်သေးဘူးနော်မဲလာအားပေးလို့ရတယ်နော်မဲပါလို့ရှိရင်ဆွေ9ဘုံသားယူလိုက်ပါမဲတစ်ဆောင်ဆွေ900ဘာရတဲ့ငွေလည်းဒီအရေးပေါ်ထဲမှာပြန်တော့ထည့်မယ်နော်ကဲမင်္ဂလာပါခင်ဗျဖိတ်ခေါ်ပါတယ်လောတဲ့သမီးရဇာတူထည့်ထားတာကျွန်တော်တို့10လုံးရပါပြီသမီးရ9လုံးနဲ့မဟောတရာ9လုံးမဟောတရာတော့လာပြီးတော့စပြီးတော့ဖွင့်ထားပေးပါတယ်နောက်ထပ်အလှရှင်များပါဝင်ဆောင်ရွက်ပေးဖို့ကျွန်တော်တို့မေတ္တာရက်ခံပါတယ်မများပါဘူးခင်ဗျလက်ရှိကျွန်တော်တို့အလုံးကြီး1229လုံးပဲလိုပါတယ်မောတရာ9လုံးပါကဲမင်္ဂလာပါခင်ဗျဟိုထွန်းသမီးအတန်ပိတ်ထားတယ်ဘာပြောလဲမသိထုံမျိုးဆိုရေဖာတယ်မဆိုတာနေအမေလေးနေဆိုတဲ့ကောင်ဖာတယ်မဒါဖြစ်လို့ဖာစကားလာပြောတာလေဖာကောင်းရဲ့ငါတို့ကဖာတယ်မဖြစ်လို့စရင်နေအမေလိုမျိုးဖာခံမှာပေါ့ထိုင်ပြီးတော့လူခံမလားဖာကောင်းရဲ့โอเคကဲမမနဲ့စတူဘသူပါမလဲညနေနဲ့လောက်ပေးကြပါပြီးတော့ရေးဆက်ရရန်ပူနေပြီနော်နေစုံအတွက်နော်အညာကပြည်တဲ့အတွက်အရေးကြီးစံဖို့လောလောဆယ်အလုံး1000ကျော်လိုအပ်ပါတယ်စင်နော်အလုံး100ထဲလို့စင်မမိုးလဲအလုံး100ထည့်မယ်10လုံးထဲလို့စင်မမိုးလဲအလုံး30ထည့်မယ် PDF အလုံး20ရမယ်နော်10လုံးဆိုရင်9နဲ့90ပါအမြန်လေးနဲ့ပေါင်ပေးကြပါရှင်လိုက်မမိုးအကောက်ထဲမှာလည်းမမိုးအရေးပေါ်တင်ထားတယ်နော်ကဲမင်္ဂလာပါခင်ဗျတော့နေဆုံးပြီးတယ်တမိကွန်မန့်လေးတွေတစ်ချက်ဝင်ဖတ်ပေးနော်တမိဒီတိုင်းလွှတ်မထားနဲ့နှုတ်ဆိုလက်ကတဲ့အာအောင်နောက်တယ်ကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါအော်ဆုံးလာဆိုင်ဘူးမနေ့ဖန်မဲတဆောင်ယူမယ်တဲ့တော့မညာပိုးကြော်တော့မညာပိုးကြော်ဘယ်လိုလီရဘယ်လိုတော့မညာပိုးကြော်အခုရတာတော့မလီစက်တနာဘူးခွက်တလုံးကောင်းပေါ်တင်တဲ့ခွေးမသားနေ့ပါတင်ဖို့အတွက်နှလုံးပဲတင်10လုံးပဲတင်မှာဖြစ်လို့လဲနေ့လိုမျိုးပြင်မခံလို့စင်တော်ပြီဖာကောင်းရဲ့နော်ခွက်10လုံးတင်လိုက်မယ်ဘာဖြစ်လို့လဲနေ့ဆိုတဲ့ဖာကောင်းမအလားဘောအလုံး1000เนี่ยတင်နေတာဒီလိုခွေးမသားစောက်တက်တီတောင်းတဲ့ကိုမီကိုလိုကဲမင်္ဂလာပါခင်ဗျလောတဲ့မဟောတရာတော့9လုံးလာပြီးကွင်းဖွင့်သွားတယ်တမိရဇတ်တူဖိတ်ခေါ်ထားတာဖြစ်တယ်နော်တမိရဇတ်တူဖိတ်ခေါ်ထားတာဖြစ်တယ်
မောတရာ9လုံးထည့်တော့သမီးက9လုံးထည့်ပေးတယ်10လုံးရတာပေါ့နော်သမီးမမိုးက900တဲ့ကျေးဇူးထိုးတင်ပါတယ်မမိုးရေ ထဲမယ်တစ်ထောင်ဖြစ်သွားပြီโอเคမ โอ မိုး เค ရေ ကျွန်တော်မမိုး တော့တာမညာပို့ကျော်အကောက်ပြန်သူစာပြန်တော့ဖျက်လိုက်တာလားမမိုးစာမတွေ့ဘူးနော် သမီးရှိတယ်မနေ့ပြန်မဲတဲ့ဆောင်ယူမယ်တဲ့တာမင်ညဖိုးကြော်ဟုတ်လားမောင်ကြော်လားအဲ့လိုလား အဲ့ပေးပါအောင်တမီးဒီမှာမတွေ့လို့ပါဘာဖြစ်လို့လဲခုနမဲမတွေ့ဘူး မင်္ဂလာပါခင်ဗျအခုအိုးမရှိတော့ဘူးတဲ့ဟုတ်တယ်အဲ့မှတ်ချက်မရှိတော့ဘူးလို့ပြောထားတယ် ဘာလဲဘူးလေ ဟောအဲ့မှတ်ချက်မရှိတော့ဘူးတဲ့ မ comment လား ဟုတ်တယ် သူပြန်ဖျက်လိုက်ပြီလေ နော်โอเคထားရ ဘာမှဖြစ်ဘူးသူဆက်သွားလာလိုက်မယ်သူတကယ်ဝယ်မယ်ဆိုရင်โอเคမမိုး900တမီး900ဆိုရင်ဆက်စစ်လုံးရပြီတမီးကဟိုခုနကတော့မဟုတ်တရာ10လုံးမဟုတ်တရာနဲ့တမီးက10လုံးတမီးနောက်လိုက်ပြီအလုံး120အလုံးအဲ့1229လုံးက1229လုံးကျန်တယ်ပေါ့နော်အခုကတော့မမိုးကတမီးနဲ့ဆိုရင်မမိုးနဲ့တမီးနဲ့ဆိုရင်မမိုး9လုံးတမီး9လုံးဆိုရင်ဆက်စစ်လုံးကို18လုံးနောက်လိုက်119လုံးကိုဆက်စစ်လုံးနောက်လိုက်လို့ရှိရင်အလုံး199လုံးပဲကျွန်တော်မယ်တင်1190 ကျေးဇူးထိုးတယ် နေတိခုံအနောက်ဆက်စစ်ဟုတ်တယ်အလုံး1000နဲ့199လုံးပဲလိုပါတော့တဲ့စင်တီကိုတီကိုโอเคကဲဘယ်သူမှမိုးနဲ့ပါမလဲမဟုတ်တရာ9လုံးထဲလို့မမိုးလဲ9လုံးထဲတယ်10လုံးရတာတယ်မမိုးဟန်လီနာက9လုံးထဲလို့မမိုးလဲ9လုံးထဲတယ်ဆက်စစ်လုံးရပါတယ်နော်မမိုးအရန်ကိုအရေးကြီးလို့အားပါတယ်ဒီလိုရေးနော်ဘာလို့ဆိုတော့ဆက်စစ်ရဲ့နေစီဒီ PDF တွေကဆက်4ဖွဲ့ပဲရသေးတယ်နော်အဖွဲ80ကျော်ဆက်4ဖွဲ့ပဲရသေးတယ်အခုကြံနေတဲ့အဖွဲတွေကအရေးကြီးလို့ပါကဲမမိုးနဲ့ဘယ်သူပါမလဲ1000ထဲလို့စမိုးလဲ1000ထဲမယ်နော်အလုံး20ထဲလို့မိုးလဲအလုံး20ထဲမယ်နော်အလုံး40ဘယ်သူစပ်သူထဲမလဲ10လုံးစပ်သူထဲလို့ရတယ်9လုံးစပ်သူထဲလို့ရတယ် ဒီညတော့ထိုက်တဲ့လောက်ရပါသေးဗျာနော်အလုံးကတော့မများပါဘူး1000ကျော်ပေါ့နော် အခု ဆိုတော့ ဟုတ်တော့တယ် ကဲမင်္ဂလာပါခင်ဗျ စကောစကားနေမစပ်ပါမှာကျွန်တော်ရေဘယ်သူမှဖတ်လို့မတတ်ဘူးကိုမေကိုလိုနဲ့တမ်းမြခွေးရဲ့โอเคနော်နေ့ရက်စကောစကားနေမစပ်ပါကျွန်တော်နော်ကျွန်တော်ရေဟာကောင်းโอเค ကဲဖိတ်ခေါ်ပါတယ်နော်မောတရာ9လုံးသမီးက9လုံးဆိုတော့10လုံးဖြစ်သွားပြီမမိုးက900ဆိုတော့ဒီဘက်ဟိုဘက်မမိုးက900ဆိုတော့ဒီဘက်မမိုးက900ဆိုတော့1000ဖြစ်သွားတယ်အဲ့တော့မမိုးနေ့တော့ပေါင်းလိုက်တယ်1000ဖြစ်သွားတာပေါ့နော်ကျေးဇူးထိုးတင်တယ်နော်နောက်ထပ်အလှူရှင်တွေဖိတ်ခေါ်ပါတယ်အခုတို့မှနော်နိုင်စလောက်ကလေးပါခင်ဗျာအနည်းဆုံး PDF ကလေးတွေအတွက်နာမည်မကြီးရှာပါဘူးမထင်ပေါ်ရှာပါဘူးဒါပေမဲ့အလုပ်လုပ်ပါတယ်နော်တကယ်အလုပ်လုပ်ပါတယ် ငကားလိုမျိုးနာမည်မကြီးဘူးနေသားများလိုမျိုးလည်းနာမည်မကြီးဘူးโอเคဒါပေမဲ့အလောက်တယ်လူစိတ်စီးတယ်ရန်သူကိုတိုက်တယ်အာနာမယူဘူးโอเคဒါပေမဲ့ပောက်ကိုဆွဲမယ်ဆယ်လီယူမယ်နာမည်ကြီးတဲ့လူပဲရွေးချယ်ပြီးတော့ထောက်ပတ်ပေးမယ်ဆိုရင်ဟိုဝေးသွားအဲ့ဒါပဲပြောမယ်ငါလည်းလက်မခံဘူးဒီငွေတွေကယုံလို့ ကဲဖိတ်ခေါ်ပါတယ်နော်အနည်းဆုံး PDF ကလေးတွေရဲဘော်လေးတွေအတွက်နော်ကျွန်တော်တို့တလားပြီးခဲ့တဲ့လားဆိုရင်တော့နည်းနည်းဟိုနေ့ဖြစ်ရတာပေါ့နော်ဆိုတော့တလားကျွန်တော်တို့ဟိုနေ့ဖြစ်ရတာခုမှကျွန်တော်ဒီလားတလားလုံးသားအတွက်သမီးဘက်ကထောက်ပံ့ပေးတာ14ဘွဲ့ပဲထောက်ပံ့နိုင်သေးတာပေါ့နော်နောက်ထပ်14ဘွဲ့နော်ကျေးဇူးထိုးတင်တဲ့မမိုးရေးမိုးတွေပေါင်းပြီးတော့ရွှေမျိုးတွေရွာတော့မှဟုတ်တယ်ရွှေမိုးတွေရွာပါစေ ဟုတ်တယ်ရွှေမိုး ရွှေမိုးတွေရွာပါစေရွှေမိုးတွေရွာပြီးတော့အောက်ကခွေးကျင်ကြံနေတဲ့တတ္တဝါတွေအဲရွှေမိုးငွေမိုးတက်မှမျောပြီးတော့နော်အိမ်နာကျွေးနဲ့ကြပါစေအမိုးရည်တွေနဲ့တူရှိသေးကျေးဇူးထိုးတင်ပါတယ်မမိုးရည်ကဲဖိတ်ခေါ်ပါတယ်အခုတို့မှလို့နော်နိုင်တဲ့လောက်ကလေးပါနော်ဆိုတော့ပြောသလိုဒီဖွဲ့လေးတွေကထင်ပေါ်ခြင်းလည်းမရှိပါဘူးကြော်ကြားခြင်းလည်းမရှိပါဘူးဒါပေမဲ့တို့အလုံးလုံးပါတယ်နမူနာတစ်ခုပြောပြမယ်ဟိုတနေ့ကဘကိုးမှာဆောင်ရွက်သွားတဲ့အဖွဲကျွန်တော်ထင်တယ်5-6ဘွဲ့3-4ဘွဲ့5-6ဘွဲ့တော့ရှိမှထင်တယ်အဲ့ဖွဲ့တွေအားလုံးအခုတို့မှလို့တစ်ဖွဲ့မှမသိရှာပါဘူးနော်တော့အဲ့ဖွဲ့တွေအားလုံးကသမီးထောက်ပံ့နေတဲ့အဖွဲ့ကြီးတွေဖြစ်ပါတယ်သမီးကြီးကိုမှတ်တမ်းလေးတွေကျွန်တော်ဘယ်နှခုလဲမသိပို့ပေးလိုက်တယ်ဒါဆိုတော့ဒါတော့ကျွန်တော်ကဟိုနေ့ဖြစ်လို့ပါကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါโอ้ย ကဲဖိတ်ခေါ်ပါတယ်အကိုတို့မလို့ရေးဖိတ်ခေါ်ပါတယ်ခင်ဗျ
ကိုမမင်းစုကမမိုးတညစာအတွက်ပဲလှူကျင်တယ်တဲ့ပြီးရင်အောက်ကကရုံးဟိုဗာလဲလိုက်ပိတ်ပေးပါစောက်ခွက်မမြင်ကျင်လို့တဲ့အဲ့ကရုံးစောက်ခွက်ကမင်းတို့အရဲ့ဖျားစင်မှာတည်ထားတာအဲ့ဒါမင်းအမေမင်းမိခြေထောင်တွေကကရုံးဘယ်နဲ့သွားပြီးတော့မဟေးလို့အဲ့ကရုံးဖဲချင်းမင်းမိခြေထောင်ထဲမှာသွားကြည့်လိုက်လေအာယူကြောင်မူကြောင် အဲ့ဒီ မ ကို င်း မေကိုမေကိုတက်လို့နေတဲ့ကောင်ပဲဟောဟာ အဲ့ကရုံးကမင်းမိခြေထောင်တွေကကရုံးကဘယ်သွားဖဲသွားပဲကိုမိခြေထောင်တွေကကရုံးကိုသွားဖဲနေ လိုးလိုက်ဖာကောင်းလီစုံမျက်နှာရဲ့โอเคနော်ရေးအပေးမယ်နော်ဒီနော်ရေးလေးရေးပေါ်လို့အချက်က click ဝင်လေးနော်မဲလဘင်းနော်ရေးပေါ်နော်အပေါင်းနော်မနေထုံးလဖနော်ဟောမဲပုံနော်ထုံးနော်လပေါရဘူးနော်မဘာလေးအရေးဒူရဘူးနော်ယူခတ်လို့အချက်က click တယ်နော် ကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါဖိတ်ခေါ်ပါတယ်လောတဲ့တဲ့မဟုတ်တာမမိုးအလှချင်းနှစ်ယောက်တော့ရပါပြီနောက်ထပ်အလှချင်းတွေကျွန်တော်ထပ်မှန်ပြီးတော့ဖိတ်ခေါ်ပါတယ် ဝေးတာကြောရောက်ဆောင်လက်ဆိုင်ကြောရေးအပေးမယ်နော်ဘယ်နည်းပဲကြောလေအရေးဒူမြမဘာမဘူ PDF လေးဒီအညာနော်ဒီခါစီခွေလူချက်က click တယ်ပြ သူတတိမထားမိဘူးအဲ့ကရုံးကသူ့မိချောင်တွေကကရုံးဆိုတာ sorry ပါ ဒီရဒီတော့ ကဲဖိတ်ခေါ်တဲ့အကူတို့မတို့နော်ဖိတ်ခေါ်ပါတယ်လောတဲ့တဲ့မဟုတ်တာနော်မဟုတ်တာတော့ငါးလုံးထည့်ပြီးသွားပြီစပြီးတော့ဟိုနေ့ဖြစ်တယ်တမီးရဲ့ဇာတ်တူဖိတ်ခေါ်တာနည်းနည်းလေးကျွန်တော်ဝိုင်းပြီးတော့အားဆိုင်လိုက်ခြင်းပိုကောင်းမယ်နော်မမိုးက900ဆိုတော့1000ဖြစ်သွားတာတမီးက900ပေါ့နော်မမိုး2ယောက်ပေါင်းလိုက်တာဆိုတော့နောက်ထပ်အလှချင်းလေးကျွန်တော်ထပ်မှတ်ပြီးတော့ဖိတ်ခေါ်ပါတယ်အကူတို့မတို့ကျေးဇူးတွန်းတင်ပါတယ်မမိုးကြီးဟုတ်ကဲ့ပါကဲဖိတ်ခေါ်ပါတယ်ခင်ဗျအကူတို့မတို့ရေဖိတ်ခေါ်ပါတယ်နော်လောတဲ့တဲ့တမီးကဇာတူဖိတ်ခေါ်ထားတယ်နော်ဇာတူအကူတို့မတို့က10လုံးထည့်ရင်တမီး10လုံးထည့်ပေးမယ်အလုံး100ထည့်ရင်တမီးကအလုံး100ထည့်ပေးမယ်လေဗျနော်အလုံး100အလှရှင်ရှင်းကြွပါခင်ဗျာ9500အဲ့ဒါဆိုပွဲကတော်တော်လေးဒီညတော့တော်တော်လေးဟိုနေ့ဖြစ်သွားမယ်နော်1000ကျော်လေးပါအလုံး1000ကျော်လေးပါနော်ဒါလေးပြည့်လို့ရှိရင်ကျွန်တော်နေဆုံး PDF ကလေးတွေတဲ့တော်တော်လေးအဆင်ပြေသွားနိုင်ပါတယ်နော်တော်တော်လေးကိုအဆင်ပြေသွားနိုင်ပါတယ်ကျွန်တော်တို့ကနေဆုံးអော်ပြီးတော့ဟိုလည်းမပေးနိုင်ဒီလည်းမပေးနိုင်ဆိုရင်တိတ်အဆင်မပြေဘူးဆိုတော့ကျွန်တော်တို့အားလုံးရဲ့ငွေကြီးတွေအားလုံးနော်သူတို့တွေစောင့်မျှော်နေတယ်သူတို့တွေတကယ်လိုအပ်နေတယ်တကယ်ကိုလိုအပ်တာနော်တကယ်ကိုလိုအပ်တာအကူတို့မတို့နော်ဥပမာဆိုကြပါတော့တိုက်ပွဲသွားမယ်ဗျာရှေ့တန်းသွားမယ်ကာကြီးကထိုးထားတယ်စီရမရှိဘူးကဲဘယ်လိုလုပ်မလဲအကူတို့မတို့အဲ့10သိန်းမြန်ပို့ပြလိုက်ဆိုရင်အဲ့ကားကိုခင်ဗျာစီရအော်လက်ပုံပြန်အောင်ထည့်သွားလို့ရတယ်နော်ငွေ10သိန်းစာလေးစီဖို့တွက်ကြည့်ပေါ့အစိုးလဲသဘောအဲ့ဒါမျိုးပါနော်ဆိုတော့ဒါဟာကျွန်တော်တို့အတွက်တကယ်လိုအပ်တဲ့ငွေကြီးပမာဏတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့အတန်းနိုင်လို့နိုင်သလောက်ကလေးပါဝိုင်းပြီးတော့ပံ့ပိုးပေးဖို့ကျွန်တော်မြတ်တာရက်ခတ်ပါတယ်လက်ရှိကဇာတူရှိတယ်ဆက်တူမဟုတ်ဘူးနော်ဇာတူအကူလုံးမလို့ဘက်က10လုံးလူရေသမီးက10လုံးထည့်ပြီးမှဖြစ်တယ်ငွေအဖြစ်လဲအကူလုံးမလို့ဘက်က900လူရင်သမီးက900ထည့်မယ်1000လူရင်သမီးက1000ထည့်မယ်2000ရမှာပေါ့ဗျာဆိုတော့အလုံးအဖြစ်နဲ့10လုံးထည့်ရင် तू က10လုံးထည့်ပေးမှာပေါ့ကဲဖိတ်ခေါ်ပါတယ်ခင်ဗျာဇာဇာကြီးမင်္ဂလာပါမကြီးကဲပါဝင်ဆောင်ရွက်ပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအရေးကြီးလို့စတူဖိတ်ခေါ်တာနော်ပတ်စံစီလို့ပတ်စံအရန်စီလို့ပတ်စံအရန်များလို့စတူဖိတ်ခေါ်တာမဟုတ်ဘူးအရေးကြီးလို့ပါအစားဘယ်သူမှမနဲ့ပါမလဲအမေသားမိုက်မနေ့ဖန်10လုံးโอเคမမနဲ့စတူနော်ကျေးဇူးရတင်ပါတယ်စမမလဲ10လုံးတက်မယ်နော်ကျေးဇူးရတင်ပါတယ်ကဲအမေသားမိုက်မဟုတ်တော့အမေသားလိမ်မာဖြစ်သွားပြီအမေသားလိမ်မာဖြစ်သွားပြီခုကနေစပြီးတော့10လုံးလာကြည့်တဲ့ကြောင့်အကောက်တာပြောင်းလိုက်တော့အမေသားလိမ်မာလို့အမေသားလိမ်မာဖြစ်သွားပြီဒီအသိရှိဘလို့တော့မိုက်တော့မှာလေတော့တောင်ခင်ဗျဟိုဖဲရကြက်တိုက်ရက်တော့လိုက်ကအရက်တော့ဆိုတဲ့ဟာမျိုးတွေဒူမိုက်လို့ခင်ဗျတို့ထင်မနေနဲ့ဖဲလည်းမရဘူးရက်လည်းမတော့ဘူးနော်ကြက်လည်းမတိုက်ဘူးကရုံးကြီးနဲ့တုံးထားတယ်သင်္ကန်းကြီးလည်းစီးထားတယ်တိုက်ပြီးပတ်ပြီးရှို့နေတာအဲ့ဒါမှနော်ခင်ဗျရက်ကလေးတောက်ထားတယ်ခင်ဗျလူမမြတ်ဘူးဖဲလေးရိုက်ထားတယ်လူမမြတ်ကြက်ကလေးတိုက်ထားတယ်လူမိုက်မဟုတ်နော်စဉ်းစားမနေနဲ့နော်ကောက်ပြန်ပြောင်းလိုက်အမေသားလူလိမ္မာလို့ပြောင်းလိုက်ရပြီ
ကျေးဇူးထိုးတင်တယ်10လုံးနဲ့10လုံးဆိုတော့အလုံး20ဖြစ်မှာပေါ့နော်သမီးနော် ဟုတ်တယ်အလုံး20ဒီမှာသမီးနှုတ်လိုက်ပြီ1199ကနေ1109ဖြစ်သွားပြီ โอเคကျေးဇူးထိုးတင်တယ်နော်အမေသားလိမ္မာလေးကျေးဇူးထိုးတင်ပါလိမ္မာလိုက်ပါတော့အကောက်ကလေးပြောင်းလိုက်လူမလိမ္မာလည်းအကောက်ပြောင်းဗျာအကောက်ကလိမ္မာပေးလိုက်တော့မထူးကျေးဇူးထိုးတင်ပါ အဲကင်းဘယ်လိုမျိုးလူလိန်နဲ့တော့သူဖြစ်တာလဲအဲ့ဒါအကောက်တူနော်အမစီမှာပတ်စံလူမယ်လာပြီးတော့အမရဲ့အတန်ယူပြီးတော့ဒီနွားပြောက်သွားတာဘလောလိုက်တော့ဒီနွား သမီးဟိုမှာဗာလဲသမီးပြောတယ်ဆိုတာခေါင်မင်းညလားဗာလဲတာမင်းညလား မဲတဆောင် တာမင်းညမောင်ကျော်မဲတဲ့ဆောင်နဲ့ငရုတ်သီးဖို့10လုံးနဲ့မနေ့ပြန်ထည့်မယ်တဲ့ ဝက်ပူလူခါမဲလားခဏလေးတမောက်တော့ဆက်တယ်မယ်ဟုတ်ခုနကတော့စာလုံးမတွေ့ဘူးဖြစ်နေတယ် တာမင်းညမောင်ကျော်လားသမီးအဲ့လိုလား တမညာဖိုးကျော် ဟောတာမင်းညဖိုးကျော်နော် ညသားလေးပေါ့တမညာသားလေး ဩโอเค တိလူတိโอเคဒီမှာနော်မို့တော့ဆက်တယ်မယ်သူငယ်ချင်းအားမယ်ပြီးတော့ messenger မှာဝက်ပူရဲ့သူငယ်ချင်းအားလိုက်ပြီးလက်ခံပေးပါအောင်ဘယ်နှပတ်ပို့ထားပြမယ်နော်ငရောက်ဒီ10လုံးနဲ့မဲတစ်ဆောင်ဆိုရင်1050ပေါ့ဦးလေးနော်ဟုတ်တယ်ဟုတ်ငရောက်ဒီ10လုံးနဲ့မဲတစ်ဆောင်ဆိုမဲတစ်ဆောင်900ငရောက်ဒီ10လုံး950 ကျေးဇူးထိုးတင်ပါတယ်တာမင်းညသားလေးနော်ကျေးဇူးထိုးတင်ပါတယ်ဖိုးကျော်ဟုတ်လားသမီးပြောတာဖိုးကျော်လား ဟုတ်တယ်တမညာပိုးကြော်ရေတနော်မိုးတော့တာပေါ်နိုင်ပါမဟော165 295 334ထိုက်ပါနေပါဟောဘူးဟောဒီနော်မိုးခေါ်ပေးတဲ့ဘန်နဘာနဲ့ပဲထဲပါညတော့အလူစင်မျိုးအလိုက်မခံရအောင်နော်အခုနော်မိုးတော့ဆက်သွယ်တယ်နော်မိုးပို့ထားတဲ့ပေးတဲ့ဘန်နဘာနဲ့ညတော့အလူစင်ကမထည့်ပဲနဲ့လူလေအကောက်တူမမိုးပုံနဲ့တော့ဆက်သွယ်တာကိုအဲ့ဒီအကောက်တူပေးတဲ့ဘန်နဘာနဲ့ပဲတော့ပေါ်ထည့်လိုက်တယ်မြန်မာငွေနဲ့6000ကိုစန်းလေးထိသွားတယ်ဒီညတော့အခုနောက်မို့သူရစင်းလည်းမကန်ရလို့နောက်မို့အတန်တွေပို့တာမရဘူးနော်အနီအောင်တက်လာတယ်နော်ဘယ်နှပါလဲပို့လို့မရဘူးနေတငယ်ချင်းအရင်လက်ခံလိုက်အောင်နော် ကဲမင်္ဂလာပါခင်ဗျလောတဲ့မောဟတရာမမိုးအမေသားမိုက်ကျေးဇူးထူးတင်ပါတယ်ပေါင်ပေးတဲ့တူချင်းတယောက်ချင်းကိုကျွန်တော်ကျေးဇူးထူးတင်ပါတယ်တာမညာလေးတာမညာသားလေးဖိုးကျော်ပေါ့နော်ကျေးဇူးထူးတင်ပါတယ်ဖိုးကျော်ဟုတ်လား အေးမမို့ဆက်သက်လာပြပါအောင်နော် Messenger လေးကိုတစ်ချက်လောက်ဒါအကောင့်ကိုတငယ်ချင်းမေတင်းကြီးတဲ့မမိုးသမီးလည်းထည့်ကျင်တယ်တဲ့သမီးရေမေတင်းကြီးကိုတစ်ချက်လောက်ဆက်သွယ်ပေးလိုက်ပါဦး မေသိကြည့်ခဏလေးတော့မို့တော့ဆက်သက်မယ်လူအဟောင်းလားမသိမမီတော့ခဏလေးတော့ဆက်သက်လိုက်မယ် ကဲဖိတ်ခေါ်ပါတယ်ခင်ဗျအခုတို့မှလို့ဖိတ်ခေါ်ပါတယ်နော်နေသုံး PDF ကလေးတွေအတွက်နေသုံးသဒတင်းနိုင်တိုင်းပါတယ်ဘကိုးတိုင်းပါတယ်နော်ကျွန်တော်တို့ကပေးလို့အော်နေတာဖြစ်တယ် မေသိကြည့်ရေဒီမှာတော့မို့ Messenger မှာဆက်သက်လာပြပါအောင်မေသိကြည့်ဒီမှာတော့မို့ကလေတငယ်ချင်းအားလုံးမရပြည့်နေနော် Messenger တော့အတန်ပို့မယ်ဘယ်နှပါလဲပို့ထားပြမယ်ဦးလေးရေဘယ်နှပါခေါ်ပေးလိုက်အောင်မေသိကြည့်နော်လူအစ်စ်နော်အဲ့ဆိုရင် လူသိမေတင်းကြီးအောက်မှာလေးဗန်နဘတ်ပင်ထိုးထားတယ်နော်165295333ထိုင်ပါနေပန်ပြီးရင် Messenger မှာသမီးသွားပြီးတော့လက်ခံမယ်ဒါမှမဟုတ်လည်းသမီး Messenger လေးကိုတစ်ချက်လောက်လာပြီးတော့ high ပေးလိုက်ခြင်းပို့ပြီးတော့အဆင်ပြေမယ်မိုးခိုင်မှာအကောက်ကလေးမှာပေါ့နော် အားလိုက်ပြီးလက်ခံပေးပါတငယ်ချင်းအားလိုက်ပြီးโอเค โอเคကျေးဇူးထူးတင်ပါတယ်မေတင်းကြီးတငယ်ချင်းအပ်ထားပါတယ်တဲ့တငယ်ချင်းအပ်ထားတဲ့အကောက်ကမိုးခိုင်မှာအကောက်ပါခင်ဗျာအကယ်တငယ်ချင်းအပ်တဲ့ Messenger ကနေပြီးဖြစ်တယ်ဆိုရင်ဖုန်းခေါ်ပါဖုန်းစကားပြောပါအမမိုးခိုင်မှာအကောက်နဲ့ Messenger မှာကြည်ပေးပါလို့ရေးထားပါတယ်မေတင်းကြီးရေတစ်ချက်လောက် Messenger လေးကိုတစ်ချက်လောက်ကြည့်ပေးပါခင်ဗျဒါမှမဟုတ်လည်းမိုးခိုင်မှာအကောက်တည်းက Messenger အကောင့်လေးကိုလက်မလေးသွားထောင်လိုက်ပါ ဒီမှာပါမညာဖို့ကြော်ရေတနော်မိုးရေးထားတယ်နော်နောက်ကိုဆက်သက်လာပေးပါပြီနော်နောက်မိုးရေးထားလိုက်ပြီနော် Messenger မှာနော် တာမညာဖိုးကြော်လည်းပဲအောက်မှာဆက်သွယ်ထားပြီးပါလေမိုးခိုင်မှာအကောင့်နဲ့တစ်ချက်ကလေး Messenger ကိုတစ်ချက်လောက်လက်မလေးသွားထောင်ပေးပါခင်ဗျာကဲကျေးဇူးထူးတင်တယ်နောက်မိုးရဲ့စာပေါ်လာပြီနော်အဲ့ဒါနောက်မိုးရဲ့အကောင့်တပ်ပုံလိုက်ပြီးတော့တငယ်ချင်းလာအပ်ပေးပါနော်မဟုတ်လည်း Messenger မှာလည်းဆက်သက်လာပေးပါကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါ
ကဲ messenger လေးကိုတစ်ချက်တော့အကြောင်းပြန်ပေးပါခင်ဗျာမတ်မီသင်ကြီးရောတာမညာသားလေးဖူးကျော်လားနော် messenger လေးကိုကြွပြီးတော့တစ်ချက်တော့လက်မလေးဖြစ်ဖြစ်ထောင်ပေးပါခင်ဗျာပြီးလို့ရှိရင်သမီးနဲ့ဖုန်းပြောပါဖုန်းဆက်ပါကျေးဇူးထူးတင်ပါတယ် ဖုန်းဆက်ပါနော်ဖုန်းမဆက်လို့ရှိရင်လည်းကမ်းမယ်နော်ဒီမှာမနက်မေးတင်းကြီးရတော့တွေ့ပြီနော်ခဏလေးသူမှမို့တွေ့ပြီညီမလေးရေပတ်စံလွယ်ပြီးဆိုရင်ဖြတ်ပိုင်းပို့လာပြပါနော်မေးတင်းကြီးရတော့ messenger မှာသူဝင်လာပြီ အကဲတန်တရားရှိရင်ဖုန်းဆက်ပါဖုန်းပြောပါနော်အကောင့်တူတွေကပုံမှန်တိုင်းပဲရှိနေတယ်ပျောက်မသွားပါဘူးကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါအကိုတို့မတို့မင်္ဂလာပါခင်ဗျကဲလောတဲ့မဟောတရာ10လုံးမမိုး1000အမေသားမိုက်ကအလုံး20ပေါ့နော်သူက10လုံးဆိုတော့သမီးကအလုံး20ပေါ့နော်နောက်တမညာဖိုးကျော်မဲတဆောင်ရဲ့နှုတ်ခမ်းဒီအတောက်10လုံးရဲ့နော်မိသင်းကြီးတဲ့ကျေးဇူးထူးတင်ပါတယ်ခင်ဗျအန်ဒီလူဘီက PDF တစ်ဖွဲ့စာပါမယ် အိုး လုံး145လုံးပါမယ်အဲ့ဆိုရင်သမီးလည်းအလုံး145လုံးထည့်ရမယ်နှစ်ဖွဲ့စာ145လုံးအဲ့လိုလားသမီး ဟုတ်တယ် အိုး စစ်ထောင်ပေါ့အန်ဒီရစစ်ထောင်သမီးလည်းစစ်ထောင်ပဲလေမျိုး အေးဆက်16000ပေါ့သမီးရဲ့ 16000က အိုးအားရစရာကြီးဗျာဝမ်းသာလိုက် အေးကျေးဇူးရတင်ပါတယ်ဒီညလည်းသမီးလည်းစတူဖိတ်ခေါ်တယ်အတော်ပဲအန်ဒီဒါကြောင့်အန်ဒီတစ်ဖွဲ့ထည့်လိုက်လို့သမီးလည်းတစ်ဖွဲ့ထည့်တယ်နော်ဆိုနှစ်ဖွဲ့ရသွားပြီဒီညဒီအခုဒီချိန်မှာအရေးကြီးတယ်ဒီရေးပေါ်တယ် အလုံးကြီး290လောက်ရသွားတာဗော ခဏပြောင်းပြီးဟောဦးလေးခဏပြောင်းလို့စင်ကောင်းတယ် သမီးအဲ့ဒီမှာအလုံးကြီးဘယ်လောက်ရလဲသမီး တစ်ဖွဲ့ဆိုရင်စစ်ထောင်ဆိုရင်145ဦးလေးပေါင်းလိုက်145နှစ်ခါမတမညာပို့ကြော်လာပြီ ဩသမီး16000ဆိုတော့အလုံးကြီး100နဲ့သမီးအလုံးကြီး300ပြေးဖို့တက်900ပဲလိုတော့တာဗော ခဏလေးဒီမှာတမညာပို့ကြော်ဆက်သွလာပြီနော်ခဏလေးဝေပူနမဒါချက်ကဒါကလစ်အပလချီနော်ရေဖောင်ရေချီဟောတဲ့ဝါဘောမဲလပိနော်ရေဖောင်စစ်စစ်ပေါနော်လမရေချီဘူးဟောလမရေချီနော် သမီးမေးသိန်းကြီးကအမလှူလိုက်မှတဲ့အလှူလည်းထည့်ပြီးရလား ခဏလေးမမိုးချစ်ပေးမယ် messenger မှာခဏလေး1000ပါโอเคဟုတ်ကဲ့ဒီ1000ပါနော်ကျေးဇူးရတင်ပါတယ် မေးသိန်းကြီးက1000လား ဟုတ်တယ် အိုးဟို1000ဆိုတော့1000ပေါ့နော်သမီးနော် 1000ဆိုရင်2000ဖြစ်သွားပြီပေါ့သမီး1000သမီးအဲ့ဒီမှာစောစောကသမီးရဲ့ဟိုကဘာလဲဒေါ်ရူရီပဲ2ယောက်ပေါင်းတော့16000ဟုတ်တယ်ဟို16000ကို16500ဆိုရင်အလုံးကြီးဘယ်လောက်ရမလဲသမီး အလုံး300ပေါ့ ဦး900ထည့်ပေးမယ် โอเคဦးကျော်သူ900 ဒါသမီးဇာတ်တူမထဲနဲ့နော်ဦး900တက်တက်ထည့်16500တော့အလုံး300ဖြစ်သွားဘူးလား ဟုတ်တယ်โอเค အဲ့မှာအလုံးကြီး300မှတ်လိုက်တော့သမီးနော်ဇာတ်တူမဟုတ်ဘူးနော်အဲ့ဒါတက်တက်ဦး900တက်တက်ထည့်ပေးတာ ဟုတ်ကဲ့မိုက်တယ်ကျေးဇူးတင်ပါတယ်ဦးလေးရေသမီး messenger ရေးစာမပို့နဲ့တော့ဦးတရားတစ်ခါတန်းပြောလိုက်တော့ ကျေးဇူးတင်ပါတယ်ဦးလေးရခဏလေးဒီမှာညီမလေးမိထရီနော်โอเคအန်ဒီ ကျေးဇူးထူးတင်တယ်နော် 1000ဆိုရင်သမီးလည်း1000ဒီဘက်မှာညီမလေးမိတင်းကြီး900နော်သမီးနော်ဟုတ်တစ်ခါထည့်ပေးမယ်ဟိုအားရစရာကြီးပြီးဒီဘက်နဲ့ပေါ့ဦးတစ်ခါမှအလုံးမရဘူး165အလုံး300300သမီးရင်နောက်လိုက်မယ်တစ်ခုံကိုအနောက်ဟုတ်တယ်တစ်ခုံကိုအနောက်300စစ်ခုံကိုโอเคနော်စစ်ခုံကိုကြံမယ်ပြီးတော့ဒီဘက်ကမေသိန်းကြည်နဲ့မမိုး2000ဆိုရင်ဆက်စီလုံးဆိုရင်36လုံးကို89လုံးလောက်မယ်
89အနောက်36အဲ့ဆိုရင်အလုံး143လုံးပဲလို့တော့တယ်ဦးလေး โอ้မြန်လိုက်တာတမိအဲ့မှာကျေးဇူးထိုးတင်တယ် โอเคဟုတ်ကဲ့ဦးလေးရေ900ပါရောက်ပြီကျေးဇူးရတင်ပါတယ် ကျေးဇူးထိုးတင်ပါတယ်တမိရေ အတန်ပို့လိုက်ပြီဒီမှာဦးကျော်သူပို့လာပေးလိုက်ပြီနော်900ပါ နှမ်းဖြူတာပေါ့ဗျာနော်နှမ်းဖြူတယ်ပဲပြောဘာပဲပြောပါအန်တီရူဘီနဲ့သမီးနဲ့2ယောက်ပေါင်းလိုက်တဲ့ခါကျတော့16000ဆိုတော့ကျွန်တော်က900ထည့်လိုက်တော့16000နဲ့900ဖြစ်သွားတယ်နော် ဟုတ် အဲ့တော့ ကျေးဇူးရ ပေါင်းလိုက်တဲ့ခါကျတော့အလုံးကြီး300ဖြစ်သွားတာပေါ့ဗျာနော်ကျေးဇူးထူးတင်ပါတယ်နော် โอเค ကဲဖိတ်ခေါ်ပါတယ်အကိုတို့မတို့ရေ အမညာဖူးကျော်အမညာဖူးကျော် အိုးစွတ်တော့မေတင်းကြီးက1000တောင်ထည့်တာနော်အဟုတ်ကောင်းလိုက်တာကျေးဇူးထူးတင်တယ် ထောင်ထဲတော့မို့လဲ1000ထဲ2000ပြည့်သွားတယ် ကျေးဇူးထူးတင်တယ်ဒါဆိုအလုံးကြီး800ကျော်ပဲကျန်တော့တာဟုတ်လားအဲ့လိုလားကဲဖိတ်ခေါ်ပါတယ်အကိုတို့မ ကားနကတမအသွင်စရင်ကတော့မနေစတူတိုင်းမနေဆောင်ထောက်ပဲနော်စခလောနကโอเคတမညာပူကျော်အတန်ပို့လာပြီဆိုတော့တမင်းစတူထည့်လို့ရပြီ10လုံး9နဲ့50ဦးလေးအဲ့ဆိုရင်1000နဲ့100ပြည့်သွားပြီနော်တမင်းနဲ့ 1000နဲ့100ပေါ့နော်သမီးနော်ကျေးဇူးထူးတင်တယ်တာမညဖိုးကျော်ကြီးနော်ကျေးဇူးထူးတင်ပါတယ်ခင်ဗျမီတင်းကြီးကျေးဇူးထူးတင်တယ်နော်တကယ်ကိုကျေးဇူးထူးတင်ပါတယ်လာရောက်ပြီးအားပေးတဲ့အတွက်ကြောင့်တကယ်ကိုကျေးဇူးထူးတင်ပါတယ်နော်မြေပြင် PDF ဖွဲ့လေးတွေ အောင်မဲတဆောင်တမညာပူကျော်မဲတဆောင်အဲ့ဆိုမဲတဆောင်900ပဲ မဲတက်ဆောင်900တက်ထည့်လိုက်ပေါ့သမီးရဲ့ ဟုတ်နော်900တက်ထည့်မယ်နော်စတူပါ နော် တော့900 900တက်တော့မဲစင်းလေးကိုသွားပေါ့နော်ငွေကတော့ဒီတော်လိုင်းကြီးထဲမှာအကုန်ထည့်တာပါ ဟုတ်တယ်မဲတဆောင်တမညာပူကျော်တောင်းမညာပူကျော် ကျေးဇူးထူးတင်ပါတယ်လမ်းကောင်းလျှောက်ဖို့နော်လမ်းကောင်းလျှောက်ဖို့လမ်းကောင်းဝိုင်းဖောက်ပေးကြပါဦးခင်ဗျာတဲ့ဟုတ်တယ်ကျွန်တော်လမ်းကောင်းလျှောက်ခြင်းလမ်းကောင်းတော့ကျွန်တော်ဝိုင်းဖောက်ပေးကြမှာပေါ့ကျေးဇူးထူးတင်ပါတယ်တကယ်လုံးမှာအဟုတ်ဖြစ်မှာမို့တကယ်မလုံးဖဲနဲ့လည်းအဟုတ်မဖြစ်ဘူးအဟုတ်ဖြစ်ဖို့တက်ကလည်းတကယ်လုံးဖို့လိုတယ်မှန်လိုက်တာမဟုတ်လားကျေးဇူးထူးတင်ပါတယ်နိုင်ငံကောင်းဖို့စုပေါင်းအားစိုက်ပေးကြပါဦးခင်ဗျာတဲ့ကျေးဇူးထူးတင်ပါတယ် ဘူးလုံး ကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါကျွန်တော်နေဆုံး PDF ကလေးတွေတွေ့နော်တစ်ဖွဲ့မှာ10သိန်းတက်ပါ စီရနဲ့14လုံးပဲလို့တော့ခဏတောင်းခါနေပြီ15လုံးလာလူပေးမယ်အလူစီလို့စီတော့အလုံး900ကျော်ပဲကျန်တော့မှာပေါ့နော်တမီးနှုတ်လိုက်ပြီနော်တမီးဒါလိုက်နှုတ်တယ်ဘာလို့အမြန်ဆုံးဖြစ်စေချင်လို့ဒီမှာနော်မုံနှုတ်ချတယ်နော်မုံနှုတ်ချတယ် ကဲအလုံးကြီး800ကျော်ပဲကျန်တော့တယ်814လုံးအကဲ15လုံးထပ်မဲ့လူရှိရင်900ကျော်ပဲကျန်တော့ကနန်းပြောင်းပါ ဟုတ်တယ်ဒါစတူနော် ကဲဝိုင်းကြပါဝင်းကြပါကူညီကြပါပံ့ပိုးကြပါပေါ့ကျွန်တော်ကဒီစကားပဲပြောရလိမ့်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြည်ပြင်းအဖွဲ့လေးတွေအားလုံးကပြောမှာတော့အားနာတယ်ဒါပေမဲ့ပြောပြစီတော့ကျွန်တော်လက်ရှိကျွန်တော်ပြည်ပြင်းကဆောင်ရွက်နေတဲ့လူငယ်လူရွယ်လေးတွေရဲ့အသက်ဟာ18တဲ့19တဲ့20တဲ့အပတ်ဝန်းကျင်နေတယ်21နော်အကူတို့မတို့ရဲ့မောင်ရွယ်ညီမရွယ်လေးတွေနော်သားရွယ်သမီးရွယ်လေးတွေမြေးရွယ်လေးတွေဒါလေးတွေကတိုင်းပြည်အတွက်အသက်ပေးပြီးတော့ဆောင်ရွက်နေတာနော်သူတို့ကအသက်တစ်ချောင်းပေးတာကျွန်တော်တို့ကဘာကြောင့်ချွေးတစ်ပေါက်စာမပေးနိုင်ရမှာလဲဒါကျွန်တော်တို့ကစဉ်းစားချက်လေသူတို့ကအသက်တစ်ချောင်းဒီတိုင်းပြည်အတွက်ဒီလိုမျိုးကြီးအတွက်ဒီတိုင်းပြည်တစ်ခုလုံးအတွက်ဒီပြည်တော်စုကြီးတစ်ခုလုံးအတွက်ခွေးပတ်သက်တဲ့ရောက်နေတဲ့တိုင်းပြည်နော်ခွေးကြိုက်ခြင်းခံရတဲ့တိုင်းသူပြည်သားတွေရဲ့ဘဝတွေကိုကယ်တင်ဖို့အတွက်သူတို့ရဲ့အသက်တစ်ချောင်းပေးဆက်ထားတယ်ကျွန်တော်တို့ကချွေးတက်ဘာဖြစ်လို့မပေးဆက်နိုင်ရမှာယနေ့ပတ်စံ100လူတွေ200လူတွေဒါကျွန်တော်ကချွေးနဲ့ရင်းလိုက်ရတာလေအဲ့ချွေးတက်ကျွန်တော်တို့ကဘာကြောင့်မပေးဆက်နိုင်ရမှာကျေးဇူးထူးတင်တယ်နော်တာမညာလေးဖို့ကြောတာမညာသားလေးဖို့ကြောကျေးဇူးထူးတယ်ကျွန်တော်စာမဖတ်တတ်ပါဘူးသမီးပြောပြတော့ပါနော်ဆိုတော့အဲ့တော့လည်းကျွန်တော်ကဒါလေးဒီလိုစာလေးတွေဖတ်ထားရတော့တာမညာဆိုရင်ဒီပုံစံရေးရတယ်ပေါ့နော်โอเคကျေးဇူးထူးတင်ပါတယ်ဒါကြောင့်မို့တကယ်အသက်တစ်ချောင်းနဲ့ရင်းပြီးတော့တိုင်းပြည်အတွက်လူမျိုးအတွက်ပြည်တော်စုကြီးအတွက်ခွေးပတ်သက်တွေကတိုင်းပြည်ကိုရအောင်လို့ပြန်လုပ်ပေးနေတဲ့
ဒီလူဒန်းစားလေးတွေအတွက်ကျွန်တော်တို့ကချွေးတက်ဆက်စာဘာကြောင့်မပါဝင်နိုင်ရမှာပါဝင်ရမှာပေါ့နိုင်သလောက်ပေါ့နော်အဲဆိုတော့မင်းကစောက်ကြီးစောက်ရပြောတယ်မဟုတ်ပါဘူးကျွန်တော်နိုင်သလောက်ပါဆိုတော့သမီးတို့2ယောက်ထည့်လိုက်တယ်ကျိတ်တယ်သမီးတို့ကျွန်တော်8000မထည့်နိုင်ဘူးဒေါ်လူစီတို့ကျွန်တော်8000မထည့်နိုင်ဒါပေမဲ့လိုအပ်တဲ့900ကျွန်တော်ထည့်ပေးတယ်ဗျအဲကျွန်တော်ချွေးနေဆက်ပဲကျွန်တော်ချွေးတက်ဆက်စာပေါ့ဗျအဲဆိုတဲ့တော့တနေ့တာအလုပ်လုပ်မယ်ဆိုရင်အနည်းဆုံး400 500တော့ရမှာပေါ့ဒီအတွက်ဒါကျွန်တော်ပါဝင်ခွင့်ရတယ်လေကျွန်တော်ဝမ်းသာတယ်နော်အဲ့ဒါချွေးဆက်ပဲကျွန်တော်တို့ကချွေးဆက်နဲ့ပေးဆက်ရမှာပေးကြရတယ်သူတို့ကအသက်နဲ့ပေးကြရတယ်ဒီလိုမှမလုပ်ဘူးဆိုရင်ကျွန်တော်တိုင်းပြည်ကဘလို့မှမရဘူးဒီခွေးပစက်ထဲမှာပဲအမြဲတမ်းရှိတယ်ဆက်တေထိုးတော့မယ်ဦးကျော်သူတောင်နားဖို့အချိန်လာပြီစင်ဟုတ်တယ်ပြီးတော့ရေမမိုးနဲ့နောက်ထပ်အလုံး100စတူပါပေးကြပါအောင်စင်နော် ကဲသမီးတို့နောက်ထပ်အလုံး100အဲသမီးတို့နောက်ထပ်အလုံး100သမီးကနောက်ထပ်အလုံး100ဆိုတာသူကအလုံး100နောက်ထပ်အလုံး100သူကထပ်ဖိတ်ခေါ်တာပေါ့နော်ဆိုတော့နော်10လုံးမတရားကြီးအလုံး20ရတယ်အလုံး100တစ်ခါတည်းမမိုးနဲ့စတူပါမေးလားရတယ်နော်အခုလိုမှတို့ရေဒီငွေကြေးတွေကသမီးကရှိလို့မဟုတ်ဘူးနော်မရှိတဲ့ကြားတွေကနေပြီးဆောင်ရွက်နေရတာဖြစ်တယ်နော်ပြီးတော့ကင်းပြန်လာစတူပေးကစားတာမမိုးအရေးမမိုးအော်ထပ်ဖို့ဖြစ်တော့ရတလောင်းနဲ့ပို့မယ်မမိုးအဲ့လိုမျိုးစိတ်မရှိဘူးတေးရတဲ့ PDF အရောက်တိုင်းမမိုးနှမျောတယ်တကယ်ပဲမမိုးစိတ်မကောင်းဘူးနော်မမိုးကလောင်းစိတ်ပူပါတယ်စင်ဘက်ကမ်ပိန်းမဆိုမမိုးကလောင်းစိတ်ပူတယ်ဘက်ကမ်ပိန်းမဆိုမမိုးကလောင်းပြည့်စေရှင်တယ်900တာကျော်စောလာစော900စကလောကျော်အေး900ဆိုရင်ညီမလေး1000နော်ကျော်နော်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာကိုစောလာဆိုရင်ကျေးဇူးထူးတင်ပါတယ်နော်ကိုစောလာနော်တကယ်ကျေးဇူးထူးတင်တယ်900ဘတ်ဆိုတော့သမီးက900ဆို1000ပေါ့တကယ်ကျေးဇူးထူးတင်တယ်မမိုးကြီးကျေးဇူးထူးတင်ပါတယ်ခင်ဗျာတကယ်ကျေးဇူးထူးတင်တယ်နော်တကယ်တူမမိုးကျေးဇူးတင်လို့သမီးတခါတည်းပဲမမိုးရှိနေတယ်လားမသိဘူးမမိုးလည်းတခါတည်းတောင်းပန်လိုက်ရအောင်မယ်နော်မမိုးစာလာရေးထားတယ်ဦးကသတိမထားမိဘူးဆိုတော့ဦးပွင့်လေပြောရဲ့तूကတော့ပုံမှန်ခင်နေကြလူတယောက်ဆိုတော့ तू ကအဲ့တိုင်းလာရေးလိုက်တာဦးကဒီတိုင်းပဲမှုရမှာतू ပြောဦးကျသူကျမမမိုးပါဘောဘာကြသူခုနေဖြစ်တာဆိုတော့ဦးကတခြားဒီလို comment တွေတော့များရှိတယ်ဒီလိုစာတွေလည်းအများကြီးပေါ့နော်ဦးကျသူကျွန်တော်ကောက်ကိုလက်ခံပါကျွန်တော်ဘလူးပါဘာညာဆိုတော့ဦးကဓာတ်ရိုက်ကြီးမသိနော်မနေ့ကသူ့အကောက်ကိုဦးကလက်ခံအမှန်ဦးကသူ့ချီကိုအကောက်သွားအပ်တာဒါပေမဲ့တကယ်တမ်းကျတော့ तू ကဦးအကောက်ကို तू အပ်ထားတယ်အဲ့အတွက်ကြောင့်လည်းကျေးဇူးထိုးတယ်မှာမမို့ရေ messenger မှာ तू ကစာရေးထားတယ်ဦးသူ့ messenger ကိုဝင်ကြည့်လိုက်တဲ့ခါကျတော့မျက်နှာပူသွားတယ်အဲ့တော့လက်မလေးထောင်ပြီးတော့ကျေးဇူးတင်စကားပြန်ရေးရတာနော်အဲ့တော့မျက်နှာပူတဲ့ဟာခုတခါတည်းပဲတောင်းပန်ပြစေမမို့ရေနော်နောက်လည်းတောင်းပန်အောင်ပါပဲမမို့အကောက်ပြတ်သွားရင်နောက်အဲ့လိုလာရေးတယ်ကျွန်တော်ထပ်တောင်းပန်အောင်ပါဘာလို့ဆိုကျွန်တော်မှအဲ့ကိစ္စတွေရှိရဥပမာဆိုကျွန်တော်ဆိုရင်ပွင့်နေပြကျွန်တော်ဖုန်းမကင်တော့ဒါအပြင်ဖုန်းပေါ့နော်အပြင်ဖုန်းကျွန်တော်မကင်တော့ဘာလို့ဖုန်းဟယ်လိုဆိုတာတန်းဆက်တာငါလုံးဝမအေးလို့ဘာညာတန်းဆက်ဆိုကျွန်တော်တို့ကဘာလုပ်ရတော့မှာလဲဒီကောင်ကြီးကဆဲနာမယ်တက်မယ်ဒါကိုလည်းပြန်ဆက်သူ့လည်းမသိရဘူးဗျာဆိုတော့ပြန်ဆဲနေတဲ့အပေါ်ပဲဆိုတော့အဲ့တော့ကျွန်တော်ကအဲ့ဖုန်းတွေအားလုံးအကုန်လုံးပိတ်ပလိုက်တယ်ဆိုကျွန်တော်ဖုန်းမကင်တော့ဘူးပေါ့နော်ဆိုတော့ဘလူးဆက်လို့မရတော့ပါဘူးပေါ့နော်ကျွန်တော်ဖုန်းကိုဆိုတော့အဲ့ဒါတွေကအကြောင်းရှိလို့ပါဆိုတော့မမိုးစာလာရေးထားတယ်ကျွန်တော်အားနာတယ်နော်မမိုးမသိတဲ့အတွက်ကြောင့်ကျွန်တော်အားနာပါတယ်နော်ကျွန်တော်တကယ်အားနာတယ်နောက်မမိုးဒီကောက်လေးပြတ်သွားလို့နောက်ကောက်တဲ့တခုပေါ်လာလို့အဲ့လိုလာရေးရင်လည်းကျွန်တော်ထပ်ပြီးတောင်းပန်ပါဦးမယ်โอเคကျေးဇူးထူးတင်ပါတယ်ဟုတ်တယ်မအေးဟုတ်ကဲ့တော့ဟိုမှာကြားပြန်လူတယောက်အင်တာဗျူးထားတာတွေ့တယ်မလားအများကြီးမလို့ဘူးတဲ့သူလိုဖုန်းဟယ်လိုပဲလုပ်လိုက်ရပြီတဲ့အဲ့လောက်ဆိုရင်ဒီအဲ့ဖုန်းကအချက်လက်ကိုသူတို့ခိုးလို့ရတယ်အဲ့လောက်ထိသူကကျွမ်းနေဗျာဆိုတော့အဲ့တော့ကျွန်တော်အနေနဲ့ကလည်းသိတဲ့အတိုင်းပေါ့ဗျာနော်ဒီဖုန်းထဲမှာဘာညာဆိုတော့ထားဖုန်းတော့ကျွန်တော်မကင်တော့ဘူးပေါ့နော်ဆိုတော့ကျေးဇူးထူးတင်ပါတယ်တကယ်ကိစ္စဘာညာရှိလို့ချင်းကျွန်တော်တတ်ဖုန်းတစ်လုံးသီးသန့်တည်ထားတယ်အဲ့ဖုန်းနံပါတ်ကျွန်တော်ပေးခဲ့လိုက်တာကိုကျွန်တော်မူရင်းဖုန်းတော့ကျွန်တော်ကမကင်တော့တာအကြောင်းရှိလို့ပါကျေးဇူးထူးတင်တယ်မမှုရေနော်အဲ့တော့ထပ်ပြောပြသေးနော်တောင်းပန်ပါတယ်အားလည်းအားနာတယ်နော်ဒါပေမဲ့အားလည်းအားနာတယ်မတတ်နိုင်ဘူးအဲ့လိုပဲကျွန်တော်အမြဲတမ်းတောင်းပန်နေရအောင်ပါကိုစောလာဆိုတော့ခဏပြောင်းပေးလိုက်ပြီကိုစောလာမမိုးကပြောလဲနောက်ခေါက်ဆိုတီးသွားပြီတဲ့မမိုးနဲ့အရင်ဆက်သွယ်ခိုင်းတော့မယ်မမိုးဆက်သွယ်လာတော့ကလည်းမိုးတော်မမိတော့ဘယ်မမိုးလဲမသိဘူးဟုတ်ကဲ့ပဲပြောလိုက်တယ်ဟုတ်ကဲ့မဟုတ်ကဲ့ဒါမဲ့ဘယ်မမိုးလဲမမိုးကအများကြီးပဲ3ရက်လောက်ရှိတယ်
ကျေးဇူးတင်ပါတယ်မကြီးနော်တချို့ကတော့ပြောတာပေါ့ဒါမျိုးဖြစ်ဖြစ်နောက်ဒါမျိုးမဖြစ်အောင်လို့ကျွန်တော်ကြိုးစားပါမယ်ပါညာပေါ့မဟုတ်ပါဘူးကျွန်တော်အဲ့လိုမျိုးနောက်လည်းဒါမျိုးထပ်ဖြစ်ရင်ကျွန်တော်ထပ်ပြီးတောင်းပန်ပါမယ်နော်တခါလဲပြောထားတာကျွန်တော်ထပ်တောင်းပန်မယ်ဘာလို့ဆိုတော့ပြောဘလူးမမသိဘွားမမသိနော်အန်ဒီယေမတရားကြီးတဲ့ခင်ဗျာကျွန်တော်တတိထားတယ်နောက်တစ်ခါကျွန်တော်တို့ဆိုရင်ကျွန်တော်တခါကြုံသွားပါတယ်နော်ဟယ်လိုမင်္ဂလာပါဦးကျော်နေကောင်းလားဦးကျော်သူကကျွန်တော်ဘာညာရေးကျွန်တော်ဘာမှအကြောင်းမပြန်တဲ့ခါကျတော့အောက်ကနေပြီးတော့စစ်သားဝိစုံကြီးတဲ့ကျွန်တော်ဤတတ်ပုံလားငါလုံးမသားမင်းအကြောင်းမပြန်လို့အကြောင်းပြန်ဖုံးခေါ်ပြီးဆဲမလို့တဲ့ငါစစ်သားกว่าတယ်ဩအေးအဲ့လိုစာမျိုးလေးတဲ့ကျွန်တော်ကပထမကောင်းလာပြောတယ်ကျွန်တော်လက်မလေးသွားထောင်လိုက်သူကျွန်တော်ဖုံးဆက်လို့ရပါပြီပြောနော်အဲ့တော့ तू ကသူ့ကျင်တယ်ကျွန်တော်ဆဲပြီးတော့ငါစစ်သားกว่าတယ်မင်းကိုဆဲကျင်လို့လာပြီးဘုန်းနေဖြစ်နေတာပေါ့ဆိုတော့အဲ့လိုမျိုးကြီးလည်းကြုံရပါတယ်လာပြီးတော့ဦးလေးစီမှာကောင်းကား3စီဦးလေးလာပြီးတော့တတ်မယ်ဟောအဲ့လိုမျိုးလာပြီးတော့ချိန်ချတာလည်းသိတယ်ဟောအများကြီးနော်အများကြီးပါဆိုတော့တချို့ကလည်း line မှာပြောတယ်ဟိုသူတို့ပြောတာပေါ့ဟိုကျွန်တော်ဟိုတခါ line လွှင့်နေတာတွေ့တယ်ဦးကျော်သူရှိကိုကျွန်တော်တို့ကားတွေနဲ့တွားတယ်တဲ့ဦးကျော်သူအိမ်ရှိရောက်ပါတယ်တဲ့ဦးကျော်သူကိုမတွေးလို့ကျွန်တော်တို့ပြန်လာခဲ့ရတယ်တဲ့အဲ့တော့ကျွန်တော်လည်းဝမ်းသာပါတယ်ကျော်သူကိုမတွေးတော့တာကံကောင်းပေါ့ဘယ်လိုကျွန်တော်ဖေးပြီးနော်ဆိုတော့ကျွန်တော်ဝမ်းသာပါတယ်အမှန်မှန်တော့ဟုတ်ပါလေမဟုတ်ပါဘူးကျွန်တော်လမ်းထဲကိုလာလို့မရပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်နမူနာပြောပြမယ်ကျွန်တော်လမ်းထိပ်မှာနော်ခွေးတွေလည်းရှိတယ်နော်အဲ့ကောင်ကထောင်14နှစ်ကြာလူ2ယောက်တက်ပြီးတော့ထောင်လဲခုလက်ထိတဲ့တောင်းကျမ်းပါတယ်နော်လူစိမ်းဆိုဝင်မခံပါဘူးအရက်ရှိအရက်ပလင်းနဲ့ထားရိုက်နေတဲ့ကောင်ပါအဲ့ဒါကျွန်တော်တို့လုံခြုံရေးအားကောင်းပါတယ်ကားနဲ့လာဖို့မပြောပါလူတယောက်ချင်းတော့မရပါဘူးကားနဲ့ဝင်ထွက်လို့ဖို့လည်းမရပါဘူးအနေရကြီးပါတယ်အဲ့ဒါအဆောင်လျှောက်ပေါ့နော်ခုတည်းကြိုပြောထားတာပါကိုတီးတောင်းရပါရောက်ပြီနော်ကျေးဇူးတင်ပါတယ်ကဲကိုတီးရပါမုန်းနဲ့စသူတောင်းရပါတယ်ကျေးဇူးထူးတင်ပါတယ်ကဲသမီးကျေးဇူးလည်းထူးတင်တယ်ဦးကိုလည်းနားခွင့်ပြုလိုက်တော့သမီးလေးရဲ့နော်ဦးလေးထွက်လာတော့သမီးကတယောက်ပဲစသူဖိတ်ခေါ်ရမှာပေါ့မလေးဟိုမှာမမိုးလို့ရှိတယ်ပြောစရာကြီးโอเคကျေးဇူးထူးတင်ပါတယ်သမီးရေနော်အားလည်းအားနာတယ်နော်သမီးနဲ့တူနော်အကုန်လုံးအချိန်ပြည့်မထိုင်ပေးနိုင်တဲ့အတွက်ကြောင့်လည်းပဲတောင်းပန်ပါတယ်အဲ့ဒါတော့ညာတိုင်းတောင်းပန်နေမယ်သမီးရေပါပြီโอเคဒါကြောင့်မနော်သမီးလေးနော်မမိုးကြီးကျေးဇူးထူးတင်ပါတယ်မကြီးဟုတ်ကဲ့600ကဲအလုံး100ဟိုခုနတော့အလုံး100ကိုစောလာဆိုတာ6လုံးအမနဲ့စတူပါတယ်ပြီးတော့ကိုတီးက9လုံးပေါ့နော်ကိုတီးရဲ့ငွေက6လုံးမပြည့်ဘူးနော်ကိုတီးက9လုံးကိုစောလာဆိုတာ6လုံး14လုံးကိုအလုံး100နှုတ်မယ်နော်အလူစင်ရမမုန်းနဲ့ဘလောက်စပြီးတော့ပါဝင်ရဆက်ပြီးတော့ပါဝင်ရမယ်ဆိုတာအလုံး100ပြဖို့14လုံးကို100နှုတ်မယ်ကဲ86လုံးပဲနားတော့နော်ဦးကျော်သူရေဦးကျော်သူနားလိုက်ပြီးမမိုးရေကျေးဇူးတင်ပါတယ်မရေကဲပြီးတော့ရေနောက်ထပ်86လုံးကမုန်းနဲ့စတူပါဝင်ပါโอเคနော်ကိုတီ9လုံးကိုဒီမှာခုံ6ကိုခုံတိ990လုံးပဲလူတော့တယ်990လုံးပဲလူတော့တယ်နော်ကဲမမိုးနဲ့စတူ86လုံးဆက်ပြီးတော့ပါဝင်ပေးကြပါစေ86လုံးကြည်အတောက်နော်1000ဆိုရင်55တောက်အေး55ဘတ်ပြောတာမှာတယ်1000ဆိုရင်55ဘတ်အလုံး100မရှိတော့ဘူးပြီးတော့86လုံးပဲမမိုးနဲ့စတူပါပြပါโอเคနော်6လုံးထည့်လို့စင်မမိုးနဲ့6လုံးထည့်မယ်80အလုံး80ထည့်လို့စင်မမိုးနဲ့အလုံး80ထည့်မယ်114ရောက်မင်္ဂလာပါ1 dot ပြပေးကြပါနော်ပြီးတော့နော်ဒီ86လုံးရလို့ရှိရင်ဒီမှာခုံကိုတိ86လုံးဆိုရင်ပြစ်ပြီးဆိုရင်အေးဟုတ်တယ်အလုံး900ကျော်ပဲကျွန်တော်ပဲဘာလို့စတူလေးမှမစီမှာအမွာမေးနေတယ်ခဏလေးမိုးကိုစောလာစောကိုလုံးဆက်စီအဲ့ဒါဟုတ်ပြီ9လုံးအေး10လုံးလေခဏလောက်10လုံးကို96နှုတ်မယ်96အမှုစတူနှုတ်ဖို့မေးတယ်အနောက်30အေး46 94646လုံးဟုတ်တယ်ကဲမမိုးနဲ့ဘသူစတူပါမလဲအမြန်နည်းနဲ့လုပ်ပေးကြပါအောင်ရှင်နေဆောင်အတွက်အရေးကြီးလို့ပါနော်ပြီးတော့မိုးပြောနော်တပတ်အတွင်းထဲမှာနေဆောင်မမိုးစီမှာတစ်ခွက်မှမရဘူးဒီတလုံးမှမရဘူးနော်
မမိုးနေပြီးတော့ကမ်ပိုင်းမမိုးအချိန်9ရက်ပေးရတယ်3ရက်က9ရက်ဖြစ်သွားတယ်ရခိုင်ပြည်နယ်ကမ်ပိန်း1ရက်ကနေ2ရက်ဖြစ်သွားတယ်9ရက်အတွင်းမှာအနည်းဆုံးကြည်တောင်းမှမရဘူးစင်နော်သူတို့စောင့်နေတယ်လက်ကောင်ပဲ data ရဲ့အချစ်ဆုံးတည်တာတဲ့ငါးလုံးဆိုရင်ဘယ်လောက်ကြမလဲတဲ့185ဘတ်ပါကိုနော်185ဘတ်စတူအကိုဘက်ကငါးလုံးထည့်မယ်ဆိုမှမငါးလုံးထည့်မယ်10လုံးရမယ်အညာက PDF တွေအတွက်နော်အကိုထည့်မယ်ဆိုရင်မိုးသားရဆက်သွယ်မယ်နော်အကောက်တူထိမှာကြောက်လို့ဝင်းအေးမင်္ဂလာပါကဲပြီးတော့ရေ60နဲ့အလုံး100ပြဖို့60နဲ့စစ်လုံးပဲဆက်ပါဝင်ပေးကြပါအောင်ရှင်နားဒီမယ်အတန်သွင်းလို့မရသေးဘူးမမိုးစာပို့ထားတယ်ပြီးတော့ငါချင်းဒီကငါချင်းအားလို့မရဘူးဖြစ်နေ page လာမသိကဲ data ရက်တီတာမမိုးဒီမှာစာရေးမယ်နော်မိုးစာရေးမယ် message ကြည့်ပေးပါကြည်တဆိုရင်55ဘမမိုးနဲ့စတူပါမယ်ဆိုရင်2တောက်ရမယ်110ပေါ့နော်2တောက်ရမယ်ကိုတရားပဲထည့်လို့စင်55မမိုးလဲ55ထည့်မယ်အလူစင်110ထည့်လို့စင်မမိုးလဲ110ထည့်မယ်အဲ့ဒီ110ဆိုရင်ဘယ်လောက်လဲနှလုံးပါ2တောက်ရမယ်ကြည်2တောက်ရမယ်နော်2တောက်ထည့်လို့စင်မမိုးလဲ2တောက်ထည့်မယ်message ကြည့်ပေးပါโอเคမမိုးစာရေးပြလိုက်ပြီ185ဘတ်လား no 900နဲ့မောက်ပြောရမှာတဲ့185ဘတ်မော်လေး185ဘတ်အော်မမိုးကလိုင်းလွန်းတဲ့အကောင့်ထဲမှာသွားမလို့ဆက်သွယ်တယ်မမိုးလိုင်းလွန်းတဲ့အကောင့်မှာ message ပို့ထားပေးတယ်မောင်လေးအဲ့ဒါမမိုးပုံနဲ့နှိပ်ပြီးတော့ message မှာတခါတည်းဆက်သွယ်လာလို့ရတယ်ကိုက page နဲ့သွားပြီးဆက်သွယ်တယ်ဟောအဲ့ဒါဆိုရင်အားလို့မရတယ်မောင်လေးနိုင်တော့ထည့်လို့ရတယ်ပြဿနာမရှိဘူး55ဘတ်ပဲနိုင်လို့ရှိရင်55ဘတ်ထက်100ပဲနိုင်လို့ရှိရင်100ထက်185နိုင်လို့ရှိရင်185ထက်ပေါ့နော်ဒါပေမဲ့9လုံးတိတိထည့်မယ်ဆိုရင်9လုံးတိတိထည့်မယ်ဆိုရင်နော်စတူပါမယ်နော်စကောလုံးနော်9လုံးတိတိထည့်မယ်ဆိုတော့185ဘတ်မောင်လေးအမမို့သူငယ်ချင်းအားလိုက်ပြီမိုးခိုင်မှာအကောင့်နော် Facebook ကတော့ follow 1000k နော်တေချာကြည့်ပါမတေချာလို့ရှိရင်ဖုန်းဆက်ပါနော်အလည်းမခိုင်ရအောင်မောင်လေးရေးမမို့ဘယ်နှပတ်ပို့ထားပေးမယ်နော် data နော်ဘယ်နှပတ်ပို့ပေးလိုက်ပြီမောင်လေးရေးထိုင်ဖာနေပန်တိ65နှစ်ကို93တိတလေးထိုင်ဖာနေပန်နော်လွယ်ပြီးလို့ရှိရင်ဖြတ်ပိုင်ပို့လာပေးပါနော် data အချစ်ဆုံးတည်တာနော်โอเคနော်အေးက900စသူနော်ရတော့လူခေါင်းပဲမမို့ခုချက်ချင်းစရင်သွင်းမယ်โอเคနော်အေး900ဆိုရင်မမို့လဲ900 1000ပြည့်သွားပြီ14မအေးနော်အေးရေမဲမကုန်သေးဘူးနော်မဲအဆောင်100ကျော်ကြံသေးတယ်မဲတစ်ဆောင်900နော်ရေပေါက်လို့စင်ဆွေငါမူသားယူလိုက်မပေါက်လို့စင်ပြန်လူပေါ့အဲ့ဒီငွေကအခုလိုအနေနဲ့ငုတ်ကြီးထဲမှာထည့်လို့ရတယ်နော်မမိုးရဲ့မဲကအဆောင်150တစ်ဆောင်ကြံသေးတယ်တစ်ဆောင်900ပေါက်လို့စင်ဆွေငါမူသားယူမပေါက်လို့စင်တော့ပြန်လူပေါ့တော်တော်ရေးအတွက်အဲ့ဒါပဲအခုနော်ဧကမမိုးနဲ့900စတူပါတော့1000နော်900 9လုံးရမယ်မမိုး9လုံးငါတွဲတာနဲ့ခက်အမြည်ရေးလိုက်စမ်းပြန်ပို့ထားတယ်နော်ဟုတ်လားโอเคမမိုးချစ်ပေးမယ်ဟုတ်ကဲ့ဘယ်မှာလဲမပေါ်လာသေးဘူးကောင်အေးဒတာရေးဘယ်မှာလဲပြန်ပို့ထားတာအကောက်တူထိမယ်နော်တတိထားနော်နှကောက်စလုံးအောင်မောင်လေးမမို့မဆက်သွယ်လာသေးဘူးအရင်ဖုံးဆက်ပါ
ဖုန်းနံပါတ်အဘန်နံပါတ်165 295 134ထိုင်ပါနေပဲမဟုတ်လို့စင်မပိုးနဲ့နော်အကောင့်တူထိမယ်နော်ဒါဤစင်မိုးအကောင့်ထဲမှာမိုးတင်ထောက်ထားပါတယ်တွေ့လားမသိဘူးဒီဘန်နံပါတ်နဲ့ပဲပို့ပါဘန်နံပါတ်တေချာကြည့်ပါညတော့လည်းအလူစင်တရားမြန်မာငွေ2သိန်းကျော်အလင်ခံရတယ်မမိုးပြောတဲ့ဘန်နံပါတ်မပို့ပဲနဲ့လူလင်တော့ဘန်နံပါတ်တော့ပို့တယ်နော်အဲ့ဒါတတိထားပါနော်အခုနော်အေးကအမူနဲ့6လုံးပါတယ်နော်ခါတော့6လုံး5လုံး6လုံးကိုဆက်စီနဲ့5လုံးဆိုရင်23လုံး23လုံးကိုအလုံး100နောက်89လုံး89လုံးမမုန်းနဲ့စတူပါဝေးပေးပါပိတ်ဆန်လားဖြတ်ပိုင်ပို့လာပေးပါနော် data ရဲ့အချစ်ဆုံးတည်တာနော်မမိုးဖြတ်ပိုင်မတွေ့သေးဘူးမောင်လေး messenger ပဲမလေးမောင်လေးပို့လာဖြတ်ပိုင်ပို့လာပေးပါနော်ဖြတ်ပိုင်ပို့လာပေးပါဒီမှာနော်မိုးက Facebook Messenger နဲ့တော့ဆက်သွယ်ထားတယ် Page Messenger နဲ့လည်းဆက်သွယ်ထားတယ်အော်ဒီမှာတွေ့ပြီအေးဒီမှာအေးမောင်လေးရေမနေ့ဖန်မိမကိုပြောပြီးတယ်ကျွန်တော်ဗန်နံโอเคရတယ်ဗန်နံပါတ်ပို့ထားပေးမယ်မနေ့ဖန်ဆိုတော့မိုးစင်းသွင်းမယ်နော်မောင်လေးအမဗန်နံပါတ်ပို့ထားလိုက်ပြီနော်မနေ့ဖန်ဆိုရင်မောင်လေးလွယ်ပြီးဆိုရင်မနေ့ဖန်ဗန်နံပါတ်လွယ်ပြီးဆိုရင်မောင်တော့ဖြတ်ပိုင်ပို့လာပေးပါနော်โอเคနော်အေး900မိုး900ဆိုရင်ဆက်စီကို46နှောင်းမယ်ဆိုရင်အလူစင်ဆက်ပါဝင်ပေးရမှာ89ဒါနော်အေးပါပြီနော်ဒီဘက်မှာပြန်တော့မမွားစတူဒီဘက်မှာစတူတဲ့46အနောက်ဆက်စီအဲ့ဆို900နဲ့60စီလုံး900နဲ့60စီလုံးမမိုအတန်ပို့ထားပြီးမောင်လေးကြည့်လိုက်နော်မမိုအတန်ပို့ထားပြီး page ထဲမှာတွေ့ပြီဒီမှာနော်မောင်လေးစာပို့လာပေးလိုက်မမိုတွေ့ပြီနော်မှာကျင်းနော်မနေ့ဖန်ဆိုရင်လွယ်ပြီးဆိုရင်ဖြတ်ပိုင်ပို့လာပေးပါကဲမမိုနဲ့89လုံးပြီးတော့ရေโอเค89လုံးစတူထပါဝင်ပေးကြပါဆက်ပါဝင်ပေးကြပါ89လုံးမမိုပြတဲ့အလုံး100မမိုနဲ့စတူပါဝင်ပါအလုံး100နဲ့စတူပါဝင်ပါအခုစတူပါဝင်တဲ့သူကကိုစောလာဆိုတာမမိုနဲ့6လုံးစတူပါဝင်တယ်ပြီးတော့ကိုတီးက5လုံးပေါ့နော်မမိုနဲ့စတူပါဝင်တယ်မအေကမမိုနဲ့6လုံးစတူပါနေနော်အလုံး20ကျော်ပေါ့3ယောက်ကအလုံး20ကျော်ရပြီအဲကြောင့်89လုံးကိုစောလာစောနောက်အေကိုတီး3ယောက်က23လုံးရပြီအဲကြောင့်မမိုရဲ့ငယ်သူအလုံး100က89လုံးကျန်သေးတယ်နော်89လုံးကျန်သေးတယ်89လုံးပြည်သူတွေ1ထက်လုတ်ကောင်ပြီဆိုရင်အလုံး100ရမယ်မမိုဘက်ကအလုံး100ဆိုင်ပြည်သူတွေဘက်ကအလုံး100ဆိုင်ပေါ့အခုဝိုင်းတော့ထပ်ပေးတဲ့သူကတော့3ယောက်စီပေါ့နော်အဲ့ဒီအလုံး100ထဲမှာကိုစောလာစောရဲ့ကိုတီးရဲ့နော်အေးရဲ့3ယောက်ကျန်တဲ့လူတွေထွက်လာပေးပါစေမမိုပြောမယ်နော်မမိုရဲ့အလူစင်တွေမလေးစားကလူတွေနည်းနည်းတတိထားရမယ်နော်လူလိမ်များတယ်မမိုအကလုံးပြောတာမဟုတ်နော်မလေးစားကလူတွေကမမိုလိုက်နေတဲ့အချိန်မှာထဲ့မယ်ပြောပြီးတော့မမိုရဲ့အတန်လာပြီးတော့ယူတယ်နော်မနေ့ကပို့ပေးမယ်ပြောတဲ့အကောင့်တိုင်းမှာတကောင်မှပြန်မလာဘူးနော်မလေးစားမှာပြောတဲ့လူတွေအများကြီး10ယောက်ဆိုရင်1ယောက်ပဲပြန်လာတယ်နော်အဲကြောင့်မိုးဆက်မိုးလဲအဲ့ဒီမလေးစားကောင်းနဲ့လဲသူငယ်ချင်းဖြစ်တယ် block လိုက်ပါအမစာပို့ထားတယ် messenger မှာအဲ့ဒီကောင်လူလိမ်မမို block လိုက်ပြီနော်မနေ့ကပို့ပေးမယ်ပြီးတော့3ရက်4ရက်စီပြီးမှပြန်တော့ကြည့်တော့မမိုရဲ့အတန်အများကြီးပဲသူယူထားတယ်နော်သူကတော့သူကိုတိုင်ကြတော့စာပဲရေးတယ်နော်မမိုအတန်မမိုပြန်တော့နားထောင်တာအိုးနော်မမိုစောင့်နေတာတစ်ချက်မှပြန်မလာဘူးအဲ့ဒါလူလိမ်နေတတိထားပါနော်မမိုပြောချင်တာမမိုရဲ့လက်စင်အလူစင်ကိုမမိုရဲ့လူရင်းနေတော့တတိထားပါနော်လူအစ်စ်တွေဆိုရင်ကိုနဲ့သူငယ်ချင်းအားလုံးစင်တော့လည်းမခံနဲ့နော်ကိုစောက်ကြည့်ရမယ်နော်အတုလားအစစ်လားမမိုရဲ့လက်စင်လူစင်ဆိုရင်လက်တိုင်ထဲမယ်ဆိုတာကိုသိတယ်လက်စင်လူစင်ချင်းဆိုရင်လက်ခံလိုက်ပါသူငယ်ချင်းကြည့်လိုက်လူအစ်စ်ဆိုရင်ကိုသူငယ်ချင်းလားအားလုံးစင်လက်မခံနဲ့ဘာကြောင့်ဆိုတော့ကိုကသူတို့လက်ခံအောင်မမိုရဲ့အလူစင်လိုမျိုးသူတို့လာပြီးဟန်ဆောင်မယ်လူပေးမယ်လို့သူပြောမယ်လူပေးမယ်ပြောလိုက်ပြီးတော့မမိုရဲ့အလူစင်အစ်စ်မဟုတ်ဘဲနဲ့ပေါ့နော်ကိုတော့လက်ခံမိလိုက်လို့စင်တတိထားအန်ရကြီးတယ်ကိုအကောင့်ဝင်လိုက်လို့စင်ဘယ်သူပဲပါကိုဘာတွေတင်တယ်သူတို့အကလုံးတွေ့တာမမိုရဲ့လက်စင်လူစင်ဟောင်းနေနော်ပြောထားပြီနော်လူအစ်စ်ကမမိုကိုလူမဲဒါမဲ့လူအစ်စ်ဖြစ်တယ်ဆိုရင်အလူစင်လို့ထင်ပြီးတော့ကိုတော့တော့ငယ်ချင်းနေမမိုစီမာလာလူထားတာကိုအဲ့ဒါလက်မခံမိစေနဲ့ပြောထားပြီနော်
မှာမေစုကနိုင်အိတ်ကင်သိတယ်နိုင်အိတ်ကင်မေစုသိတယ်မေစုကလက်စင်လူစီမလေးနိုင်အိတ်ကင်နဲ့လက်စင်လက်ခံလို့ရတယ်အချင်းချင်းသူချင်းပြေးလို့ရတယ်လူအစ်စ်ဆိုရင်လောဝလက်မခံမိစေနဲ့မမိုးခဏတော့ block လိုက်ကောင်ပြီ block လိုက်တာ3ကောက်တော့မလေးစားအကမမိုးကိုဘယ်နှပါလာတောင်းနေတာမမိုးရဲ့အတန်လာယူတယ်3ကောက်4ကောက်စီတယ်ပြီးတော့တရားမှပြန်မပို့လာဘူးမမိုး block လိုက်ကောင်ပြီအဲ့ဒီကောင်တွေကမထားဘူးကဲပြီးတော့ရေ89လုံးရသည်အော်မလွန်စာလောနောက်မို့တဲ့စိတ်မကောင်းဘူးတဲ့မလွန်စာလောကျွန်တော်လည်းဘုနဲ့လောဆိုရသည်အော်မလွန်စာလောอ่ะကျွန်တော်နာတီးမို့နေကျွန်တော်မလီစာလောอ่ะနိုင်ငံပြည်သားဖို့အလူစင်တွေဖြစ်ကြပါခင်ဗျာတဲ့အနော်ရဖို့နော်ရဖို့ကဲ89လုံးစတူပါဝင်ပေးကြပါစေ89လုံးတစ်လုံးဆိုရင်55ဘတ်လူလည်းအများကြီးတဲ့ကျွန်တော်လည်းလာလိမ့်တယ်နောက်မို့ပုံနေဟုတ်တယ်အဲကြောင့် blog ပေးကြပါနော်မမို့ပုံအလူစင်တွေ Facebook ခံတဲ့လူကတတိထားပေးကြပါနော်တစ်စက်ခံလူရဲ့အတန်ကိုသူများပို့လာလို့စင်များနဲ့ပါမယ်တွေ့ဘူးတဲ့ဟုတ်ရိုးကိုယ့်ရဲ့သူငယ်ချင်းကိုနဲ့စကားပြောလို့စင်မလေးစားဘုကကြောင့်မလေးစားနော်โอเคဘုကကြောင့်ကရင်တွေဆိုရင်မမို့အလိမ်မခံရဘူးတဲ့မလေးစားကကရင်တွေအများအပြည့်ပြောပြီးလို့စင်တကယ်ပြန်လာလူတာပါနော်ပမာမလေးစားတချို့မှာကြတော့ပြန်လာလူတယ်တချို့မှာကြတော့လောကပြန်မလာလူဘူးအဲ့ဒီမလေးစားကလူတွေလည်းပမာမဟုတ်နော်မမို့လိန်တဲ့သူကတိုင်းရင်သားအတန်တွေပါတယ်နော်ပမာပြောတာမဟုတ်ဘူးကရင်ပြောတာမဟုတ်ဘူးတိုင်းရင်သားပြောတာမဟုတ်ဘူးတချို့မလေးစားကလူကကရင်ပမာတိုင်းရင်သားပါမှာပေါ့နော်10ယောက်ဆိုရင်တယောက်2ယောက်ပဲတိစ္ဆာရှိတယ်ပြောပြီးတော့တကယ်ပြန်လာလူတယ်2ယောက်ပဲ10ယောက်ကတော့အကောင်လုံးလူလန်ဖြစ်တယ်အဲ့တော့မို့တကယ်ပြောတာမနော်မို့တကယ်ထိတယ်ဘာလို့လဲမို့ပတ်စံဆိုင်ရတယ်သူတို့ကအဲ့ဒီတရားတော့တညတော့မို့စီမာတော့ခွန်မိတယ်မမိုးနဲ့စတူကဲပါတယ်အခုမမိုးဖိတ်ခေါ်တဲ့စတူကဲမလေးစားငွေ1000နီးပါပဲ400ကျော်1000နီးပါပဲသူမမိုးနဲ့ပါတယ်သူပြောတယ်မနေ့ဖက်ဆိုရင်ပို့လာပေးမယ်တဲ့ဘငွေဆိုရင်9000ကျော်ဘာမမိုးစီရင်သွင်းလိုက်တာမမိုးစောက်တယ်မနေ့ဖက်မမိုးဖုံးဆက်တယ်သူမကန်ဘူးနောက်တနေ့သူမကန်နောက်တနေ့သူမကန်အော်လူလည်းလို့ကိုတီးလိုက်ရတယ်နောက်ဆိုရင်မလေးစားဆိုရင်မော်နေကြားရတာပေါ့နော်ဒါပေမဲ့မမိုးရဲ့အလူစင်မလေးစားကလူအများအပြည့်ကရင်တွေများတယ်တိုင်းရင်သားတော့တိတ်တော့မရှိဘူးမလေးစားကဆိုရင်တချို့ကရင်အကိုတွေကအဖွဲနဲ့စီးတယ်တချို့မှဆိုရင်တကူတော်စီးတယ်တချို့မှဆိုရင်ကရင်ဦးလေးစီးတယ်အဲ့ဒါမလေးစားကလူစင်ပေါ့နော်ပမာလဲစီးတယ်တယောက်နဲ့ရတစ္ဆာစီးတဲ့လက်စင်လူစင်ကိုပြောတာပါနော်ဒါပေမဲ့တချို့လူတေးရတော့တိုင်းရင်သားလဲစီးတယ်ကရင်လဲစီးတယ်မမိုးလိမ့်တာကရင်ပဲပြောတာမဟုတ်ဘူးပမာပဲပြောတာမဟုတ်ဘူးလူလည်းပြောတာပါနော်အဲ့ဒါအထင်မမနဲ့ဘွားကြောင့်နော်ဟိုတခါတော့ကြားပြကန်တော့မျက်နှာပါပြတယ်ဒီတို့ရေမျက်ခုံမွေးမဲလေးပေါ့နော်မူလူမျိုးအတန်ကမူရဲ့အတန်ပေါ့သူကစကားပြောတာမသိဘူးလေမမိုးဘယ်လိုမျိုးလိမ့်လဲတိလားမမိုးကိုဘယ်နှဘ55ဘငရုတ်တီလားဟုတ်တယ်တလုံး55ဘဝယ်တတောက်ဆိုရင်55ဘကြည်တတောက်နော်55ဘအလူခံတယ်အဲ့လိုမျိုး10တောက်ဆိုရင်950ဟိုတခါတော့ကြားပြကန်ဒီတို့ရေမမိုးကိုဖြတ်ပိုင်အတူပို့လာပြတယ်ဘငွေ3000မမိုးခင်မီကြီးဘန်နာမည်နဲ့နော်ဘငွေ3000သူပို့လာတယ်သူပြောတယ်အမရေးတဲ့ကျွန်တော်ကတဲ့ဒီအကောင်ကိုတဲ့ပို့ခိုင်းတာနောက်မိုးစီမှာ1000ပဲတဲ့2000ကတော့ကျွန်တော်အမေစီမှာပို့ခိုင်းတာသူကမမိုးရဲ့ဘန်ထဲမှာအကောင်လုံး3000ပို့လိုက်တယ်တဲ့ကန်ကောင်းလို့မမိုးရဲ့စရင်မပေါ့နော်ဘန်တခင်မေးတယ်အမရေးဒီအလူစင်ရတဲ့သူပို့တာ3000ကသူများပို့တာမားတယ်တဲ့အမေရိကန်စင်မိုးစီမှာသူလူစင်တာ1000ပဲတဲ့သူ့ကို2000ပြန်တော့ပို့ရမယ်မိုးကသူ့ကိုဘန်နံပါတ်တွေတောင်းလိုက်ပြီမခင်မေကြီးနော်ဘန်တခင်ကသူပြန်စစ်ပေးတယ်သူအထင်ခါကြည့်တယ်နော်အဲ့ဒီ3000ကအဲ့ဒီကောင်ပို့လာပြဖြတ်ပိုင်ဘတ်3000သူပို့တာအချိန်ခါနဲ့ဖြတ်ပိုင်ထဲမှာ3000နော်မမိုးစီမှာရောက်လာတာတပတ်ပဲအေးအဲ့ဒါကြားဖြတ်ကိုင်းတွေ့လားမမိုးတို့စီမှာတပတ်ပဲပို့လာတယ်ဒါပေမဲ့မမိုးစီမှာ2000ပြန်ရအောင်သူတို့လိမ့်မယ်နားလဲလားမမိုးသာတေချာမစစ်စေလို့စီရင်စေးမလည်းတေချာမစစ်စေဘူးဖြတ်ပိုင်ကိုပဲကြည့်ပြီးတော့ယုံပြီးတော့ပို့လိုက်လို့စင်တော့သွားပြီအဲ့ဒါအဲ့ဒါကိုမမိုးကပြောတယ်ဒီပတ်စံပြန်လို့ရှင်တယ်ဟုတ်အဲ့ဆိုရင်မျက်နှာပြားလို့ပေးမှာပေါ့မမိုးစကားချိုကြီးနဲ့ပြောတယ်မမိုးဗီဒီယိုကိုခေါ်တယ်သူရဲ့မျက်နှာအကောင်လုံးမြင်ရတယ်အကောင်လုံးဗီဒီယိုတွေအကောင်လုံးရိုက်ထားတယ်အိုးမိုးကောင်လေးဗီဒီယိုမိုးကောင်လေးမမိုးပြောတယ်နင်းကိုဘယ်သူပို့ပေးလဲပို့လာပေးပါအဲ့ဒီကောင်ကနင်းကိုပို့ပေးတဲ့3000ကလေသူပို့လာပေးတာဘယ်သူ Facebook မှာလည်းပောက်ကရ Facebook ပို့လာပေးတဲ့အဲ့ဒီနော်ကမမိုးပြောတယ်ဒီမှာဖြစ်တော့ငါလိမ့်တာလေကျွန်တော်မမိုးမလိမ့်ရဘူးလေမျက်နှာလေးအရန်တင်ငိမ့်တာကျွန်တော်မမိုးမလိမ့်ရဘူးတဲ့ကျွန်တော်သူ့ကိုတကယ်ပို့ခိုင်းတာတဲ့လောကသူ
သူ့ရဲ့မျက်နှာလုံးဝအကွက်မပြက်ဘူးနော်အေးတော်တင်းနေတာကြားဖြတ်ကနေနေတာလေကျွန်တော်မလရဘူးကျွန်တော်တကယ်ပြောတာမမို့ကျွန်တော်အမေတကယ်စီတယ်မသိဘူးလေဘာဖြစ်လို့ သူမမို့ကိုတကြပဲပို့တာလေဘယ်လိုမျိုးဖြတ်ပန်း3000ပေါ်လာလဲကျေစားသူရဲ့မျက်နှာလေးကကင်ထက်နေတာအဲ့ဒီမေးလို့ကမမို့လိုက်ပေါ်မှာလဲပြတယ်ပြန်တော့တင်တယ်အဲ့ဒီခွေမသာဒါပေမဲ့သူတို့ကကြားဖြတ်ကန်ဆိုတော့ကိုစားလို့မရဘူးเนาะစီမယ်ဆိုရင်ဒီမောင်ချစ်သူရဲ့နေရာမှာပေါ့ဆွေကောက်ကိုအဲ့ဒီတိုက်ထဲမှာပဲเนาะသူများသူတို့ကိုခြောက်ထားပြီးတော့လိန်ခိုင်းတာပေါ့အဲ့လိုမျိုးပုံစံကြားဖြတ်ကန်ဆိုတာနီးလန်းမျိုးစုံနဲ့လာတယ်เนาะအဲ့ဒါတတိထားရမယ်သေချာကြည့်ရမယ်ငွေပူငဆွဲကိုထားလိုက်အဲ့ဒီငဆွဲကငဆဲလို့ဝပြီးအကုန်ငွေပူပြန်တော့ဆဲပါစီတော့အဲ့ဒီတောင်ပိုင်းတိုင်းအကောင်တွေမမိုးဆဲလို့ဝပြီနော်ဘယ်လိုမျိုးဆဲကိုဆဲရတော့မသိဘူးနော်မြို့လည်းတိန်လို့မရကမ်ပိန်းတွေစောက်ကြည့်လောက်တယ်လေမမိုးတို့နှမျောတယ်တကယ်တိုက်တဲ့အညာကိုပို့ပေးစီရှင်တာအညာကပီတဲ့တွေကစစ်ခွေးတွေရန်သူတွေအာနာစင်ကိုတကယ်မြစ်ဖြတ်တာနော်မမိုးတို့ကတကယ်လို့မြောက်ချင်တယ်လေမိုးမင်းတဲ့မင်္ဂလာပါစီဒီကစာပို့ပေးတယ်နော်ဟုတ်ကဲ့ပါကိုမင်းကြည့်ပေးမယ်နော်ခဏလေး他这也来论，那这哪录不来呢？不要，哎，所以录进来这个的。他这也没到了，帮那把老李了呢。OK。去没几包了。喂，帮那把老李了噻。เซลงสาแค่ไม่งานในงานเสียบ้าเขาเดกูเขาเดเซลงสางานในงานเสียบ้าบ้าแต่นะบ้าเขาเดที่เช่างานนี่กูงานต้องติดต้องเลยไทยพันนี่แบ่งเขาเดกูเยดีมาเนาะกูมูมีอ่ะเซลงโพเทรู้สิมามูเลยเซลงที่มาบ่เนาะต่อไป呀掏东呀掏东呀掏OK အကိုရေးဒီညလွဲလာလို့ရှိရင်အလုံး20ရမယ်စတူကိန်းစီလို့ကိုနော်အကို10လုံးထည့်လို့ရှိရင်မိုးလဲ10လုံးထည့်မယ်စတူကိန်းစီလို့ပါကဲ89လုံးမမိုးနဲ့ဘသူစတူပါမလဲ89လုံးကြားဖြတ်ကန်တွေရဲ့လိန်နေရလေပြီးတော့ပေါင်းများစွာပဲအမျိုးပဲတမျိုးပဲမကောက်တော့ပေါင်းများစွာသူတို့ရဲ့လိန်နေရအမျိုးစီတယ်ဖျားကြီးအစတော့စစ်တင်ဒီတမျိုးပဲဘယ်ဟုတ်မလဲအမျိုးပဲသူများအတန်နဲ့ယူပြီးတော့လိန်လိုက်ပစ္စံတွေခိုးလိုက်လင်းတွေချလိုက်ပစ္စံတွေခိုးလိုက်မမိုးပုံနဲ့သုံးကြောလိုက်ပြီးတော့လူခံလိုက်ပစ္စံတွေရလိုက်တွေ့လားပြီးတော့မမိုးတို့ထောက်ဖို့ဆိုရင်ဥမာမမိုးတို့ကမ်ပိန်းကြီးလုပ်တဲ့အချိန်မှာအရန်ကြီးလို့ဆိုတော့ဖြတ်ပိုင်းတွေအများပြလာတဲ့အချိန်မှာအလူစင်တွေအများပြလာတဲ့အချိန်မှာမမိုးစစ်တင်မမိုးလည်းထိရင်ထိမှာပါအဲ့ဒီ2022ထဲမှာဆိုအလူစင်အရန်များတယ်တချို့မှာဆိုရင်9000လူပြီးတော့3000ပြန်တန်းတော့လည်းစီးတယ်အဲ့ဒီချိန်မှာလည်းစစ်စေလို့မအားဘူးပြန်ပေးတယ်တစ်ခါဒါမဲ့ကရင်ပဲနော်မမိုးစစ်တင်ငါလည်းမခဲပါစီနဲ့လို့ဘာလို့ဆိုတော့အဲ့ဒီချိန်မှာကြားဖြတ်ကန်ကြဒီမျိုးလိန်နေဆိုတာကိုတခါမသိဘူးလေအဲ့ဒီကောင်ပို့လာပြီးတော့ဖြတ်ပန်းအတူရလာမှငါပြန်ပြီးတော့စဉ်းစားတဲ့ပဲရှိအရင်တော့ကိုထိဘူးလားကိုလည်းမသိဘူးပေါ့နော်နောက်ပြီးတော့လည်းကောင်မလေးတယောက်သူပို့လာပြီးတာ1000ကတော့နေရင်းနဲ့ဗာလဲ3000မှသူပြန်တောင်းတယ်သူကတခြားနေရာပို့ပေးရှင်လို့ဘာညာတလကနဲ့သူတို့တွေကလိန်နေအများကြီးပဲဒါပေမဲ့တစ်ခါပဲအဲ့လိုမျိုးလူကမိုးနှစ်ခါတွေ့ဘူးတယ်အရင်တော့နောက်ကြတော့တယောက်စီတယ်မမိုးရဲ့အလူစင်ရဲ့ဖြတ်ပိုင်းကိုသူတို့ဘယ်မှာသွားရလဲမသိဘူးအလူစင်ရဲ့ဖြတ်ပိုင်းနော်နေရက်လအချိန်ခါတိကြပဲအလူစင်ရဲ့ဖြတ်ပိုင်းကိုယူပြီးတော့မမိုးကိုပို့လာပေးတယ်အဲ့ဒီပို့မမိုးရဲ့လူစင်ကသူတို့ရဲ့အကောင့်မှာပြန်တင်တာလားမသိဘူးအဲ့တော့မမိုးစီမှာပို့လိုက်ပြီးတော့တစ်ဖွဲ့စာတော့သူ့ရဲ့အဖွဲ့သားတွေတွေ့အောင်ပေါ့နော်အဲ့ဒီကြားဖြတ်ကန်အဲ့ဒီဖြတ်ပိုင်းသွားရတယ်သွားရတော့မမိုးရေးတဲ့ဒီနေ့ဒီချိန်ဒီခါတဲ့ကျွန်တော်ကမမိုးကိုစစ်ထောင်မှပို့တာတဲ့အမှန်တကယ်ဆိုကျွန်တော်ကတဲ့နောက်မိုးစီမှာတဲ့တဝက်ပဲပို့ချင်တာတဲ့ကျန်တဲ့တဝက်ကမြေပြင်ကကျွန်တော်ရဲ့ PDF ညီလေးကိုကျွန်တော်ပြန်တော့ပို့ချင်တယ်တဲ့မမိုးကနေ
နော်အဲ့ဒီဘတ်ငွေစစ်ထောင်ကို4000လောက်ကျွန်တော်ညီလေးစီမှာပြန်ခွဲပေးလို့ရလားတဲ့မမိုးကအဲ့ဒီဘတ်ငွေစစ်ထောင်ဖြတ်ပန်းကိုသူပို့လာပေးတာလေမမိုးတွေးဖူးတယ်ဒီဖြတ်ပန်းကိုသူပို့လာပေးတယ်ငါပြန်စဉ်းစားတယ်အော်အဲ့ဒီချိန်မှာဦးလေးမဟုတ်မခံအဖွဲ့လားဘသူအဖွဲ့လည်းမသိအဖွဲ့တစ်ဖွဲ့အော်ကိုမျိုးတို့အဖွဲ့လားမသိဘူးမမိုးကအဲ့ဒီဖြတ်ပန်းကိုပြန်ကြည့်တယ်အဲ့ဒီတရက်2ရက်တွင်မမိုးရဲ့အဖွဲ့သားအလူစင်ပေါ့နော်မမိုးပြန်ကြည့်လိုက်တဲ့အချိန်မှာမမိုးရဲ့အလူစင်ရဲ့အဖွဲ့ဖြတ်ပန်းကိုမမိုးပြန်တော့ကြည့်လိုက်တဲ့အချိန်မှာတရွက်ထဲပဲအချိန်ခါတူပဲဘယ်မခင်နာမယ်တဲ့တူပဲဒါပေမဲ့လူရောက်မှာကအဲ့ဒီဖြတ်ပန်းရောက်လာတဲ့အချိန်မှာမမိုးတဆင့်ပြန်လာလိမ့်မယ်နားလဲလားမမိုးကိုတဲ့တဝက်ပဲပေးမှာတဲ့ကျန်တဲ့တဝက်ကသူ့ရဲ့ညီလေးဖို့တဲ့မမိုးလဲလူလဲလို့သိလိုက်တဲ့နောက်ပိုင်းမှာโอเคမမိုးပြောတယ်နေ့ရဲ့ညီလေး PDF ကောက်ပို့လာခဲ့မမိုးပတ်စံပို့မယ်သူပို့လာတယ်နော်သူ့ရဲ့ညီလေးရဲ့အကောက်လဲ PDF အကောက်ဖြစ်တယ်အကောက်တူနော်အောင်မလေးသူငယ်ချင်းထောင်နဲ့စီးတယ်ပြီးတော့ရေမမိုးလဲဖုံးဆက်တယ်နော်မမိုးဖုံးဆက်တယ်နော်သူ့ရဲ့ညီလေး PDF အကောက်ဖုံးမကန်ဘူးသူကိုနိုင်တယ်မမိုးဖုံးဆက်တယ်ဖုံးမကန်ဘူးနှစ်ယောက်စလုံးဖုံးကန်လို့မရဘူးဟဲ့မမိုးပြောတယ်你都ငွေ4000ယူခြင်းနဲ့ဟောငါပြန်ပေးမယ်လေ你都ဖုံးကန်မငါပြန်ပေးမယ်你都အတန်ပို့မဟုတ်လို့စင်လဲဖုံးကန်လို့မရမမို့အင်တာနက်မကောက်ဘူးလေမပို့လေဒီမှာကျွန်တော်ရမောင်လေးခရီးဗလဲစစ်တတ်ရတော့မယ်တဲ့ तू မအားရဘူး तू နေတဲ့နေရာလဲဗလဲ तू နေတဲ့နေရာလဲအင်တာနက်မရှိဘူးတဲ့အင်တာနက်မရှိဘူးမီးစိမ့်နေတယ်လေမမပြောတယ်ကန်လေနောက်ဆုံးတော့သူတို့မမညီလို့မရမမဆဲထဲလိုက်တာမမဖုံးဆက်လိုက်တာအခါ100လောက်ကြည့်ရဆဲထဲလိုက်တာပစမမွေးအတန်မျိုးနားထောင်နေနော်အရင်တင်နေတာနော်ကြားဖြတ်ကန်နေရတွေ့လား PDF နဲ့ဟန်ဆောင်လိုက်မောင်နှမနဲ့ဟန်ဆောင်လိုက်အဲကြောင့်ကိုရဖြတ်ပိုင်းလေးကိုလေကိုကလူပြီးပြီးဆိုရင်လေလိုက်ပြီးတော့ line ပေါ်မှာမတင်နဲ့အဲ့ဒီဖြတ်ပိုင်းတွေရပြီးတော့လူလိန်နဲ့အဲ့ဒီဖြတ်ပိုင်းတွေပြန်တော့အတုံးချခဏနံပါတ်ကိုဖြတ်ခဏနံပါတ်အသိပြန်တော့ထက်အဲ့ဒါနော်ပြောထားမယ်နော်ဘယ်လိုလဲညီမလေးဘာပို့လာတာလဲအဲ့တော့ဖြတ်ပန်းနေလေကိုကအခုရဲမေးတို့ဒီတောင်ပိုင်းတိုင်းမှာမေးလို့ရဲမေးနော်ဘယ်နှပါတွေချထားတယ်လူပေးပါပကက်တလုံးဘလောက်လဲဘက်အိတ်တလုံးကြောဘောအိတ် PDF ကြောဘောအိတ်တလုံးဘလောက်လဲတီသူတွေကအများအပြားအဲ့ဒီ comment ထဲမှာဖြတ်ပန်း900ပါရှိတယ်1000ပါရှိတယ်နော်ဖြတ်ပန်းနော်ဖြတ်ပန်းအများကြီးပဲအဲ့ဒီဖြတ်ပန်းတွေကကြားဖြတ်ကန်ပြန်တော့အတုံးချတယ်ပြီလားဟယ်လိုဟုတ်ကဲ့ရတယ်ဘာပြောလဲအကောင့်တူညီမလေးကိုတော့ဆက်သွယ်တာလားအကောင့်တူကညီမလေးကိုတော့ဆက်သွယ်တာစီလားအကောင့်စီပဲဘောဒီမှာပွင့်မယ်မမိုးပဲလေလိုက်လို့နေတယ်ဒီမှာအကောင့်တူဒီမှာကြားလို့ဟုတ်โอเคဘိုင်ဟိုခုနကတော့မြန်မာငွေ1000ပါလူပေးတဲ့အမဘူးဘတ်ငွေ1000ပါလူပေးတဲ့ညီမလေးသူကောက်တူတီမှာကြောက်လို့သူများကိုမယုံနဲ့ထိရောက်မှုလိုတာညီမဟုတ်တယ်ကဲအဲ့ဒါကိုလေမမိုးတို့ကလေမမိုးတို့ဒီကြားဖြတ်ကန်တယ်ဘယ်လိုမျိုးဖြတ်ပန်းတွေဘာတွေသူတို့ထောက်လို့ရတယ်လေဖြတ်ပန်းတွေ तू ကတခြားနေရာမှာသူတို့စားတာအဲ့ဒီဖြတ်ပန်းတွေကဟုတ်ကဲ့ကိုရေးကြည့်ပြလိုက်မယ်အဲ့ဒီဖြတ်ပန်းတွေကအခု line ပေါ်မှာဖြတ်ပန်းတွေလိုက်ကြိုက်ပြီးတော့တင်နေတဲ့သူရဲ့ဖြတ်ပန်းသူတို့ယူတာပြီးတော့ကိုစီမှာပြန်လာပြီးတော့ပတ်စံတောင်းတယ်ဘာညာတလကပေါ့โอเคအကိုရေး950ရောက်ပြီကျေးဇူးရတင်ပါတယ်အကို950ထဲတော့ဒီညစသူကစီတော့ညီမလေးလည်း950ထဲမယ်နော်စုစုပေါင်း1100ရပြီဒီရဲ့ဒီအလုံး20ပို့ရပြီโอเคကိုမူမင်း950ဒီဘက်မှာအလုံး20เนาะအလုံး20နောက်လိုက်မယ်60လုံးကို20နောက်လိုက်လို့ဆိုရင်40စီ940လုံးပဲလိုပါတော့တဲ့အရေးပေါ်လုံး1000ကျော်ကဒီဘက်ကကြတော့ဟိုခုနက89လုံးမှာ10လုံးဆိုရင်69လုံးကမူနဲ့စတူဆက်ပါဝင်ပေးကြပါ69လုံးနော်ဟိုခုနကတော့မပြောထားတာ89လုံးလိုတယ်မမူနဲ့စတူပါတာနော်60စီးရဘေကနေလာပြီလားခဏလေးနော်အကောင်လုံးပြန်ပေါင်းလိုက်တော့ဟောတရာ9လုံး
မိုးဟယ်လီနာက9လုံးအမေတာမိုက်10လုံးအန်ဒီကတော့တမီနဲ့စတူတဖွဲ့စာနော်ပါလိုက်ပြီနော်အဲ့ဒါမှမိုးကတော့စီးမသွင်းတော့ဘူးနော်မမိုးပြောတာတော့ခဏလေးနော်ခဏလေးအေးမဟုတ်ဘူးလေဘယ်မှာစားရမလဲဝါမဟုတ်တရားစားတော့ခဏလေးဘယ်မှာလဲဦးကျော်သူမထွက်ခင်မှာ90နဲ့ခုမဲလောက်လိုက်မယ်90နဲ့ခုအနောက်10စင်းမဆောင်60နဲ့ခုလုံးလိုက်နေတဲ့သူကတဲ့တက်ကိုစီတာတော့မို့တဲ့ဖူရေနော်ကြားဖြတ်ကိုင်းဆိုတာဘာလဲလူလိမ်လူညာလို့ခေါ်တာပါနော်လူလိမ်လူညာလူကုတ်ကူအခုမော်ချီသူတို့လောက်တဲ့ကုမ္ပဏီပေါ့နော်ကြားဖြတ်ကိုင်းမဲတလုံးပို့ပေးပါညီမတဲ့မဲတဆောင်လာတာကြောမဲတဆောင်ယူမလားအဲ့လိုမျိုးလားအခုတာကြောရောက်ခွေတာကြောခန့်စင်နာလို့တရားမတောင်းကြလိဟောဒီမှာအော်တာကြောกูจะมาโอเคกูมาเลยโอเคแม่ละใบต่อเจ้าเนาะโอเคโอเคโอเคตาจ้อยโอเคแม่ละใบเนาะสักเขาแล้วเนาะมาตัวยังพ่อน่ะเนาะเย่พอเจ้าขอโอ้ตาจ้อมันแกพ่อไปชอบโอเคตาจ้อรอยนะรอยนะหัวอีบัดว่าน่ะบาดแล้วเจ้าโอเคมาตัวนั่นเนาะเย่พอแกแม่ก็จะတော့မမိုးစတူမထက်ပေးဘူးနော်မမိုးရိုးရိုးငေးဒီပိုကိုလောင်မိုးထက်ပေးလိုက်မယ်မဲဒါကြောင့်ကတော့မဲတဆောင်ယူမယ်ဆိုတော့သူ့မိမနာမည်နဲ့ဘယ်မှမိုးထက်ပေးရမယ်ဝေကြောရေမဲတဆောင်တော့ရမတောက်လဲနမမိန်တော့နော်လဲနကောင်းမိန်တော့နော်โอเค900โอเคအဲ့နော်ကိုလုံးအဲ့ဆို39 939โอเคอ๋อจิตุမဟုတ်ဘူးထွီးတလိုက်ရှောင်းဟုတ်တယ်จ้าตาจ้าစကောလာจ้าစကောอันนั้น我叫到了讲没了啥搞了喂他叫个没得上Thank you ကျေးဇူးတင်ပါတယ်ကိုကြီး Okay မဲတဆောင်ဒီညမဲတဆောင်ပဲထွက်တယ်အောင်โอเคဒါကြောင့်ရေးကြဒါစကောကြောစကောကဲ60နဲ့စစ်လုံးဝမနဲ့စတူဆက်ပါဝင်ပေးကြပါစင်ဒီတို့60နဲ့9လုံးလား60နဲ့စစ်လုံးလား60နဲ့9လုံးနော်မဲလာဝဲတဲ့ငွေကြတော့900ဘတ်ဆိုတော့9လုံးမိုးရတာပေါ့နော်မမို့ဖိတ်ခေါ်တဲ့စတူငရုတ်တည်းရတော့မမို့အဲ့ဒါတော့တက်ပဲ60နဲ့9လုံးထည့်လို့စင်မမို့လဲ60နဲ့9လုံးထည့်မယ်အဲ့ဆိုရင်စတူကတော့ပြီးသွားပြီကျန်တဲ့ငွေတွေအားလုံးကတော့ကျန်တဲ့ငွေတွေအားလုံးကတော့ရိုးပဲလာတော့ထည့်ကြတော့စတူမရှိတော့ဘူးမမို့ရစတူငွေကတော့60နဲ့9လုံးဖို့ပဲကျန်တော့တယ်ပေါင်းလိုက်ဒီဝယ်စုတောင်းဝယ်ရဝယ်အပေါင်းတော့မနေကြည့်တဲ့မတော်လာပလဲရနေတယ်လာတယ်မရဲဖောင်ပဲနော်โอเค60နဲ့9လုံးစတူပါဝင်ပေးကြပါ90နဲ့1ယောက်တလုံးဆိုရင်55ဘတ်ကြည်တောက်ဆိုရင်55ဘတ်60နဲ့9တောင်းမမို့လဲစတူပါဝင်ပေးကြပါ60နဲ့9တောက်တစ်ခါတည်းပဲထည့်ပဲဆိုရင်မမို့လဲ60နဲ့9တောက်စာတစ်ခါတည်းထည့်လိုက်မယ်
နော်မမို့အရေးပေါ်လိုအပ်နေတာအလုံး1000နဲ့ဒီနေ့အလုံးဒီနေ့တော့တနေ့ကောင်တော့အလုံး1000နဲ့454လုံးကအခုဆိုရင်939လုံးပဲလိုတော့တယ်โอเค69လုံးကိုမမနဲ့စပ်ပြပါလို့စင်တော့အလုံး600ကျော်ပဲကျန်တော့မယ်ဒီအလုံး600ကျော်တော့ဒီညမှာပြလို့စင်မနေ့ဖန်ရတော့ပြအောင်လုပ်ရမယ်မင်္ဂလာပါအော်ဆုံးမဆိုင်69လုံး69လုံးမမနဲ့စပ်ပြပါပေးကြပါ10လုံးထဲလို့စင်မလဲ10လုံးထဲမယ်အဲ့ဒီခွေးမသားသူ့အမေကဖာတယ်မသားစစ်စစ်ဖြစ်လို့သူကဖာတယ်မသားစစ်ဖြစ်လို့စစ်ကိုနိုင်လေအဲ့ဒီခွေးသားတေခါနီအဖိုးကြီးတွားချိုးပြီးညနာစပတ်ညနာလိုမျိုးပဲခွေးမသားစိတ်ချမ်းသာအောင်တင်ပါစီဝဲတွားတော့ကယူမဆိုင်နဲ့တွားသူနဲ့တော့အချိန်မကုန်နဲ့မိုးဖင်ကြတော့မှအညမခံဘူးမေလူကမိုးရပုံမျိုးမျိုးသူတင်တယ်စောက်ကိုကယူမဆိုင်တာသူရဲ့ NSC စီးပွားရေးသမားမအားလာနဲ့ဖင်လို့ပဲကန်နေတဲ့အဖိုးကြီးမိုးဆဲလို့လေအဲ့ဒီခွေးမသားခံမနိုင်ဘူးကဲအယောက်80မင်္ဂလာပါ69ဒီအောင်မဘူးဒီမှာ60ခွန်ဟိုမှာ69ရ60နဲ့9လုံးကဘာငွေဘယ်လောက်လဲ3000ကျော်လားအမြောက်55 3685ပဲကဲ3685မအားလာဒလန်လေဒီကောင်ကမူတူစီဖိုးရဲ့ခွေးအစ်စ်လေခင်ညွတ်ခွေးလည်းဖြစ်တယ်လေဒီအဖိုးကြီးကတေခါနေပြီအကောင်မောတော့ဘူးတေခါနေအဖိုးကြီးဖြစ်တယ်သူအားလို့စရင်လေအရက်တပလင်းနဲ့ကွန်ပျူတာတစ်လုံးနဲ့အကောက်ပေါင်းများစွာဖွင့်ပြီးတော့တော်နိုင်ရေးလုပ်နေတဲ့လူတွေကိုလိုက်ပြီးတော့တိုက်ခိုက်တယ်အမှန်တရားထွက်ပြောတဲ့လူကိုသူကပုံနေယူပြီးတော့ပြန်တော့တင်အကောက်သူ့ပေါင်းများစွာဒီဖိုးကြီးကပမာဘက်ကဒီစစ်တာဘက်ကဆိုရင်တော့ကတော့နော်မပြောရမှာတယ်နော်ဒီစစ်ခွေဘက်ကဆိုရင်ဟန်ငယ်ဦးလို့များခေါ်တယ်သူဘက်ကကျတော့စစ်ကိုနိုင်မွာတော့သူ့ကိုစစ်ခွေးနိုင်ပဲခေါ်တယ်ဒီမေလို့ဟုတ်တယ်မဲလုံးနဲ့တူတယ်လေဟုတ်တယ်လေအဲ့ဒီဖိုးကြီးရဲ့မျက်နှာမဲလုံးနဲ့တူတယ်လေအဲ့ဒီဖိုးကြီးရဲ့မျက်နှာဝဝိုင်းလေးမဲတူလေးပပဝကြီးဝတူဝတတုတ်အဲ့လိုမျိုးသူရဲ့မျက်နှာအကိုသွားပြီးတော့မဖတ်နဲ့အလကားအချိန်ကုန်တယ်စစ်ကိုနိုင်တို့ကြော်စွာတို့ကခွေးတောင်းစားမအေလို့တွေကြော်စွာဆိုတဲ့ကောင်ကဘောဆောက်လာတာစစ်နေကိုနေစီပြီးကြော်စွာနဲ့စစ်ကိုနိုင်ကမိုးစိတ်ချင်းတကောက်သေးပဲနော်စစ်ကိုနိုင်ဆိုရင်မူရစ်စစ်နိုင်လည်းပါတယ်စစ်ကိုနိုင်ပါလဲနိုင်ကိုနိုင်သူရဲ့အကောင့်နာမည်အများကြီးပဲပြီးတော့ကရင်နာမည်နဲ့စောနဲ့လည်းပါတယ်အမေစုပုံနဲ့သူတင်လိုက်နော်ပြီးတော့ဒီအကောင့်လည်းသူရဲ့အကောင့်ပဲကြည့်ဒါပုံနဲ့သူတင်ထားတာဒီနေ့မှမိုးပြန်တော့တင်တာလေကရင်ပြည်သူလူထုတွေပေါ့နော်ကောက်ကလေးမျိုးကမအားလာရွေးကောက်ပွဲလောက်တာကိုပြည်သူလူထုတွေဆန္ဒပြတယ်ကွာအလိုမရှိဘူးလေခွေးမသားကဘယ်လိုမျိုးပောက်ကရပြန်တော့တင်လဲဆိုတော့ဆန္ဒပြတဲ့ပြည်သူကရင်လူမျိုးတွေရဲ့ပုံကိုယူပြီးတော့သူကောင်းစင်တက်တယ်နော်ကော်တူးလေလူလာရေရပြီးတဲ့ပျော်ရွှင်နေတော့ကော်တူးလေပြည်သူများတဲ့ခွေးမသားတေခါနေဘိုးကြီးကစစ်ခွေးနိုင်သူပြန်တင်တယ်မဟုတ်သူတခါမှမဆဲဘူးနော် तू ကကိုကဖင်ကြအညမခံဘူးလေဘောမဆိုတော့မအားလာခွေးဆိုတော့ကိုကစောက်ရင်မဆက်ရင်မလဲဘူးဒါမဲ့ကရင်ဘူးမသိပါမသိတဲ့တိုင်းရင်းသားတွေကြတော့ဒီကရင်လူမျိုးကိုပြန်တော့ဆဲတာဒီဘက်ကမအားလာကိုအလိုမရှိလို့နော်မအားလာကိုအလိုမရှိလို့ဆန္ဒပြတာဒီခွေးမသားရေးတဲ့စာကြောင့်တိုင်းရင်းသားတွေကဒီကရင်လူမျိုးတွေကိုဒီပြည်တော်စုစိတ်ဓာတ်ရှိတဲ့ကရင်လူမျိုးတွေကိုဟိုတစ်ဖက်ပိုက်အစွန်ရောက်နေတာများခွေးလို့သူများပြန်တော့အထင်မှားတယ်လေအဲကြောင့်မှမွာစကလင်းတော့ရိုက်ပြီးတော့ပြန်တော့တင်ပေးလိုက်တယ်ခွေးမသားမသူရကောက်စောဖီရဖိုးလာမသိဘူးဒီခွေးမသားနော်အဲ့ဒါကိုဘက်ကလူလို့မထင်လိုက်နဲ့ဒါစစ်ခွေးဘက်ကလူနော်
तू ကရုပ်မာတဲ့ကရင်ကောင်းဆောင် तू ထောက်ခံတယ်စစ်ခွေ तू ထောက်ခံတယ်အမေစုပုံကို तू ပတ်စုပတ်ဆက်နဲ့တင်ပြီးတော့ကောင်းတတ်တယ်ခွေးမသားနော်ဒီခွေးကမအလာနဲ့ဖင်လို့ပခံတဲ့ကရင်လက်နဲ့ကန်ကောင်းဆောင်ကို तू လည်းဘက်ကာကွယ်ပေးတယ်လေပြီးတော့သူ့ကောက်သူ့ပေါင်းများစွာစစ်ခွေးနဲ့အကောင်လုံး तू ငယ်ချင်းဖြစ်တာကဲတော်ပြီပြီးတော့ရေနော်ဒီခွေးကြောင်ပြောလို့ရှိရင်လည်းစီသွားအောင်မယ်လူမခံတော့ဘူး60ခုနှလုံးစတူပါဝင်ပေးစားပါအောင်စင်ဘတ်ငွေ3000ကျော်ပဲဒေါ်လာ100ကျော်ပဲကဲဘသူထားပြီးတော့ပိတ်ပေးလိုက်မလဲဒီစတူက60နဲ့ခုနှလုံးကြည်အတောက်60နဲ့ခုနှတောက်1000ဆို55ဘတ်10တောက်ဆိုရင်တော့6ရောက်ထွက်လာရမယ်10တောက်ထောက်ပံ့ပေးမယ်အလူစင်6ရောက်လောက်စီလား10တောက်ဆိုရင်950ထွက်လာခဲ့မမိုးလဲ950ထည့်မယ်အလုံး20 10တောက်6ရောက်ထွက်လာပေးပါအဲ့ဒီ9တောက်အစုံကဘယ်သူတောင်းယူမလဲ385ဘတ်9တောက်တော့385ဘတ်ဘန်ငွေအလုံးစုပေါင်း3685ဘတ်ပဲဘယ်သူမှမနဲ့စတူပါမလဲ69ရောက်အတောက်60နဲ့9တောက်မမိုးနဲ့စတူပါပြီမမိုးဖိတ်ခေါ်တာအတောက်100ပေါ့နော်အဲ့ဒီအတောက်100ထဲမှာပါဝင်လိုက်တဲ့အလူစင်ကဘယ်သူပါလဲဆိုတော့မိုးမီမအေးကိုတီကိုစောလာစောပြီးတော့တမညာဖူးကျော်ပြီးတော့မေတင်းကြီးပြီးတော့အန်ဒီဘက်ကကျတော့တက်နော်မိုးနဲ့စတူနဲ့ဖွဲ့ဆဆအကြီးကြီးပဲနော်အန်ဒီနဲ့မမိုးအလုံး300နော်စတူပြီးတော့အမေတာမိုက်မဟယ်လီနာမဟုတ်တာမမိုးကလုံးပေါင်းလိုက်မယ်နော်ကဲမိုးထွက်လာပြီနော်10တောက်မမိုးလဲ10တောက်နော်9နဲ့50โอเคအဲ့ဆိုရင်50နဲ့9တောက်ပဲကျန်မှာတော့တယ်စင်ကျော်စွာတို့ကောင်ကားတဲ့ဟိုး2016လောက်ကတည်းကစစ်လော်ဘီမအေလို့တင်တဲ့ပုံကရင်မလဲကောက်ကလေးပုံလေးကိုနဲ့ကျွန်တော်တို့နဲ့ကကရကျွန်တော်ပုံကားတဲ့ကရင်ကလေးပုံနဲ့ကျွန်တော်နဲ့ညီလာတာတဲ့16 second လောက်တကယ်စစ်ဘောစုံမအေလို့ကပြီးတော့နောက်မိုးတဲ့စတူပါဝင်ခြင်းနဲ့တဲ့ဒါပေမဲ့နောက်မိုးပေးတဲ့ဘန်ထုံးနံပါတ်တောင်းဆိုတဲ့ကျွန်တော်ဘက်ကဟုတ်ကဲ့ပါဖူးရေဘန်နံပါတ်တော့တနပို့ထားပေးတဲ့ဘန်နံပါတ်ပဲနော်တော့မညာဖူးကြော်နော်တနပို့ပေးတဲ့ဘန်နံပါတ်နဲ့ပဲနော်โอเคခဏလေးနော်တော့မညာဖူးကြော်ကိုနောက်တစ်ချက်တနမိုးဘန်နံပါတ်နောက်တစ်ချက်ပြန်ပို့ပေးမယ်တွေ့လားမသိဘူးတနပို့ပေးတာနှာခေါင်းရလိုက်တာကွယ်ဒီမှာတမညာပူကြော်ရေဘောနဲ့ဘာနော်အလောင်းဒီလောက်ဆိုင်ယိုဖူးရောဘောနဲ့ဘာအလောင်းဒီလောက်နော်165နှစ်953 134တိုက်ဖာနေပေါင်းခုခုနကတော့ဘယ်နှပါတခုတည်းပဲနော်နောက်တစ်ချက်ပြန်ပို့လိုက်တယ်ဒီဘယ်နှပါနဲ့ပဲဖူးနော်ဒီဘယ်နှပါနဲ့ပဲနိုင်အေကေနမ်မီထပ်ပေးပါတဲ့ဒါကြောင့်လဲနောက်တစ်ချက်ပါမယ်အဲ့လိုမျိုးလားနောက်တစ်ရွက်ပါမယ်အဲ့လိုမျိုးလားဒီစားလုံးနော်ခုခုနကတော့မဲတဆောင်ဒါကြောင့်အပေးတယ်โอเคဒါကြောင့်အတန်ထပ်ပို့တယ်ဒါကြောင့်လည်းกี่ออนไลน์လေးနမ်မီထပ်ပေးပါနော်နမပါနော်စားလေနမပါနော်ဟောတော့ဘယ်နော်ရပတ်သွင်းစီနော်တီတော့သူရဖတ်ရလူနော်တီကြောရေးโอเคအခုလောလောဆယ်တော့နန်းအိမ်ကိရင်နော်နန်းအိမ်ကိရင်10လုံးမမိုး30အလုံး20ကို39နော်မယ်900နဲ့39ကိုအလုံး20ရပြီဆိုတော့900နဲ့19လုံးပဲကျန်ပါတော့တယ်နော်လိုပါတော့တယ်နော်โอเคဒီဘက်ကကြတော့
60နဲ့ခွန်ဆိုရင်30နောက်မယ်အဲ့ဆိုရင်50နဲ့ခွန်နှလုံးပဲ50နဲ့ခွန်နှလုံးပဲအော်โอเคမဲလဘိနော်ရသွဲစင်ဝါလေတမတကြောပတ်လေစတူလို့ချိမွေโอเคစကောလာရမသွဲနော်ရေဖောင်းရကြည့်ဝဲဟောစုပေါင်းလနာနော်တကြောကဲအောင်လန်လမရကြည့်ဟောဝဲဟောโอเคโอเคစကောလာဝဲမမွေရကိုကရင်ကနောက်ထ950မမွနဲ့စတူ10လုံးပါမယ်တဲ့โอเคအဲ့ဆိုရင်50နဲ့9လောက်ခု40နဲ့9လုံးပဲကျွန်တော်မယ်နော်ဒီဘက်ကဆိုရင်အလုံး20နော်19လုံး20ဆိုရင်နော်ခွန်တစ်ကိုအလုံး20နောက်မယ်ခွန်တစ်ကိုအနောက်အလုံး20မင်း699 699ဒီဘက်ကနောက်ခုနက59 50ခွန်အခုဆိုရင်နောက်ထပ်10ရော40ခွန်40နဲ့9လုံးโอเคပြီ40ခွန်ကဲ40နဲ့9လုံးပဲ40နဲ့9လုံးပဲနောက်ထပ်4ရောက်5ရောက်9လုံးစတူထပ်ပေးမယ်လူစီလို့စရင်385ဘပဲပြီးတော့385ဘပါပေးမယ်လူစီလားအဲ့ဒါတော့သက်တရား950ကတော့ထွက်လာရမှာတော့4ရောက်အဲ့ဒါစတူပြရပြီအဲ့ကောင်သွားပြီစတူကโอเคสกอตาปาดูมาจ้าสกอโอเคทำมันยากปุ๊บจ้าโอเคทำมันยากปุ๊บจ้าอ๋อเว้ยปุ๊บน่ะอัตตาบ้านน้องมันมากาซะเดียนตาน้องอัตตาบ้านน่ะมันลิซาบ้องเหรอဘွားကြောင့်တနမတော့ဖနာလဲမလေးစားပေါင်းနေကြရကတော့နတော့လေတန်ပေါင်းနေရကတော့လထုံပါပဲနော်ဝဲဘူးနော်တော့လဲမလေးစားပေါင်းဘူးတော့လဲမလေးစားပေါင်းနော်那到的我到的偏半不好，反正也不落了你的呀，也不夸张了个。啊，我到不上了呀，啊，我到不下来，啊，我到那人给了么呀呢？路给了么皮的了，朋友嘛不会的。到我那那里去没几帮了，那没做同意。不上那谈个大的，帮了我把到来没离啥帮嘛同没呢？没了，地下老喂，你老喂，哈，就在那你老喂，是可了。OK。40နဲ့9လုံးဘယ်သူမှမနဲ့ပါမလဲ40နဲ့9လုံး40နဲ့9လုံးဘန်းငွေဆိုရင်2000ကျော်ပဲထင်တယ်40နဲ့9လုံးအမြောက်55 2585ဘတ်ပဲပတ်စံစီးတဲ့လူတွေဆိုမှမနဲ့တစ်ခါတည်းထည့်လိုက်အဲ့ဒါစတူကတော့ကုန်သွားပြီကျန်တဲ့အလုံး600ကျော်တော့မူယူနဲ့ပြန်တော့လူခံရတာပေါ့နော်စတူမရှိတော့ဘူးဒါပေမဲ့ဒီချိန်ဒီခါမှာကျတော့10လုံးထည့်လို့စင်အလုံး20ရမယ်အလုံး20ထည့်လို့စင်အလုံး40ရမယ်အလုံး30ထည့်လို့စင်အလုံး60ရမယ်အလုံး40ထည့်လို့စင်အလုံး80ရမယ်အလုံး40နဲ့9လုံးထည့်လို့စင်အလုံး90ကျော်ရမယ်ဟုတ်ကဲ့ပါပေးတဲ့ဆုနဲ့ပြည့်စုံပါစီစဉ်ကဲပြီးတော့ရေနောက်ထပ်4ရောက်နိုင်အိတ်ကရင်ထွက်လာပြီနော်10လုံးနော်ပြီးတော့မမိုးရဲ့အကိုကရင်10လုံးနော်တန်တဲ့4ရောက်5ရောက်ဘယ်သူထွက်လာမလဲကြည့်တဲ့သူ80နဲ့2ရောက်အခုမှမို့လူခံတဲ့အလုံး1000ကျော်ကအရေးပေါ်လို့ပါပြီနော်တပတ်အတွင်းထဲမှာဒီအကူညီအရန်လိုအားတဲ့ PDF တွေတစ်ဖွဲ့မှမရသေးဘူးနော်အဲကြောင့်ဒီ1000ကျော်ဒီညတာပြည့်လို့စင်တော့ကောင်းတာပေါ့မနေ့ဖန်ဆိုပို့ပြီးလို့ရတယ်ဒါပေမဲ့မပြည့်လို့စင်မနေ့ဖန်နေ့လေပိုင်းဆိုတော့မို့ပြည့်အောင်ဒီ channel တဲ့600ကျော်လား900ကျော်လားမို့ရအောင်ပြန်တော့စာပေးရမှာပေါ့အဲ့လိုမျိုးအဲ့ဒါဆိုတော့ပြီးတော့မကွေးတိုင်းမှာတိုက်ပွဲတွေကြီးကြီးကျယ်ဖြစ်တယ်အဲကြောင့်မကွေးတိုင်းကမ်ပိန်းကအလုံး2400လူသေးတယ်အဲကြောင့်ဒီအရေးပေါ်1000ကျော်ကိုပြည့်လို့စင်မကွေးတိုင်းအတွက်မပြည့်တဲ့1000ကမှပြောတော့လုတ်ပေးမယ်တရက်နေ့ရဲ့အတွင်းလိုမျိုး
ဝေးပူပတဲ့အစင်ပြေလားပူအစင်ပြေလားနော်ဝဲကကြရပါတာရ propose ဖို့တဲ့ဒါစမစကောင်းပဲနော်ဝဲတာတော့အင်းကဒါဒီဘူးစကောဘာကုနော်ရဝဲ has propose ဖို့တဲ့အတီဒါဆက်လကန်တော့နလော်ဒီနီနဆောင်းမတီနေနလော်ဒီကထန်လော်နလမီအွန်လိုင်းပမှုမီအွန်လိုင်းမာကထန်တော့နလတူတူကထန်ချူဟာမြဟာလော်ဒီလေဘာဟောမီနော်အတီထွန်းနာအေးကကြဒီအောင်နော်မာကလို့ကဲပြီးတော့ရေ49လုံးမမနဲ့စတူပါပေးကြပါကြည့်တဲ့သူကလေအရောက်90နီးပါပဲတစ်လုံးဆိုရင်55ပါပဲပြီးတော့တစ်လုံး55ပါအလူပြည်သူတွေတွက်ကြည့်နော်ကြည်တတောက်နော်ခွေးစစ်ခွေးတွေဘက်ကပြည်သူကိုတနေ့ဆိုရင်အရောက်အရာနဲ့တတယ်နော်ဘုံကျဲတတယ်မီစုတတယ်ပဒိတ်ကျတဖြတ်တယ်ဖန်စီတယ်စစ်တန်းထဲမှာပို့တယ်တေတွင်းထဲမှာပို့တယ်နေ့တိုင်းပဲကိုပြည်သူတွေတေဖို့မအေလို့တွေကစူးစမ်းနေတယ်ကိုပြည်သူတွေဘက်ကလည်းဒီခွေးတွေတေဖို့အတွက်ကြည်တတောက်ဆိုရင်55ပါကိုလူပေးလို့မနိုင်ဘူးလားလက်နဲ့ကံပြီးစစ်တပ်တဲ့ PDF တောင်မှတနေ့အသက်နဲ့ရင်းပြီးတော့ကျန်သူကိုတိုက်နေရတာပွဲတပွဲဆိုရင် PDF အနည်းဆုံးကြက်ဆုံးတာနော်30ကျော်ဒါပေမဲ့ရန်သူဘက်ကအရာနီးပါးသေးတာပေါ့နော်မြို့တလုံးရဖို့အဲကြောင့်ဒီပွဲကပြီးတော့ငါတို့ထိုင်ကြည့်လို့လည်းမရဘူးငါတို့ထိုင်ကြည့်လို့ဆိုရင်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးတေသွားတဲ့လူတွေလည်းအများကြီးစီးပြီးအနည်း80ကျော်လဲစစ်ပြေဆောင်တဲ့မြန်မာပြည်သူသားတိုင်းရင်းသားကရင်လူမျိုးတွေအများအပြားလဲနိုင်ငံခြားမှာဆိုရင်1000တောင်းတန်းနဲ့စီးတယ်ဘာကြောင့်လဲဒီအာနာစင်ကြောင့်ပါအကြောင်းတိုက်ပြီးအသက်တွေပေးစားရပြီးအချိန်လဲ6နှစ်စီပြီဆိုတော့ဝိုင်းပြီးတော့ပြစ်ပေးကြပါတိုက်ပေးကြပါလို့ပြောချင်ပါတယ်နော်ဝက်လူအထိုင်ဖာနေလေထိုင်ဖာနေဘောနာပါလေဖုန်နာပါရဘူးโอเคအမမဲတနော်တဖက်နဲ့ထိုင်ဖာနေဖုန်နာပါနော်โอเคနော်နော်ပကွာကြောဖုန်နာပါနော်အဖောက်ကူနော်တနော်ဒုဖက်နဲ့တပတ်ဒါနော်တဲ့ဦးနော်အဖောက်လာနော်အဘောနာပါရဘူးနော်ကီမီဂျီ SCB ပဲနော်Okay, yes, it is alright more than okay. ဟုတ်ကဲ့မင်္ဂလာပါအနော်ရဖို့ဘူးကြောက်ဖို့ဟာလူမျိုးတဲ့ရပါကုနော်ဒီဝလူမျိုးဆွဲအော်ရဲတဲ့ဝါတာလော့ပတိတဲ့လော့စစားကီကြောင်းစစားကီကြောင်းသုံးပူတာတဲ့လာမနော်အတိသုံးတာဒီဘာသာပူတာမောပယောဘာစလေပယောနော်လောဝဟနေအော်နေဘာစလေပယောနော်ရောက်မလောက်ကလာအတိသုံးပဲနော်ဒီသုံးပဲနော်မာဝေရဘူးအခါချက်ရောက်မနော်မဲပယောမလေးမွေအာနာစင်တဲ့အဖလောအော်ပယောအော်တိုင်းရင်းသားကလေးအော်ကွာဒီလောက်မွေဟာအဲ့ဒါသူတို့တွေကဒီကင်ရဖိုးကြီးတွေတေခါနေဖိုးကြီးတွေကကြီးလာတဲ့လူငယ်တွေအထင်မြင်မအောင်ပေါ့နော်သူတို့တွေကလိုက်ပြီးသွေးကွဲတာဟုတ်ငယ်ကလေးကနော်စစ်တပ်ကလူတွေတချို့မှဆိုရင်လည်းစစ်တပ်ကမွေးလာတဲ့လူတချို့မှလည်းစစ်တပ်တွေကအယုံသွင်းတာအဲ့လိုမျိုးပေါ့နော်စောက်တော်လဲတွေဖြစ်နေတယ်အခုလည်းဒီကင်ရင်လူငယ်တွေလည်းတချို့မှဆိုရင်ဒီလိုပဲတချို့မှဆိုရင်ဒီလိုပဲနော်ကရင်အဖိုးကြီးတွေဆိုရင်ပမာကိုမောင်းရမယ်ဘာညာသူတို့တွေကမဟုတ်မှန်တဲ့ဟာတွေသူတို့လိုက်တော့လုံနေအမှန်တကယ်ဆိုရင်ရောက်မှနေတာအာနာစင်အာနာယူလူရောက်မှဒီပေါ့နော်အဲ့လိုမျိုးသူတို့တွေကလူမျိုးနဲ့ချီကပြီးတော့သူတို့ကသွေးကွဲတာအဲ့လိုမျိုးလူမျိုးနဲ့ချီကပြီးတော့သွေးကွဲလို့ဆိုရင်လူမျိုးချင်းမတက်ကြလို့ဆိုရင်အာနာစင်အသက်စီတာပဲအာနာစင်လှုပ်ရှင်မျိုးလှုပ်မှာပဲလေလူမျိုးချင်းကအာနာစင်ကိုစတင်တော်လန်စရာမလိုကိုလူမျိုးချင်းမုံကြတိုက်ကြတာကြခါရဖြစ်ကြအဲ့ဒါပဲလေ
အမှန်တကယ်ဆိုရင်လူမျိုးချင်းပြဿနာမရှိဘူးဘာသာချင်းပြဿနာမရှိဘူးဘာသာတူမတူလူမျိုးတူမတူပြဿနာမရှိဘူးပြဿနာရှိတာဒီအာနာစင်လောဘယူကတင်ယူအာတာယူခွေးယူတွေကြောင့်ပြဿနာရှိတာနိုင်ငံလည်းပြဿနာမရှိဘူးပြည်နယ်လည်းပြဿနာမရှိဘူးနယ်မြေလည်းပြဿနာမရှိဘူးပြဿနာရှိတာဒီအာနာစင်လူစိတ်မရှိတဲ့ကောင်တွေကြောင့်ပြဿနာရှိတာจ้าเว้ยโอเคโอเคจ้าဘူးရကဲပြီးတော့ရေအလုံး49လုံးပဲ49လုံးပဲပြီးတော့10လုံးမမူနဲ့စတူထဲလို့မနိုင်လဲ9လုံးပဲစတူထဲမမူ9လုံးထဲနေတော့9လုံးထဲအဲ့လိုမျိုး9လုံးဆိုရင်185ပါပဲအဲ့တေခါနီးအဖိုးကြီးတွေကခေါင်းဆောင်လုံနေလို့စိတ်ပြက်ဘာမှလည်းအသွေးခေါ်မရှိဘူးဘာမှလည်းအသွေးခေါ်မရှိသလိုအမလီယာထူးလည်းဖက်တွယ်ကြတယ်တေတဲ့အထိလည်းအဒီယာထူးယူသွားမယ်အဲ့လိုမျိုးနော်လူငယ်တွေဆိုရင်လုံးဝနေရာမပေးဘူးစင်လူငယ်မြို့သိမ့်မယ်ဆိုရင်လည်းရခါနီးဆိုရင်ပြန်ဆောက်ခံတယ်မဆောက်လို့စင်လက်နဲ့သိမ့်မယ်ဒါပဲရှိတယ်ပစ္စလီဆိုင်ရေမင်္ဂလာပါပစ္စလီဆိုင်ရေဒီညအရေးပေါ်လို့ပစ္စလီဆိုင်တက်တဲ့တချင်းညီမလေးကလိုက်တယ်တခါပဲကတယ်ကပြီးတာနဲ့ပြောစရာစစ်တာကိုပြောလိုက်တယ်အမှန်တရားစီတရားကိုချပြလိုက်တယ်ဒီညဆဲစရာစစ်တာကိုဆဲလိုက်တာပဲကလိုက်တာတခါပဲလုံမလေးတချင်းတော့ရေထမိတ်တူလေးနဲ့ဒီမှာဟိုဗာလဲကရင်နီထမိတ်တူလေးနဲ့မြန်မာအင်ကြီးနဲ့တွဲလိုက်တယ်အဲ့လိုမျိုးအခုကတော့စတူဗာလဲ PDF တွေပေါ့နော်စတူမြုပ်တီ PDF ဖွဲ့တွေစတူမြုပ်တီညီမလေးအတူခံတယ်နဂါဘိုနဂါမခေါ်နဲ့တီကောင်ပဲပြောပေးပါတီကောင်အကြောင်းကြားချင်လို့စင်မမို့ဒီလိုက်ဆိုထွက်တဲ့အချိန်မှပြန်လာပြီးတော့နားထောင်အားရပါရပဲဆုံးမလိုက်တယ်အားရပါရပဲဆုံးမလိုက်တယ်โอเคအဲကြောင့်နားထောင်ချင်လို့စင်မမို့လိုင်းထွက်တဲ့အချိန်မှအဲကြောင့်မမို့လိုင်းထွက်တာကိုမမို့ပြောတဲ့စကားလုံးတွေကိုအမြန်နည်းနဲ့ကြားချင်လို့စင်ဒီ49ကြီးအတောင်းနဲ့49တောက်ကိုအမြန်နည်းနဲ့ဝန်ထည့်ပေးကြပါစတူ49တောက်ပြီးလို့စင်မမို့ထွက်မယ်ငါမမို့ထွက်မယ်ကြံတဲ့ငရုတ်ဒီတဝဲကြတော့မနေ့ဖန်မမို့ဆက်ပြီးတော့လူခံမယ်โอเคရော data လည်းမမို့ထောက်ပံ့ပေးပါတယ်စင်ရော data ဆိုတာကန့်ကော်ပဲမှာဟုတ်မမို့ထောက်ပံ့ပေးတဲ့အဖွဲတွေရှိတယ်အခုရော data အဖွဲကဘယ်တက်ရင်တက်ခွဲလဲကျွန်တော်တို့အာတာကြည့်လို့မရဘူးတဲ့အာတာကြည့်ရင်ဒုက္ခတွင်ကဘယ်သူမှမလွတ်မြောက်နိုင်တာကိုတဲ့တတိပြုစင်ချင်းပါဝင်ပေးကြပါခင်ဗျာတဲ့ကဲပြီးတော့ရေစတူကလေမမို့ဖိတ်ခေါ်ထားတဲ့စတူနောက်ဆုံးအလုံး100ကပြည့်ဖို့49လုံးပဲလူတော့တယ်မငွေ2000ကျော်ပဲ2000ကျော်ထည့်ပေးလိုက်မမို့လဲ2000ကျော်ထည့်မယ်အဲ့ဒါပွဲပြီးနော်မမို့ဒီနေ့နဂါကိုဘာကြောင့်ဆဲရတာလဲဆိုတော့နဂါအဖွဲကနော် PDF တွေက NUG လက်အောက်က PDF တွေကို NUG လက်အောက်က PDF တွေကိုဖမ်းပြီးတော့နော်လက်မြောက်ခိုင်းတယ်ပြီးတော့မြေကြီးပေါ်မှာမောက်ချခိုင်း PDF ကိုအိတ်ချခိုင်းတာပေါ့နော်အိတ်ချတဲ့အချိန်မှာပဲအဲ့ဒီနဂါရဲ့ခွေးနဂါရဲ့ PDF ကနဂါအဖွဲကကောင်တွေကပေါ့နော် PDF ရဲ့ကောင်တက်နေတယ်တယောက်ပြီးတယောက်နော်အိတ်ချခိုင်းတယ် PDF ကောင်တက်နေတော့ပြီးတော့လက်နဲ့ထားပြီးတော့ခေါင်းကွဲအောင် PDF ကိုရိုက်တယ်အဲကြောင့်ပြောတယ်ကြော်စိုးမင်းလားကြော်စိုးဦးလားအဲ့ဒီမေလိုကအဲ့ဒီကြော်စိုးဦးက PDF ရဲ့အုပ်ကူကိုတနအပလဲခြေထောက်နဲ့ထောက်တက်နေဟုတ်လားပြီးတော့စော်ကားတယ်လေအဲ့ဒီချိန်မှာကျတော့ကြော်စိုးဦးဖမ်းရတဲ့သူဆိုရင်အသိန်း400 500စုကြမယ်ဟုတ် PDF တည်သွားတဲ့ PDF ရဲ့အုပ်ကူကိုစော်ကားတဲ့ကြော်စိုးဦးကိုပေါ့နော်အဲ့လိုမျိုးဖမ်းခိုင်းတယ်ဟုတ်ဒါပေမဲ့အခုမေလို့နဂါရဲ့ခွေးကမသေးငါတို့ PDF ကအသက်စင်ကြီးနဲ့ဖမ်းပြီးတော့မြေကြီးပေါ်မှာမောက်ချခိုင်းတယ်ပြီးတော့ PDF ကိုတက်နေတယ်နော်သွားလိုက်လာလိုက်တက်နေတယ်ပြီးတော့ဘီစတုံနဲ့ချိန်ချောက်တယ်နော်ခေါင်းကွဲအောင်သွေးယူအောင်လဲရိုက်တယ်အဲ့ဒါကိုကန်းရေကျေးဇူးရတင်ပါတယ်အခုတော့ပြတောင်းလို့မရဘူးကိုကျမ်းမကြီးမကောင်းတာနဲ့ကျေးဇူးရတင်ပါတယ်စင်ကိုကန်းရေအဲ့ဆိုရင်စတူကိုခန့်က2000ကျော်ပေါ့နော်မမုန်နဲ့စတူထည့်ပေးလိုက်ပြီခဏလေးအဲ့ဘယ်မှာလဲဟိုခဏတော့အော်ဒီမှာ2585ကိုခန့်ကမမုန်နဲ့စတူပါလိုက်ပြီကျေးဇူးရတင်ပါတယ်ကိုခန့်ရေ
နေ9စစ်9အလုံး49လုံးမမိုးလဲ49လုံးဆိုအလုံး90ကျော်ကိုခန့်ကဲ49နဲ့49ပေါင်းလိုက်မယ်ပြောတာမှလည်း49လုံး49လုံး49နဲ့အပေါင်း49 94လုံး94လုံးကို69လုံးနောက်မယ်ကဲ600နဲ့5လုံးပဲ600နဲ့5လုံးပဲမမူစိတ်တင်မနေ့ဖန်နေ့ပိုင်းမှာဆိုရင်ပြည့်ပါစီကွယ်မမူစောစီထားနိုင်လို့စင်ဘယ်လောက်ကောင်းမလဲနော်ကဲ600နဲ့5လုံးဒီညတော့မဲတစ်ဆောင်ပဲထွက်တယ်နော်မမူရဲ့အကူကရင်ကွာဘာမနမီယောက်ျားပေါ့နော်မဲတစ်ဆောင်အားပေးလိုက်တယ်နောက်တော့မူနဲ့လည်းစတူ10လုံးပါတယ်ပြီးတော့တမညာဖူးကျော်အေးတမညာဖူးကျော်ကမဲတစ်ဆောင်အားပေးလား900ထက်တယ်ပြီးတော့အေးဟုတ်တယ်တမညာဖူးကျော်ကမဲတစ်ဆောင်ယူမယ်တင်တယ်900ရိုးလူတယ်ပြီးတော့900နဲ့50လဲမမူနဲ့ဖြစ်မယ်အဲ့တော့တမညာဖူးကျော်မဲတစ်ဆောင်နော်900ရိုးလူတယ်ပြီးတော့စတူ10လုံးโอเคမဲတစ်ဆောင်စင်းသွင်းလိုက်ပြီမဲတစ်ဆောင်ထွက်ပြီမဲတစ်ဆောင်ထွက်တယ်ကဲကိုခန့်ရေးနော်ဖြစ်နေတဲ့ယောဂလည်းအများဆုံးပြောက်ပါစေအများဆုံးတက်တာပါစေနော်ကိုနော်ကျေးဇူးရတင်ပါတယ်နော်အကိုခန့်ဘယ်လိုကမလဲဟိုဒီနာကျင်ရတဲ့ယောဂပေါ့နော်ခါနာယောဂပေါ့အများဆုံးပြောက်ပါစေလို့ညီမလေးမိုးစတောင်းပေးပါတယ်နော်ကျေးဇူးရတင်ပါတယ်ကိုခန့်ရေးကဲမမိုးကနည်းနည်းမမိုးဘက်ကနော်စတူအလူစင်နဲ့ဘလောက်ပောင်ဝင်လိုက်လဲဆိုတော့မိုးပတ်စံနည်းနည်းတင်တော့ပောင်ရမယ်ဘယ်နှတောင်းလဲမသိမိုးစိတ်တစ်တောင်းကျော်တော့2တောင်းစာနဲ့ရေးပေးပါစင်ဘာကြောင့်ဆိုတော့မိုးက PDF နဲ့စကားပြောဘူးစာနဲ့ရေးပေးပါနော်တိုက်ရင်တက်ခွဲတေချာရေးပေးပါပြီးစပင်ဆော့ရက်တော့ဥကျော်သူစီမှာပြောပို့ပေးရမယ်ပြီးလို့ရှိရင်ဥကျော်သူရဲ့ link ကိုမိုးပြန်တော့ချပေးရမယ်စင်โอเคကိုခန့်အတန်ပို့လာတာလားမသိဘူးဘာမှမတွေ့ဘူးဖုန်းဆက်လိုက်မယ်ဟုတ်တွေ့ပြီနေ့9စစ်9မြန်လိုက်တာကိုခန့်ရေမြန်လိုက်တာကျေးဇူးရတင်ပါတယ်ကိုကြီးရေပြလို့လဲခါနာတာစက်တာပြီလားကိုအိုးဟုတ်လားဘယ်လိုမျိုးကောင်းလာတာလဲစေတောက်တာတက်တာလို့လားဆရာဝန်ကြောက်လားဘယ်လိုလဲဒါအော်ကောင်းတယ်အဲ့ဆိုအကိုကအခုတိလည်းအလုပ်လုပ်လို့မရသေးဘူးဟုတ်ဒါမဲ့အကိုရေဟိုဘလဲအကောင်လုံးပြောင်းမကားမောင်လို့မကောင်းဘူးလားဒါမဲ့အကိုပြန်မောင်းတော့နောက်ပြီးတော့ပြန်လာလို့စင်သွားပြီစမ်းကြည့်တာโอเคအေးဒီ2026မှာကွယ်နော်အကောင်လုံးပြောက်ပါစီလို့ပဲဆုတောင်းနေကိုကြီးအရင်တော့လည်းပြန်လာပြီးတော့ကျမ်းပါစီနော်အရင်တော့ကိုခက်စီပြင်တော့ဆိုရင်ဟိုစတူလေးဖိတ်ခေါ်တာအားရဆရာကြီးဟုတ်တယ်အခုလဲအကိုအားနာတယ်ကျမရေမကောင်းတဲ့အချိန်မှာအလုပ်လည်းလုပ်လို့မရလာပြီးတော့ပြည့်ပေးလို့ကျေးဇူးရတင်ပါတယ်ဟုတ်ကဲ့အကိုရေကျေးဇူးရတင်ပါတယ်ဟုတ်တယ်နားလဲတယ်ဟုတ်တယ်ဟုတ်တယ်နားလဲတယ်ကိုကြီးဟုတ်တယ်ဟုတ်တယ်ကောင်းလိုက်တာနော်အရင်တော့ဆိုရင်ကိုကြီးဘာမှမဖြစ်ဘူးကိုလည်းအရင်တော့လိုမျိုးပြန်လာပြီးတော့လုံနိုင်ပါစီလို့ပဲဆုတောင်းနေတကယ်ပဲ
ဟုတ်ကဲ့ဟုတ်တယ်အကူတတ်တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်โอเคကျေးဇူးရတင်ပါတယ်ကိုခန့်ရေโอเคနားလဲတယ်တချို့မို့လူစင်နေတာမှသူတို့ပတ်စံမရှိလို့ရှိရင်သူတို့ဝင်ကြည့်လို့မရဲဘူးသူတို့ခိုးကြည့်တယ်သူတို့နာမည်ပေါ်တာပဲဒါပေမဲ့ကိုကခေါ်လို့မရဲဘောနော်သူတို့ပြေးမှကြောက်လို့အဲ့လိုမျိုးဟုတ်တယ်ကျေးဇူးရတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အိုးနားလဲတာပေါ့ကိုရေနားလဲတာပေါ့ရန်လဲအားနာတယ်ကိုလာလူတဲ့ဒီမှာလဲโอเคကိုရေကိုနိုင်ပါနော်ကိုကြီးနော်ဟုတ်ကဲ့ကိုခန့်90ရာခိုင်တော့သူ့ရဲ့ခါတက်တာလာပြီတဲ့ကဲဟိုခုနတုန်းကမာလာတဲ့မင်္ဂလာပါအမရေမင်္ဂလာပါကဲသား10ယောက်ဖိတ်ခေါ်ပေးမယ်တဲ့โอเคမဟုတ်တာ10ယောက်ဖိတ်ခေါ်တယ်ဟောနော်စတူโอเคဘူကကြောစတူအဲ့ဆိုဘူကကြောမဟုတ်တာကင်းထဲမှာထည့်ပေးလိုက်မယ်နော်မဟုတ်တာ10ယောက်ဖိတ်ခေါ်တယ်နော်โอเคနော်ခဏလေးတန်းတော့ဒီမှာကြည့်ပေးမယ်ကဲမဟုတ်တာကအခုလူ63ယောက်ထဲမှာမဟုတ်တာ10ယောက်စတူဖိတ်ခေါ်ပါအမကူ10ယောက်ဖိတ်ခေါ်တယ်နော်အဲ့ဆိုရင်မဟုတ်တာအလူစင်ဘလောက်ပဲတစ်ချက်မဟုတ်တာ100ထည့်ပေးမယ်အဲ့လိုမျိုးပုံစံခဏလေးတော့ညပူချောကိုတန်းတော့ကြည့်လိုက်အောင်မယ်ခဏလေး哦，OK，我不有啥都也朋友去同我不好是搞了呢。我不在往那嘛边来买了杯么呀那咯，买了杯那买那嘛嘞，但那东西因为好买了杯也朋啥都那也朋友去了嘛也去好。အခုလောလောဆယ်တမညာပူကျော်ကစတူမြန်မာဘတ်ငွေ9နဲ့50သူပို့ပေးလိုက်ပြီပေါ့နော်ဒါပေမဲ့မဲတစ်စောင်တော့သူယူမလားမမူပဲနားလွယ်မှုမားတာလားအဝဲကကြจะတိုက်ခိုက်ရจะပြစီအောင်များပေါ်လာမဒီမှာယနေဝဲဒီမှာယနေโอเคရောအေးအခုလိုက်ဆိုပြီးလို့လေဦးကျော်သူထွက်တာတဲ့နောက်ပိုင်းဦးကျော်သူကောက်စားလို့မတွေ့တော့ဘူးကောက်ရတယ်ကဲမဟောတရာက10ရောက်ဖိတ်ခေါ်ပါတယ်ဒီဘဝအတွဲတော့မွဲပြီကွယ်နောက်ဘဝမှာချမ်းသာမယ်မမိုးလဲတူပါပဲမဟောတရာရေးတူပါပဲစင်ကဲမဟောတရာ10ရောက်ဖိတ်ခေါ်တယ်ဘယ်သူမဟောတရာနဲ့ပါမလဲမသိနိုင်တော့ထည့်လို့ရတယ်
အခုမောင်လေးရေအမကိုရေးထားပေးတဲ့စာအတိုင်းဥကျော်သူအကလောပြန်တော့ပို့ပေးပါနော်အလက်ရောက်လို့စင်ဥကျော်သူကစစ်ဆေးလိုက်မယ်အမဥကျော်သူရေးလေးမချပေးလိုက်ပြီနော်မဟောဒရာရေး10ယောက်ကမဟောဒရာရအောင်စာလေး10ယောက်မဟောဒရာစီးတဲ့သူငယ်ချင်းတွေဖိတ်ခေါ်လိုက်မဟောဒရာသူငယ်ချင်းဘယ်နှယောက်စီးလဲဒီချိန်မှာရအောင်ဖိတ်ခေါ်လိုက်အခုလောလောဆယ်ကတော့မမိုးရဲ့စတူကန်တော့ပြီးသွားပြီနော်ဒါပေမဲ့ပတ်စံနဲ့ပေါင်းမယ်မမိုးဘက်ကဘလောက်စတူမမိုးဘလောက်ထည့်ရမလဲပေါ့နော်အားလုံးစုပေါင်းတော့မမိုးတေချာလုပ်ရမယ်ဘလောက်ဆက်ရမလဲဆိုတော့မဟောဒရာကနိခွန်ငါပါတယ်မမိုးနဲ့မမိုးဟယ်လီက900ပါတယ်မိုးနဲ့ပြီးတော့အမိသားမိတ်က950ပါတယ်မမိုးနဲ့နော်ပြီးတော့အန်ဒီမမိုးရဲ့အန်ဒီကပြီးတဲ့တစ်ဖွဲ့စာတော့1000မမိုးနဲ့စတူပါတယ်โอเคပြီးတော့1000နော်ညီမလေးမေသန်းကြည်1000မမိုးနဲ့စတူပါတယ်တမညာဖိုးကြော်950မမိုးနဲ့စတူပါတယ်ပြီးတော့ကိုစောလာစော900စတူပါတယ်ကိုတီ300စတူပါတယ်ပြီးတော့မအေး900စတူပါတယ်မိုးမင်း950စတူပါတယ်နမ်းမီတာကြောโอเคနော်တာကြောနမ်းမီက9နဲ့โอเคမိုးမီပြီးတော့โอเคနိုင်အင်ကြီး950ပါတယ်နမ်းမီနော်တာကြောကင်းနော်950ပါတယ်ပြီးတော့ကိုခန့်255ကဲမမိုးကဒီညဘငွေ16410နော်အညာ PDF အတွဲမမိုးစတူပါတော့ဗောနော်မမိုးဘက်က16410မမိုးစရတယ်အလူစင်ဘက်ကကြတော့ဝိုင်းထည့်လိုက်တာဘယ်နှယောက်လဲ1 2 3 4 5 6 9 10 17 ယောက်က16410မမိုးနဲ့သူတို့စတူပါတယ်โอเคနော်အဲကြောင့်ဒီညတော့16413အပေါင်း16413 32,420လောက်လဲအဲ့ဒါပဲဖို့လဲ4တလီလင်းစီလေး30နှစ်no စစ်တလီစီစင်းလေးစစစစ်တမစလီစီလေး30နှစ်4ဖွဲ့ဒီညတော့4ဖွဲ့မမိုးလူအတာ9ဖွဲ့နော်14ဖွဲ့လီအရေးပေါ်14ဖွဲ့တော့14ဖွဲ့ပြစ်ဖို့9ဖွဲ့လူတယ်အဲ့ဆိုရင်ဒီည4ဖွဲ့ရပြီးတော့5ဖွဲ့ပဲလူတော့တယ်5ဖွဲ့မနေ့ဖန်ဆိုရင်5ဖွဲ့မနေ့ဖန်နေ့ပိုင်းမှာ5ဖွဲ့ပြစ်ပါစီနော်5ဖွဲ့5ဖွဲ့ကျန်တယ်5ဖွဲ့လူတယ်နော်အရေးပေါ်6 3ညကဲ5ဖွဲ့ပဲ USA ကအလူစင်တာဒေါ်လာ1100လောက်ထည့်ပေးလို့စင်တော့ဒီ5ဖွဲ့လဲအခုပြည့်ပြီဒီ1000ကျော်ပြည့်ပြီမမိုးရေးပေါ်လို့အဲ့ဒါတော့1400ကျော်ဒီနေ့အလုံး1450အလုံး1454က600နဲ့5လုံးပဲလို့တော့တယ်ဒေါ်လာ1000နဲ့1100ဒေါ်လာ USA 1100သာဝင်လာလို့စင်တော့ပြည့်ပြီဒီညအဲ့ဒါရေးပေါ်အတွက်ပြည့်ပြီဒါပေမဲ့အခုမပြည့်သေးဘူးဖြစ်နေတယ်မမိုးစတူနော်စတူတောင်ပါလိုက်ပြီနဲ့မပြည့်သေးဘူးနော်စန်တာကူကြတော့မနေ့ဖန်ဆက်ပြီးတော့စူးစမ်းမယ်
အခုမဟုတ်တာနဲ့ဘယ်သူပါမလဲနေဘက်ဆိုတဲ့အလုံးမအားဘူးနော်တဲ့ညဘက်ဆိုတဲ့အလုံးအားတယ်နော်တဲ့ fighting တော့မို့ကြာတမညာပူကြောရေးဒီမှာတစ်စစ်တစ်နိုင်ဗလဲဘုံနော်ဗလဲဖောက်မိုက်ဝါတစ်စစ်တစ်ပါမလားတမညာပူကြောရေးဘကွာကြောက950စတူတခါပါတယ်မဲတဆောင်ယူသေးလားဖြည့်ပေးပါအောင်နော်မဲတဆောင်ပါသေးလားမဲတဆောင်ကအမစိတ်ချင်တမညာပူကြောကမဲတဆောင်ယူမယ်မဲတဆောင်900ပါဒါတော့မွာစင်းသွင်းလိုက်ပြီတဆောင်ဖို့ပြီးတော့စတူကတော့950တော့ဘကွာကြောပို့လာပေးပြီဟုတ်မဲကတော့ယူအောင်မလားမဲမယူလို့စင်တော့မွာပြန်တော့ဖြည့်ရမယ်နားမဲလေဖြတ်ပန်းတော့ရောက်လာပြီစတူနော်10လုံးပုံ950တော့ရောက်လာပြီဖြတ်ပန်းတော့ခဏလေးဘန်ဒခင်ခင်မီကြီးစီမှာပို့ရမယ်မနေ့ဖန်စီသူထားလို့စင်သူကြည့်ပေးမှာပေါ့နော်ငွေရောက်မရောက်သူပြန်တော့ဖြည့်ပေးမယ်ဒီမှာမဖြတ်ပန်းပို့လိုက်မယ်နိုင်ငံသားဖြတ်ပန်းတော့မို့သူစီမှာပို့ပေးရမယ်နောက်ရေးမှာမလေးရှားကအလူစင်ပို့ပေးတဲ့ဘတ်ငွေ950တော့ရောက်ပြီလားလို့မနေ့ဖန်တော့ထားလို့စင်ကြည့်ပေးပါအောင်နော်ဟုတ်တယ်အကောင်ပါတယ်နော်မွဲโอเคဘကကြောပို့တာစုပေါင်းဘယ်လောက်လဲဘူးစုပေါင်းဘယ်လောက်လဲစုပေါင်း950ပဲဟုတ်လားတနောက်တွေ့တာဒီမှာအောက်ဆုံးမှာ950ပဲအဲ့ဆိုရင်မဲနဲ့ဆိုရင်1000နဲ့1050ဖြစ်ရမယ်လေဘူးမဲဖိုး900စတူငရုတ်ဒီ950ဆိုရင်1550ဖြစ်သွားမယ်မဟုတ်1050ဘာဖြစ်သွားမယ်အခုလောလောဆယ်ဘွားချပို့တာတော့စတူငရုတ်ဒီဖိုးပဲဘွားချပို့ရသေးတယ်မဲအတွက်900တော့မတွေ့သေးဘူးဟုတ်တယ်ဟုတ်ဒီဖြတ်ပန်းစတူဖိုးပို့ထားပါတယ်နော်မဲဒါစတူဖိုးရောက်လာပြီနော်မဲအတွက်ကတော့မနေ့ဖန်မမောင်လေးပို့လာပေးမယ်ဟုတ်မဲအတွက်ကမနေ့ဖန်မပို့လာပေးမယ်လို့မျိုးလားမဲအတွက်900လေအဲ့လိုမျိုးဟုတ်ကဲမဟုတ်တဒါဖိတ်ခေါ်တဲ့10ယောက်ကဖောက်မဲဟွာက180တပတ်ပါတယ်အဲ့လိုမျိုးလားတစ်စစ်တေးနော်အဲ့ဆိုမဟုတ်တဒါ100နေ့စစ်တေးဖြစ်သွားမှာပေါ့မဲနဲ့10လုံးဖိုးကမနေ့ဖန်နော်โอเคမမိုးရေပြန်လာပြီလားဟုတ်ကဲ့မမိုးရေကျေးဇူးတင်ပါတယ်မရေသိပြီဖူခွားကြောကအခုလောလောဆယ်တော့မိုးနဲ့စတူ950ပါတယ်โอเคဟိုခုနကတော့ထည့်ထားတဲ့950နဲ့10လုံးဘိုးကမနေ့ဖန်โอเคနားလည်ပြီနားတရားဘူးโอเคမနေ့ဖန်စကောလာဘူးကဲမမိုးပြန်လာပြီတဲ့မမိုးရေမောင်လေးမဟောတတာကအလူစင်10ယောက်စတူမဟုတ်ဘူးသူက10ယောက်ဖိတ်ခေါ်တယ်အလူစင်ဘက်ကဘလောက်ပဲတက်သူက100ပဲနိုင်တာပေါ့နော်100သူထက်ပေးမှာပေါ့100ပဲတက်200ပဲတက်သူကအနောက်မှာ100ထက်ပေးမယ်အဲ့လိုမျိုးအခုကြတော့ကဲခဏနဲ့လေးပြောင်းအောင်ခုကတော့600နဲ့5လုံးပဲလူတော့တယ်နော်ကိုခန့်ကမမို့သူနားစေချင်တာပေါ့နော်ကိုခန့်သူလာကြည့်တယ်သူစင်ဂျာစကုံးမလို့ပူစကုံးမလို့ဆိုင်နော်ကိုခန့်ဟုတ်ကနာတော့မမို့အမြန်ဆုံးနားရအောင်သူလာတော့ပိတ်ပေးလိုက်တာအဲ့ဒီစတူမမို့ဖိတ်ခေါ်တဲ့စတူကဒါပေမဲ့မို့စတူကပတ်စံတော့ကုန်သွားပြီပေါ့နော်စတူကတော့အောင်မြင်သွားပြီဒါပေမဲ့အတီးရတော့မပြစ်သေးဘူး600နဲ့5လုံးလူသေးတယ်နော်600နဲ့5လုံးကလူသေးတဲ့အတွက်ကြောင့်မဟုတ်သလားအလူစင်10ယောက်ဖိတ်ခေါ်တာပေါ့နော်ဖိတ်ခေါ်တော့ဖော့မဲဟွာကသူနဲ့180တိပါတယ်ဖော့မဲဟွာ180တိဆိုရင်ဟောတာ100ဆိုရင်180တိအဲ့ဆိုအမ400ကျေးဇူးတင်ပါတယ်မမိုးရေကျေးဇူးတင်ပါတယ်โอเคကဲမော်ဒရာကင်းစမယ်100နဲ့80တိဖြစ်သွားပြီဖော့မဲဟွာမမိုး400မဟုတ်တာ100ဆိုရင်900ဖြစ်သွားပြီနော်ခဏပြောင်းပြီးအလုံး600မရှိတော့ဘူးမဟုတ်တာကြီးမမိုးဟယ်ရီနာနော်
ကဲအဲ့ဆိုရင်900နဲ့240 981ဘယ်နှလုံးထားရလဲအလုံး30ကျော်တော့ရမယ်981အစား55ဆက်လီလုံးကို600နဲ့5လုံးလောက်မယ်ခုနက900 900ဟုတ်ကဲ့ပါအနော်ရေဟုတ်ကဲ့ကျေးဇူးရတင်ပါတယ်မမရေကျေးဇူးတင်ပါတယ်မမဝရညအတိုင်းပဲလာပြအားပေးတယ်โอเค635အနုပ်ဆက်လီ990လုံးပဲလူပါတော့တယ်စင်နံပါတ်6ခဏတော့ဖြောက်လိုက်ပြီး990လုံးပဲလူတော့တယ်မော်ဒရာဖိတ်ခေါ်တဲ့အလူစင်နောက်ထပ်စီရောက်ပါဝင်လို့စင်တော့နံပါတ်400ကျော်ကြံမလားမသိဘူး400ကျော်ကြံမလားမသိဘူးမော်ဒရာဆူတောင်းတယ်နော်မို့ဆူတောင်းတယ်ဒေါ်လာအလူစင်တွေဝင်လာပါစေလို့မဟုတ်တာကိုတိတဲ့သူဘယ်နှယောက်စီလဲမသိဘူးနောက်ထပ်6ယောက်ပါဝင်ပြမဲ့လူစင်တွေစီသေးလားစီတာရောလာစာရောလာကောင်ရင်ဘာမှမကြံလောက်တော့ဘူးဘာမှမကြံလဲဘာဖြစ်မဟုတ်တာပြောတယ်လို့မျိုးပဲလေဘာလဲနောက်ပေါ်မှာတထေးပြတော့မယ်ဟုတ်တထေးဘာလဲတထေးတော့အဖြစ်မခံဘူးဘာလဲစင်ရတာတော့အဖြစ်ခံတယ်ဘာလဲခွေးတော့အဖြစ်မခံကြဘူးလို့မျိုးလားခုနကတော့မဟုတ်တာရေးတဲ့စာကျမ်းမာထီပေါက်ချမ်းသာပါစေတဲ့ဟုတ်တယ်မပါဝင်တဲ့သူတွေကတော့သူ့ထိုက်နဲ့သူ့ကံပေါ့ဟုတ်တယ်ဒီညလူအစ်တွေပေါ်လာတယ်နော်မောင်လေးတမညဖိုးကြော်ဆိုရင်လူအစ်ပဲနော်လူအစ်ပေါ်လာတယ်ဒီည66ရောက်မင်္ဂလာပါစင်မင်္ဂလာပါပါတဲ့လူတွေနတ်ပြည်ရောက်ပါစေအိုဒီမိုကရေစီရတဲ့နေမြန်မာပြည်ကနတ်ပြည်ထက်ပြောမယ်နတ်ပြည်ထက်ตายရမယ်နတ်ပြည်ထက်လွတ်လပ်မယ်နတ်ပြည်ထက်ပုံရောက်ကောင်းမယ်ဒီမိုကရေစီရတဲ့နေ့မြန်မာပြည်ရတာနတ်ပြည်အစစ်မှန်ပဲအခုဒီမိုကရေစီမရသေးလို့စင်ငရဲပြည်ပဲအခုမြန်မာပြည်ကငရဲပြည်ပဲလေနော်ကိုအိမ်မှာကိုနေတော့မှကိုကောင်းမနေရဘူးအကြောက်တရားနဲ့နေရတယ်ဘုံကဘယ်တော့လာကျဲမလဲကိုလည်းမသိခွေရဘယ်တော့လာဆွဲမလဲကိုလည်းမသိနော်အဲကြောင့်မြန်မာပြည်လို့လာရရတဲ့နေမှမို့အိမ်မရှိခြံမရှိလဲလမ်းဘေးမှာနေလဲလက်ပြလုံးလဲလမ်းဘေးမှာနေလဲဘယ်သူမှကြောက်စရာမလိုတော့ဘူးနော်အာနာစင်စစ်ခွေးစစ်သားမေလို့တဲ့အကောင်လုံးတည်သွားလို့စင်လူရောက်လာတဲ့အကောင်လုံးတည်သွားလို့စင်လမ်းဘေးမှာနေလဲပြဿနာမရှိတော့ဘူးတော်ဆိုရေးမင်္ဂလာပါအန်ဒီရေးမင်္ဂလာပါရှင်အခုအရေးပေါ်တဲ့ကြည်1000ကျော်ကမပြည့်သေးဘူးအလုံး990တလုံးလိုသေးပါတယ်ရှင်ကြည်အလုံးဒီနေ့ပေါ့နော်အလုံး1400ကျော်အရေးပေါ်က1400ကျော်ကနေအခုဆိုရင်990တလုံးပဲလိုတော့တယ်တလုံးဆိုရင်55ဘတ်ပါကြည်တပေါ့နော်ဒေါ်လာ100လူပေးမဲ့အလူစင်စီလို့စင်တော့အလုံး60နီးပါးရမယ်50စီလုံးလောက်ရမယ်ဒေါ်လာ50လူပေးလို့စင်တော့အလုံးဘယ်လောက်လဲ30နီးပါးပဲညီမလေးရေအရေးပေါ်စေးဖို့လိုနေလို့တဲ့အမကိုစွတ်ဖုံးတွေခေါ်နေတာဟုတ်လားမိုင်ဝေပြိုးတဲ့တက်ခွဲလေးပကူကနေညီမမိုးတိလာတဲ့မသိဘူးအမမိုးမသိဘူးအမရေဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးဆက်သက်လာလို့စင်ရင်ဒီလိုမျိုးကြည့်လို့စင်မသိဘူးဖုံးဆဲရမယ်ဗီဒီယိုကိုခေါ်ရမယ်တောင်စီတဲ့သူတို့တိုက်ရင်မှုနဲ့စကားပြောရမယ်ဗီဒီယိုကိုခေါ်စစ်စေးမှတော့သိတယ်အစစ်အတူအတာမှအဖြစ်ပေါ်တယ်နော်အဲ့ဒါလိုမျိုးဆက်သွယ်လာလို့စင်ရင်ဘလောက်ပဲရုပ်တိစီပါစီယုံလို့မရဘူးဘာကြောင့်အမကိုတော့ဆက်သွယ်လဲသိလားအမကလာလူတာကိုသူတို့တွေ့တယ်လေသူတို့စောက်ကြည့်တယ်အများကြီးပဲတချို့မှဆိုရင်မမိုးပုံနဲ့ဟန်ဆောင်လိုက်တခြား PDF ပုံနဲ့သူတို့ယူသုံးလိုက်အများကြီးပဲအမမိုးတရားတော့မကဘူးအလူစင်ရောက်တိုင်းသူတို့တော့ဆက်သွယ်တယ်သူငယ်ချင်းတော့အားတယ်ဒီမှာလာလူတဲ့အလူစင်အားလုံးသူတို့စောက်ကြည့်နေတယ်မအားလာကြောင့်လူပြည်ကိုတဲ့စိတ်ပါကုံသွားတယ်တဲ့လူပြည်ကိုစိတ်ပါကုံသွားတယ်တဲ့စိတ်ပါကုံသွားတယ်တဲ့လူပြည်ကိုစိတ်ပါကုံသွားတယ်တ
သားနဲ့ဘသူနာတီလိုက်ကြမလဲတဲ့မော်ဒရာရေမင်္ဂလေးဆိုတော့လိုက်လို့မရဲဘူးတင်တယ်နော်အဲကြောင့်တချို့လူတွေကတော်လိုင်းရေးမှာမပါဝင်ဘူးနော်တခြားအလူရှင်လူတယ်တခြားလူတဲ့အချိန်မှာနှိပ်ပန်ရောက်ပါစေသားသမီးဘလဲသားသမီးဘလဲ9ရက်သားသမီးဘေးကင်းပါစေစမ်းပါစေတထေးဖြစ်ပါစေအဲ့လိုမျိုးပေါ့နော်ဟုတ်ကဲ့ပါမင်္ဂလာပါတထေးဖြစ်ပါစေအဲ့လိုမျိုးဆုတောင်းပြီးတော့မင်း online မသိလို့စရင်သူတို့သားသမီးကဘယ်လိုမျိုးဘေးကင်းမလဲဘယ်လိုမျိုးတထေးဖြစ်မလဲမြန်မာပြည်ကနိုင်ငံစင်ရဲလို့စရင်လူလည်းစင်ရဲတာပဲလေတထေးမဲ့ဆိုရင်သူတို့ရဲ့အောက်တန်းစားအာနာယူစစ်ခွေးစစ်သားလက်နဲ့ကန်တဲ့လူပဲတထေးမှာဒီပွဲရနော်အဲ့ဒါပဲအဲကြောင့်ကိုဘက်ကဘလောက်ပဲအလူလောက်ကိုဘက်ကဘလောက်ပဲဖျားစီကိုဘလောက်ပဲစီဒီတွေတဲဖုန်ကြီးချောင်းဆက်ဆောက်မင်း online မသေးလို့စင်နော်ခွေးမသားအာနာစီနဲ့မသေးလို့စင်ဘယ်တော့မှတိုးတက်မှာမဟုတ်ဘယ်တော့မှကန်ကောင်းမှာမဟုတ်ဘူးဒီခွေးတွေကိုရင်စင်းထောက်ရမှနော်နိုင်ငံကောင်းမှဘာသာရေးလည်းကောင်းမယ်လူမှုရေးလည်းကောင်းမယ်ပညာရေးကျန်းမာရေးအကောင်လုံးပဲနော်ကောင်းမယ်နိုင်ငံမကောင်းလို့စင်အကောင်လုံးအဖြက်စီးတာပဲအမျိုးတောင်းတာပဲအကောင်လုံးဖြက်စီးတာပဲမတွေ့ဘူးလားနော်ဟိုဖုန်းကြီးเจ้าမမေလိုကဖြက်စီးတယ်ဘုံကျဲတယ်စာတင်เจ้าဘုံကျဲဖြက်စီးတယ်ဒီနေ့လဲစာတင်เจ้าဘယ်မှာလဲကော့လင်းမှာလားကော့လင်းစစ်ဘေးဆောင်တီသူတွေကเจ้าထဲမှာတော့နေတာလားမသိဘူးမင်းအောင်လိုက်ဘုံကျဲလိုက်လို့အိုးနေသေးတာရောင်းလောင်းနေလဲကြည့်လို့မရတော့ဘူးအကောင်လုံးပြဖြစ်တာခွေးမသားမင်းအောင်လိုက်နော်ရိုးအိမ်တွေစီးတဲ့ကျဲပါလားမကျဲဘူးဟိုစစ်ဘေးဆောင်တီသူအများစီးတဲ့နေရာခလေးပိုက်တီတဲ့တွေစီးတဲ့နေရာမှာကျဲတာအဲ့ဒီမအေလိုကဘလောက်ရုပ်မှလဲဆိုတာအဲ့လိုမျိုးကောင်မျိုးကနော်ကိုတွေဘလောက်ပဲဆူတောင်းဘာပဲလောမအေလိုအခုအဓိကအလုပ်ရမှာမင်းအောင်လိုက်တင်ဖို့အတွက်ပဲငါတို့လည်းမှာအာနာယူတက်ဆုံးပဲလို့ရမှာတခြားနေရာတွေတက်လို့စင်မထီရဘူးအလူကြီးလောက်လိုက်မြန်မာငွေအသိန်း600အသိန်း1000လောက်လိုက်ဖုန်ကြီးချောင်းဆောက်လိုက်ဆူတောင်းလိုက်မပြည့်ဘူးခွေးမသားကိုတိုက်မှကိုလိုချင်တဲ့စုကရမယ်ကိုလိုချင်တဲ့အရာကိုရမယ်နော်အာနာစင်တင်ဖို့ပဲလိုတယ်ပြည်သူတွေကိုဒီမိုကရေစီပေးခဲ့မယ်မင်းအောင်လိုက်တင်မှလေဒီမိုကရေစီရမယ်မင်းအောင်လိုက်ကိုမတိုက်ပဲနဲ့ငါဒီမိုကရေစီလိုချင်တယ်မြန်မာပြည်ကြီးအေချမ်းဆိုရဲစုတောင်းလိုက်တင်အောင်စုတောင်းလိုက်လည်းမပြည့်စုံဘူးဒီရတွေကနော်မင်းအောင်လိုက်တေဖို့ကထိုင်ပြီးတော့ဆွတောင်းလို့စင်သူမတေဘူးတိုက်ရမှာတခုပဲငရုတ်ဒီနဲ့ကျွေးရမှာနနဒီနဲ့ကျွေးရမှာဒါပဲဆွတောင်းတယ်2026မှာပြည်သူလူထုလိုချင်တဲ့စန္ဒပြေဝပါစီနော်အခုကလည်း UN ဘက်ကလည်းဒီဘာလဲလောက်ခါရောက်နေတဲ့ CDN တွေစစ်ပေးဆောင်တွေလည်းသူတို့ပြန်အကူညီပြီးထောက်ပံ့ပြီးဆိုတော့လေစောင့်ကြည့်ရမှာပေါ့ကောင်းလာမှာမဘူးနဲ့အကောင်းပဲမှာပဲလာမှာပါဒီ2026နော်6နှစ်လဲစီပြီလေတက်ပေါင်းများစွာလဲပေးစားပြီးတန်ဖိုးစီးတဲ့တော်လန်ရေးအရန်ကိုစီးကြီးတယ်နော်အသက်ပေါင်းများစွာပေးစားရပြီးမနိုင်ဘူးဆိုတာမဖြစ်ဘူးနော်မနိုင်ဘူးဆိုတာမအေလို့တွေပဲโอเคမအေလို့တွေပဲစီးတာမနိုင်ဘူးဆိုတာသားကတယောက်တည်းတကူကောင်းဆန်မထက်ချင်လို့ဒုက္ခတွေမျှဝေပေးနေတာဝမ်းယူပေးကြပါခမညာတဲ့59ယောက်မမိုးကတော့မဟော်တရာနဲ့ပါဝင်တယ်ဖော်မိုက်ဝါတော့မော်တရာနဲ့ပါဝင်တယ်ဖော်မိုက်ဝါလည်းဘာဖြစ်လို့အစုံးလေး180တိလာရောထက်တာလဲဆိုတော့သူရဲ့ငွေက9000တိအကျွေးတက်ပြီးဒီ190တိဆိုရင်9000တိလား1000လားမသိဘူးနော်ဖော်မိုက်ဝါနော်ဖော်မိုက်ဝါအကျွေးတက်တာအများကြီးပဲပြောရမယ်ဆိုတော့မွေးရဲ့အလူစင်ထဲမှာတထေးအကြီးဆုံးအလူစင်ကဘာတူသိလားနိုင်အိမ်ကရင်ဖော်မိုက်ဝါကိုစော်မြထိုင်ဒီတောင်းရောက်တထေးအကြီးဆုံးပဲဘာဖြစ်ဆိုတော့သူတို့ရဲ့အကျွေးကသူများတဲ့များတယ်ဒါပေမဲ့လာစာထောက်တာနဲ့တခါတည်းလာရောတာနော်လာစာထောက်တာနဲ့တခါတည်းလာရောတာတထေးအကြီးဆုံးနော်အကျွေးအများဆုံးတော့တထေးအကြီးဆုံးပဲနော်ဒီအကျွေးကလောင်းကစားတော့ကစားလို့ကိန်းတော့ကစားလို့ထီထိုးလို့အကျွေးတက်တာမဟုတ်နော်ခွေးသားဖို့ကြည်ဖို့တွေရအောင်ကမ်ပိန်းတွေပြည့်အောင်နော်အကျွေးတက်တာပါမမိုးလည်းမမိုးမေ့သွားတယ်မမိုးတထေးအကြီးဆုံးပါမမိုးကတော့မမိုးလူစီတဲ့တထေးအကြီးဆုံးရောမမိုးကအကျွေးတစ်ခါတော့ချေလို့စင်တော့အတောင်းနဲ့ဘာလို့ဆိုတော့တချို့မမိုးရဲ့လူစီကနည်းသူတို့လာပဲချေတော့ကိုကစိုက်ပေးရတယ်လေအဲ့လိုမျိုးပြီးလို့စင်သူတို့လည်းလာစာထုတ်ပြန်လာရော
အဲ့လိုမျိုးလောက်ရတယ်ရတဲ့ငင်းလောက်ရတာပဲနော်အိုးကျွေးမရဘူးနော်အခုလူဟောင်းတွေပြောတာပါနော်လူသိဆိုရင်တော့မရပါနော်လူသိဆိုရင်သူတို့ပတ်စံရောက်လာမှမို့လို့စီရင်သွင်းလို့ရမယ်အဲ့လိုမျိုးလူအဟောင်းဆိုရင်တော့မမို့လို့နားလဲပေးတယ်လှုပ်ပေးတယ်နော်မပေးချေလို့လည်းမရဘူးမပေးချေလို့ဆိုရင်ကံပဲပြစ်မှာမဟုတ်ဘူးအမမိုဟယ်လီနာဖြတ်ပန်ပို့လာပြီအမကဖြတ်ပန်ပို့လာပြီဦးရပါဟုတ်ကဲ့ပါမမိုးကြီးဟုတ်ကဲ့ပါအမကြီးနားလဲပါတယ်ကျေးဇူးရတင်ပါတယ်အမကြီးညတိုင်းပေါင်ပြလို့လေအားလဲနာတယ်အမကြီးဟုတ်ကဲ့အမစောအိတ်လိုက်တော့နော်ကိုနိုင်ပါအမကြီးကိုနိုင်ပါတွေ့ပြီမနော်ကိုနိုင်ပါမမိုးကြီးကျေးဇူးရတင်ပါတယ်အမကြီးထိချာမှာတော့မို့ပြောတာတဲ့ထိချာလို့ရဖို့ဘူးဘာမှထိချာလို့ဘာလို့ထိချာဘာမှထိချာလို့ပဲတနော်မို့တဲ့လောတဲ့ဝဘာမှတော့နေလို့နမတောက်ဖလို့ကောင်းဆောင်တဲ့ကျွန်တော်လောမျိုးမလိုမျိုးတာချတာဆက်မှာကိုတလိုက်တော့လည်းပဲနော်တနော်တဲ့တိုင်းရင်းသားတဲ့ဖလို့ဖို့ဆောင်ဖို့တဲ့ထောက်ပံ့จิตတန်လောက်မြတ်မချက်လားစစားတမဟာကုံတမ6တဲ့ကျွန်တော်အဖွဲ PDF အဖွဲကပြင်စစ်သားဖွဲဟာမှာဘုံမြจิตတန်လောက်မြလေးအရာအနေကျွန်တော်မဲစားသိတာမှာလနေရတာခကိုတလိုက်တဲ့ချစ်တဲ့ကလည်းထုံစန္ဒပြမီအောင်လိုက်ရဲ့ရွေးကောက်ပွဲလို့မရှိရော့သားစမဖလို့ဖို့ဆောင်ဖို့ကြရလို့တော့ဘာရတာမောနော်ဟာတာဖလို့အလပလပါစကဲဟာဖလို့ဖို့ဆောင်ဖို့နေတာဖလို့အလပလပါစကဲကင်းဘီနေနေရဘူးတမြောင်းတာစားဒီမလေးစောနာနော်တဲ့ကျမယေကူဆိုင်အောင်နော်တဲ့အမနာဘီနော်တဲ့မနေ့ဟုတ်ကဲ့ပါနော်ရေဟုတ်ကဲ့ပါအမမိုးရေကျေးဇူးရတင်ပါတယ်နားတော့နော်မနော်စောစီလက်ထားမယ်ဆိုတော့လေမိုးကတော့ခလေးချောင်းပိတ်နေတယ်မရေခလေးချောင်းပိတ်နေတယ်အကြောင်းမဖွင့်သေးဘူးအဲကြောင့်မိုးကလေဒီကရင်ပြည်နယ်ကကော့ကလေးကကရင်လူမျိုးတွေပေါ့နော်စန္ဒတရအယောက်ထောင်နဲ့မလေးစားတဲ့ကုန်းယူတယ်တကယ်ပဲဒါပေမဲ့မမိုးအရန်ကိုရင်နာတာတော့ကရင်စစ်သားတွေအဖွဲ့အစည်းပေါင်းများစွာရှိတယ်လက်နဲ့ကင်အဖွဲ့အစည်းတဲ့ပဲဒါပေမဲ့ကရင်ပြည်နယ်လွတ်မြောက်ဖို့ကရင်လူမျိုးတွေကောင်းမွန်နေရဖို့သူတို့မလုပ်ပေးဘူးအဲ့ဒါအရန်ရင်နာတယ်ပြီးတော့ကိုအရန်လေးစားတဲ့သူတို့မမိုးရကင်းမျိုးတွေစန္ဒပြတာကိုလေမမိုးချဲတယ်ဒါပေမဲ့အဲ့ဒီခွေးမသားစစ်ကိုနိုင်အဲ့ဒီမအေလို့ကနော်စန္ဒပြနေတဲ့ကရင်လူမျိုးတွေရဲ့တပ်ပုံပေါ့နော်မင်းအောင်လိုက်ရွေးကောက်ပွဲအလိုမရှိကိုအဲ့ဒီတပ်ပုံတွေကိုပြန်တင်တယ်ဘယ်လိုမျိုးပြန်တင်တယ်ကော်တူးလေးနိုင်ငံလူလာရေရသွားလို့တဲ့ပျော်ရွှင်နေတဲ့ကရင်လူမျိုးတွေခွေးမသားကြည်စမ်းတိုင်းရင်းသားတွေလည်းဘိုးမသိဘာမသိပဲနဲ့တော့ဆဲတာပဲစပဲဆန္ဒပြတဲ့လူသူတို့စတင်နေတာမြခွေအဲ့လိုမျိုးပေါ့နော်အစွန်းရောက်တွေတစ်ဖက်ပိတ်တွေဆောက်တော်လဲလုံနေတဲ့လူတွေပေါ့အေးလိုကအဲ့လိုမျိုးနော်စစ်ခွေးနိုင်ဆိုတာတေခါနီးအဖိုးကြီးအိုနေပြီးရက်တော့တာနေတညတိုင်းပဲနော်အရက်မသားလို့စင်အဖိုးကြီးကသေတော့မယ်နော်တကူလုံးကတုံနေတာမေးလိုကအကောက်တုတ်ပေါင်းများစွာဖွင့်ထားပြီးတယ်စစ်ခွေးအလုတ် NCA မူတူစေဖို့အလုတ်လုပ်နေတာဒီစီးပွားရေးသမားတွေအလုတ်လုပ်နေတာခွေးမသားပြီးတော့လည်းမမိုးပုံနဲ့လဲသူလိုက်ပြီးတော့လိန်စားတယ်မမိုးပုံအကောက်တုလေမမိုးပုံနဲ့တုံနေတဲ့အကောက်တုသလားလိုက်ပြီးတော့ပတ်စံနေတောင်းတာလေအဲ့ဒါသူလဲပါတယ်အဲ့ဒီမေးလိုလဲပါတယ်စစ်ကိုနိုင်ရက်ကိုတလိုက်ကနော့ဖူးစာကြလော့နော်ထောက်ပါလဲစထောက်ပါအေးတဲ့ယတိရနော်မွဲဘူးကိုတလိုက်ပါထိုင်ချထားလို့ဘူးကကြောကိုတလိုက်ပါထိုင်ချမှာလို့တော်လန်ကြီးလက်စက်ကိုတလိုက်တုံနော်ချက်တောက်ကဲနော်ဖိတ်ခါကဲလပကဟောဒီခွာလိုက်နော်ဖိတ်ခါကဲလပဘာကုနော်ဒီယာဘာလဲလဲဒီဘုံမွေးဟောစစ်ခွေးကတော့ PDF တဲ့မထောင်းတာအဒီကိုတလိုက်တော့ခဲ့တယ်အော်နော်အဒီကတော့ PDF တဲ့မဝါဘူးနော်အဲ့ခဲ့တယ်ကျွန်တော်ဒီရခူခဲ့တော့လားချက်တောက်ဘာမွေးဟောလက်မြပုတ်ဘာမွေးအဒီစစ်ခွေးကခူခဲ့ပြီတော့ကိုတလိုက်တော့အဒီခူပဲပေါ်တာပလော်မောနော်ရန်သူတဲ့အကက်ထောင်းတော့အဒီဓာတ်ကိုရလိတာပဲနော်အနော်ဒီတော့ပလော်အမတစားတိတ်လာထားအဒီလည်းမတစားတို့စစ်ခွေဩတာပြီတို့နော်လော်နချတာဟမဘောဘောจิตတန်ရမဖို့ကရင်စစ်သားလဖွဲရလောဘူးစားဖို့တဲ့จิตတန်လေအ ਨੇ ဆုံးရဲသိအသိလို့ကြည့်ဟောလာနောက်ပြီးထောအတုံချနာဖို့ပွဲထမပြပြတာနေလာနောက်ပြီးအဖော်လာတော့ဘာသာတောက်စလဒီဖောက်ခုချောင်းတော့တောက်နော်ဒီမှာစနေနောက်မယ်တနောက်တော့လေအညာချုံမရဘူးလဖွဲမှာကြည့်ပြောတဲ့ကြီးရဲ့จิตတန်ဟိုမနော်လက်ကိုတလိုက်တော့တဲ့တော့ပလော်တော့ကတော့ဒီလူจิตတန်လီတဲ့ရဲ့လာနောက်ပြီးထောတောက်စပဲအညာတွေထောလက်တီရောက်ပဲအညာတွေချာသိတယ်မှာ
chati dah lo dah pelama bomnya lepa bo es wa de damnya nak play de ti lepa mata ya daun titi talai chau pu sa ki de chong loi da now so ma e nadi set down na chama ke khwai halan ni bo ma ti khai ha si bwa yi a play de ba now so tha now so na ti li te play na lok la cham bo ye chu we moi àไปช่องฮอตละใช่ก็ลาพีเดียวตีตับล้อตีคำล้อไกแกงไฟคลาอันนี้นักศึกษามาฉันไม่ช่วยดีมั้ยอ่ะช่วยอ่ะบุเทวยอ่ะบุดีเล็กซอตมาไม่จ่าดอกมีอาเซลูกสิ่งแข็งบ่เอ็ดอะเบ้แกมันเนี่ยงานอะไรทั่วเราไหมปลาปูสองปูที่มโหดราเสียเราไม่ยาเราอุทิศเนี่ยมโหดรามามัวทั่วเราไหมเนาะงานอะไรทั่วเราไหมมามัวไอ้ยันน้องจ้าลูกสิมันเนี่ยนี่ไปสวยแล้วว่าท่าลุ่มไหนดูကောင်းကြိုက်တယ်ကောင်းမှုတယ်လုံးဝအားမရှိဘူးเนาะအဲကြောင့်နေ့ပိုင်းမှာလိုက်လို့မနိုင်မှာကြောက်လို့ထွက်တော့မယ်မနေ့9နာရီထိုးတော့မယ်ဒါမှမဟုတ်နေတာတော့ဩစတြေးလျနိုင်ငံမှာပေါ့နော်ထိုင်းနိုင်ငံမှာဆိုရင်တနာရီထိုးတော့မှာပေါ့နော်အရင်လည်းနှုတ်ကြနေပြီအခုထိုင်းမှာလားမလေးရှားမှာလားစင်ကာပူမှာလားဘယ်နိုင်ငံမှာပဲနေနော်အဲ့လိုရပြီမမိုးရဲ့ညီကောင်မတွေအားလုံးနော်ဒီ channel တဲ့အလုံး990တလုံးကမနေ့ပိုင်းမှာမမိုးဆက်ပြီးတော့အလူခံလိုက်တော့မယ်โอเคအားလုံးကုနိုင်ပါအားလုံးကျေးဇူးတင်ပါတယ်နော်အော်ဆွန်လာဆိုင်ကူပါဒီဘိုင်ဘိုင်